တဲ့အခါမှာပေါ့နော်မိဘပြည်သူတွေရဲ့သိရှင်နေမဲ့မိခွန်းတွေတော်တော်များများလဲရှိမယ်လို့ကျမရင်ထဲမှာလဲခန်းစားရတယ်ပြီးကြလို့ရှိရင်ကျမကိုနိုင်ကလည်းပေါ့နော်ဒီမိခွန်းတွေကျမတို့ကိုနိုင်ကလည်းဒါမီဒီယာမှာပေါ်လာတဲ့ထပ်ပေါ်လာတဲ့သတင်းတချို့တွေရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ကျမတို့အနေနဲ့ဒီအမေးဖြေခဏလေးကိုလည်းထည့်သွင်းပေးထားတာဖြစ်ပါတယ်လက်ခံဖြေကြားပေးမယ်လို့ခွင့်ပြုတဲ့အတွက်ကြောင့်မို့လို့ကိုရောမန်ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါမင်္ဂလာပါကိုရောမန်ရေဟုတ်ကဲ့မင်္ဂလာပါမညာရင်ဟုတ်ကဲ့ပါမင်္ဂလာပါခင်ဗျဟုတ်ကဲ့ပါရှင်ကျမတို့မင်းတက်တော်လန်ရေးကနေပြီးတော့မှပေါ့နော်ကျမတို့တူမီနဲ့စပြီးတော့မှမိဘပြည်သူတွေသိကြတဲ့အတိုင်းပဲပေါ့နော်ကျမတို့ຫນွေဦးရဲ့အစတူမီကနေပြီးတော့မှကျမတို့ရှင်းပြည်နယ်မှာဆိုလို့ရှိရင်တော့မင်းတက်ပေါ့နော်မင်းတက်ဆိုပြီးတော့မှတစ်ဖွဲ့တစ်နှွဲ့နဲ့ကျမတို့တော်လန်ရေးအစမှာပေါ့နော်ကြပြဆရာတွေကစာတွေလည်းဖွဲ့ကြတယ်ပြီးကြလို့ရှိရင်လည်းကျမတို့မြေပြက်မှာရှိတဲ့သူတွေကလည်းငါတို့ဒီစစ်ဆိုးရအောင်တော့ပေါ့နော်ငင်းချမ်းပြီးတော့မှလက်သုံးချောင်းထောင်ပြီးတော့မှဆန္ဒတွေပြနေုံနဲ့မပြီးတော့ဘဲနဲ့ကျမတို့ဒီလက်နက်နဲ့တုတ်ပြန်မှဖြစ်တော့မယ်ဆိုတဲ့ဒီပြည်သူလူထုရဲ့စိတ်ဆုံးဖြတ်ချက်ကိုအခိုင်အမာချစေခဲ့တဲ့ဒါတူမီနဲ့ပေါ့နော်ကျမတို့ဒီတော်လိုင်းရေးအစမင်းတက်ကဆိုပြီးတော့မှပေါ့နော်ကြပြားတွေလည်းကျမတို့ခေါင်းစဉ်တွေလည်းအများကြီးရေးသားဖော်ပြချင်းခံခဲ့ရတဲ့မင်းတက်ဖြစ်တယ်ပေါ့နော်ဆိုတဲ့ခါကျလို့ရှိရင်အဲ့ကနေစပြီးတော့မှပေါ့နော်အဲ့ဒီအချိန်ကနေပြီးတော့မှစစ်ဆိုးရကိုတူမီနဲ့တုတ်ပြန်ခဲ့တဲ့အချိန်ကနေစပြီးတော့မှအခုအဲ့ဒီအချိန်ကာလတစ်ချောက်မှာလဲပေါ့နော်စက္ကစရဲ့ဒီစက္ကစနဲ့ထိတွေ့မှုပေါ့နော်အဆိုးဆုံးအချိန်တွေကိုဘယ်လိုမျိုးရင်ဆိုင်ခဲ့ရလဲပြည်သူတွေအပေါ်မှာရောပေါ့နော်ဒီစက္ကစရဲ့ဒီဖိနှိပ်မှုတွေကိုပေါ့နော်တော်လန်ရေးတပ်သားတွေကဘယ်လိုရင်ဆိုင်ပြီးတော့မှဖြည့်ရှင်းခဲ့လဲပြီးတော့နောက်တစ်ခုကကြတော့မိဘပြည်သူတွေကနေပြီးတော့မှလူထုကနေပြီးတော့မှပေါ့နော်တော်လန်ရေးကိုဒီတော်လန်ရေးတက်တွေနဲ့အတူပေါ့နော်ဘလိုမျိုးပူးပေါင်းပြီးတော့မှပါဝင်မှုတွေလုပ်ခဲ့လဲပေါ့နော်အဲ့ဒီထဲမှာမှဒီကိုရောမန်ကနေပြီးတော့မှပေါ့နော်အထူးသဖြင့်ပြည်သူလူထုကနေသင်ခန်းစာယူစရာကောင်းတဲ့အရာကောတတိထားစရာကောင်းတဲ့အရာကောပေါ့နော်ဒီအချက် point လေးတွေအမှတ်တရဖြစ်မဲ့အရာလေးတွေပေါ့နော်ကျမတို့ကိုပြန်လည်ပြီးတော့မှပြပြပေးပါသတင်းမီဒီယာတွေမှာလည်းကျမတို့တောက်လျှောက်ကြားနေခဲ့ရတယ်ဒါပေမဲ့၄နှစ်တာကာလဖြစ်သွားပြီးတော့မှဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ကျမတို့ပြန်လည်ပြီးတော့မှနှွေးပေးတဲ့အနေနဲ့ပေါ့နော်ပြန်လည်ပြီးအမှတ်ရဆုံးအရာလေးတွေကိုပြန်လည်ပြီးပြပြပေးပါရှင်ဟုတ်ကဲ့ပါအခုလိုမျိုးဆွေးနွေးခွင့်ရတဲ့အတွက်ပါဝင်ခွင့်ရတဲ့အတွက်เนาะချင်းပြည်မြောက်ပိုင်းနောက်ဆုံးလိုင်းမှာကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြီးခဲ့တဲ့ပေါ့เนาะ၄နှစ်တာကာလကိုပြန်ချုပ်ရမယ်ဆိုရင်ကျွန်တော်တို့အခက်ခဲတွေအများကြီးကြုံဖြတ်ခဲ့ကြတယ်အခက်ခဲတွေအများကြီးကြုံဖြတ်ခဲ့ကြတဲ့အတွက်ပဲဒီလိုပေါ့เนาะတချို့အလေးတွေပဲကျွန်တော်ပြောပါမယ်၄နှစ်ကာလရေးမယ်ဆိုရင်1000တညပုံပြင်လောက်ရေးစရာရှိလိမ့်မယ်ဒါပေမဲ့တချို့အနည်းချုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဆိုပါစို့စာပြီးမှဒူမီကင်တယ်လက်နဲ့ကင်တော်လာမယ်ဆိုတော့အတိကတော့လူငယ်တွေပဲကျွန်တော်တို့ရဲ့တော်လိုင်းမှာလူငယ်တဲ့လူကြီးတွေပေါ့နော်လူငယ်တွေလို့ကျွန်တော်ပြောလိုက်20ဝန်းကျင်30ဝန်းကျင်ပေါ့နော်20 30ကျော်ပေါ့နော်အဲ့ဒီလူငယ်တွေနဲ့40ထက်ပိုင်းပေါ့နော်50ဝန်းကျင်လူတွေက generation gap ကနည်းနည်းတော့များတယ်ပြောချင်တာကတချို့လူကြီးတွေကသူကစကားစကိုကြောက်တာကအသားတည်သွားတယ်လို့မျိုးပေါ့နော်အများစုပေါ့လေလူငယ်တချို့လူငယ်တွေကလည်းမဆိုင်တယ်လို့နေပြီးမှစိတ်ကောင်းစီထောက်ခံချင်တဲ့လူငယ်လည်းရှိတာပဲဒါပေမဲ့လူနည်းစုဖြစ်တာပေါ့နော်50ဝန်းကျင်လူကြီးတော်တော်များများကတော့ဒါလုံးဝမိုက်မဲတဲ့လုပ်ရလို့ထင်နေပေါ့နော်ဒါပေမဲ့လူငယ်တွေအကုန်လုံးကတော့ရှိတဲ့ဒူမီခါချူးနဲ့တေးသေးကြည်ပြစ်ကြခတ်ကြပြီးမှကျွန်တော်တို့ကောက်ကွန်းတိုက်ပွဲအနိုင်ရလာတယ်ပေါ့နော်အဓိကကျွန်တော်တို့ကရှင်းရှင်းပြောမီဒီယာမှာအရင်ဖြောက်စားတာခံလိုက်ရတယ်2021မှာပေါ့နော်တကယ်ပေါ့လောသူရဲကောင်းနေပေါ့ပါပေါ့ညာပေါ့စစ်ကားတွေတင်လိုက်နေတယ်ပေါ့နော်မှန်ပါတယ်ဒါကြတော့ကျွန်တော်တို့ကတကယ်ဘယ်လိုပြောမလဲတကယ်မယူရဲ့ဆန်ဆန်ဝန်တိုးခဲ့တော့အောင်ပွဲရသွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြန်သိရလာတာကနောက်မှနားလေတာကတိုက်ပွဲတွေရှေ့ဆက်လာတဲ့အမျှစစ်ကောင်စီတွေကျွန်တော်တို့တဲ့အတွေ့အကြုံအများကြီးရှိတဲ့ဖွဲ့ဖြစ်တယ်သူတို့ကရှင်းပြောရင်British Empire တွေလို့ပေါ့နော်အရင်တော့ကပေါ့နော်စစ်ပွဲတွေတာရှုံနေမယ်ဒါပေမဲ့တဖြည်းဖြည်းသိမ်းယူသွားတာပဲရှုံးနေတဲ့တပွဲချင်းမှာရှုံးသွားတော့နောက်ကျတော့လေသူတို့ပြန်နိုင်သွားတာပဲဥပမာ KNU နဲ့စကားစနဲ့ပဲချပေါ့နော် KIA နဲ့ပဲစကားစနဲ့ဖြစ်ပေါ့လေတပွဲချင်းဆိုရင်ထိခိုက်တရားရမှုကြာဆုံးမှုမှာအများနဲ့စိတ်ကောင်စီပုံများတယ်ဒါပေမဲ့ရေရှည်တိုက်ပွဲမှာအများနဲ့စိတ်ကောင်စီပဲပြန်နိုင်သွားတာပဲအဲ့လိုမျိုးသူတို့ကတော့အတွေ့အကြုံအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ကကြတော့ချတယ်ပေါ့နော်သွားမယ်ချမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့သွားတဲ့ပုံစံ sustainable မဖြစ်ဘူးပြီးတော့စိတ်ကောင်စီကအင်အားနဲ့ပြန်ဆွေးမှာကျွန်တော်တို့ကိုဒီမေ15 16ဆိုရင်တို့ကမြို့ပေါ်နဲ့ပေါ့နော်ဘယ်လိုပြောမလဲမြို့ပေါ်နဲ့ပြစ်တယ်2021မှာပဲ
ပြီးတော့မှနှစ်ခွန်ခါလိုက်နှစ်ခွန်လိုက်တဲ့လူတွေချတယ်ပေါ့နော်အဲ့ဒီကနေလူတွေပြုံထွက်လာတယ်နေ့ဆက်လူတွေကိုဖမ်းတယ်ဖမ်းပြီးမှလူသားတိုင်းလုတ်တယ်လူသားတိုင်းလုတ်ပြီးမှတကုံးပြီးတကုံးတိုးလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့မြို့ကနေဆုတ်လိုက်ရတယ်ပြေးလိုက်ရတယ်ပေါ့လေကျွန်တော်တို့မြို့ပေါ်ဆုတ်ပြေးပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ထင်မှာကငါတို့ပြေးမယ်အားပြန်ယူမယ်အားပြန်ယူပြန်တဲ့ခါနဲ့နောက်တပတ်အတွင်းမြို့ပြန်သိမ့်မှာကွာပြန်ချမှာကွာပေါ့နော်ဆိုတော့ကျွန်တော်ရောက်တဲ့ချိန်မှာဘယ်လိုပြောမလဲပြည်သူတွေကလည်းမြို့ပေါ်ပြေးလာတဲ့သူစစ်ပေးရှောင်တွေပေါ့အများကြီးပေါ့ရောက်2000 3000လောက်ပြေးလာတာဟုတ်အဲ့တော့ကျွန်တော်တို့ကဟာစားဖို့တောက်ဖို့စီမံအေးပါကွာပြည်သူတွေဒီစစ်ပေးရှောင်တွေနေစရာထိုင်စရာစီစဉ်ပေးပြီးတော့သွားချမှာကွာဒီလောက်ကုန်ပြန်မြို့ပြန်သိမ့်နေပေါ့နော်ဒါတော့မကုန်သေးပါဘူးစိတ်ကောင်းစီကရှက်ကြောနဲ့တကြောင်ချောင်းစုံနဲ့တကြောင်ရွှေအောင်သားနဲ့ကြောင်စစ်ကြောင်3ကြောင်ထိုးလာတော့ကျွန်တော်တို့မှာအကုန်လုံးပတ်ပြေးရတယ်ကျွန်တော်တို့အဲ့တော့ကကျွန်တော်တို့ကဟိုစကားစအမြင်မှာကျွန်တော်က ring leader တွေပေါ့ကျွန်တော်တို့ကဘယ်လိုပြောမလဲကျွန်တော်တို့ပဲဥဆောင်တယ်ပေါ့ကျွန်တော်တို့ကကောင်းဆောင်တချို့ဆွဲစည်းလိုက်ပြီးပြီပေါ့ဒီပုံကံမှုပေါ့နော်ဒီချင်းတပုံတွေပေါ့လေတောင်းချမ်းသူတွေညင်သွားမယ်ပေါ့ဆိုတော့ကျွန်တော်တို့အဲ့တော့ကချောင်းစုံဆိုတာကကျွန်တော်တို့ရှေ့ရနေလာနေတာရှက်ရောစစ်ကြောင်းဆိုကျွန်တော်တို့ညာဘက်ကလာတာရှေးအောင်သားဆိုကျွန်တော်နောက်ကျောနဲ့ပတ်လာတာဆိုတော့ရှေးရောညာဘေးညာကောနောက်ကျောအကုန်လုံးကစစ်ကြောင်း3ကြောနဲ့လာတော့ကျွန်တော်တို့မှာဘယ်ပြည့်ရမှလည်းမသိဟာငါတို့တော့ဒီတော်လှန်မိတာမှားပြီထင်တယ်ပေါ့နော်ဟာအခုကြမှာလဲဘာလေးပြောလို့မရပါလေအဲ့လိုမျိုးကြီးကြားတဲ့ကပဲအစမြို့ပြန်သိမ့်မဲ့ချိန်နဲ့မြို့ပြန်မသိမ့်နိုင်တော့တဲ့ချိန်ကြီးအဲ့ဒီကနဲ့ကျွန်တော်ပျောက်ကြားတွေတောက်ချောက်ဖြစ်တယ်ဥပမာဆိုကြီးချောင်းစုံတိုက်ပွဲဆိုကြီးစကားစလာတယ်ကျွန်တော်တို့က3-4 ရက်5ရက်လောက်လုံးဝရှေ့မတွန်းထိုင်အောင်ဖြစ်တယ်ဆိုတော့တန်ရာရတယ်လာတယ်တီးတယ်ကြီးတယ်လုံးဝရှေ့နောက်မဆုတ်တန်ခံပြင်းနဲ့စိတ်ကောင်းစရာတော့ဘလောက်တည်တိုးလာတာပဲမလီနဲ့လာပုံကျဲတယ်လက်နဲ့ခဲနေများတယ်ကျွန်တော်တို့ရှိမှကျတော့မြို့ပေါ်ကတိမ့်လာတဲ့လက်နဲ့ခဲနေမှာကျွန်တော်တို့ကစစ်ကြောင်း3ကြောင်းလာတော့ဟိုစစ်ကြောင်းကိုပါကျွန်တော်တို့ကခဲနေခွဲပေးလိုက်ရတာခွဲပေးလိုက်တော့ကျွန်တော်တို့မှာတကယ်ပြေအားမောင်းပြန်ပြေအားလောက်မှမရှိဘူးအဲ့လိုဆိုတော့ဒူမီခါချိုးတွေနဲ့ပဲရေရှည်တိုက်ပွဲဝင်ပေါ်မှာဖြစ်နေတော့ပြီးတော့မိုးရတီဖြစ်လာတော့သူကမိုးလေကြွာလာတော့ရန်နေဆိုတော့ပြစ်လို့မရတော့ရှိတာပေါ့နော်ဆိုတော့အဲ့ဒီကလည်းကျွန်တော်တို့ဆုတ်လိုက်မှတဖြည်းဖြည်းဟိုးမတူပီနဲ့ဆက်ထဲတီကိုဆုတ်ရတယ်ကျွန်တော်တို့ပါဝင်တော့နောက်ကျကျွန်တော်တို့ကဟိုမတူပီနဲ့အဲ့ဒီဟိုအခုဇိုဒုံနယ်အထိပါပြေးရတာပေါ့ရှောင်ရတာပေါ့နှစ်ချိန်3-5ချိန်လောက်ကိုပြေးရပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ကမြို့ပေါ်ပြေးလာကြတဲ့ကြောပိုးတိတ်ပဲအဲ့ကြောပိုးတိတ်နဲ့ပဲပြေးသွားနေရတာပေါ့နော်ဆိုတော့နောက်ပိုင်းကျတော့ကျွန်တော်တို့ကစစ်ကြောင်းတွေသူတို့စစ်ကြောင်းဆက်ထိုးတယ်ပျောက်ကြတယ်ထိတွေ့မှုတောက်လျှောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့မှာအင်အားတွေစုဖို့လိုတယ်ဆိုရင်မှကျွန်တော်တို့ကဒီတိုက်နယ်လိုက်ပေါ့နော်ကျွန်တော်အရင်ကမျိုးနွယ်စုလိုက်မလို့ဘူးမျိုးနွယ်စုလိုက်ဆိုရင်လူမျိုးရေးတွေကအလွယ်တကူထိလွယ်ရှာလွယ်တယ်ဆိုရင်မှကျွန်တော်တို့ကမျိုးနွယ်နဲ့မတော်တိုက်နယ်လိုက်ပဲသွားတယ်တိုက်နယ်ဆိုတော့ကျွန်တော်တို့ကမေတ္တာတိုက်နယ်9ခုရှိတာဆိုတော့တိုက်နယ်လိုက်တိုက်ရင်တွေဖွဲ့တယ်ဆိုတော့ကျွန်တော်တို့မှလည်းတိုက်နယ်လိုက်ဆွဲတွေတိုက်နယ်ဆွဲတယ်တအားများတယ်တိုက်နယ်ဆွဲတွေများတော့နောက်ဆုံးကျတော့တိုက်နယ်တိုက်ရင်တွေပေါ်လာရင်သူတို့ကဟိုဖက်တိုက်နယ်တစ်မှာစစ်ကြောင်းထိုးရင်တိုက်နယ်နှစ်ကမသိချင်အောင်ဆောင်နေတော့အဲ့လိုမျိုးတွေလည်းနောက်ပိုင်းမှာဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်တို့ကလောလောဆယ်လိုအပ်တာကလုံးဝအင်အားရှိလာဖို့လိုတယ်အရောက်ဟိုကော့ကွန်းတက်ပွဲကိုတင်နေရောက်200 300လောက်နဲ့မရတော့ဘူးကျွန်တော်အင်အားထောင်နဲ့ချီရှိလာဖို့လို့တိုက်နယ်လိုက်ကိုဖွဲ့ခတ်တော့တိုက်နယ်လိုက်တိုင်းနေဖွဲ့ခတ်လို့ကျွန်တော်တို့မှာတိုက်ချင်းတွေကတဖြည်းဖြည်းနဲ့ပွားလိုက်တာ2022မှာဆိုရင်ကျွန်တော်တို့မှာတိုက်ချင်းပေါင်း22ရင်းရှိတယ် CDF မင်းတပ်မှာပဲတိုက်ချင်းပေါင်း22ရင်းရှိတယ်တိုက်ချင်းပေါင်း22ရင်းကအစကပထမမှာကျွန်တော်အင်အားထောင်ကျော်တယ်ထောင်ကြီးကန2000 3000လောက်ရှိတယ်ဒါပေမဲ့အဲ့ဒီထောင်ကြီးကနတဖြည်းဖြည်းဟိုမလေးရှားသွားတဲ့လူနဲ့မပါချင်တဲ့လူနဲ့ဟိုရွာထဲပြန်သွားမဲ့လူနဲ့မပျော်တော့လူနဲ့ဟိုပါနဲ့ညာနဲ့ဆိုနောက်ဆုံးကျတော့တန်ချင်းက22ရင်းတာရှိတာအင်က400 500လောက်ပဲကျန်တော့တယ်အဲ့လိုမျိုးဒါ2022နှစ်ကုန်ပိုင်းပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ CDF မင်းတပ်ကိုတိုက်နယ်အလိုက်အထူခံတာရှိတယ်တိုက်ချင်းအလိုက်အထူခံတာရှိတယ်ဆိုတော့ကိုတိုက်နယ်နဲ့ကိုအထူခံဆိုတော့တချို့တိုက်နယ်ကတချို့တိုက်နယ်တိုက်ချင်းတွေကတကယ်အထူတွေအတကုံရပြီးမှအဆင်ပြေတယ်တချို့တိုက်နယ်တွေတချို့တိုက်ချင်းတွေကကျတော့စားဖို့တောက်ဖို့တော့ခက်ဖနက်တွေမရှိဘာမရှိညာမရှိနဲ့ခက်ခဲချက်တဲတဲ့ဟာမျိုးအမျိုးမျိုးဖြစ်လာရောဟိုဘိုမှာပေါ့နော် CDF ဒီတပ်မဟာမှုရုံမှာကျတော့ဘာအထူးမှမဝင်တော့တိုက်နယ်လည်းအကုန်လုံးကိုလူခံခွန်ပြလိုက်တော့ဒီပရောက်မင်းတပ်သားတွေကလည်းပဲဒါငါတို့တိုက်နယ်ငါတို့တိုက်ချင်းငါတို့တိုက်နယ်ဆိုတာပဲထူတော့တယ် CDF မင်းတပ်ဆိုတာမရှိတော့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကအဲ့ဒီအမှားတွေကိုလည်းအဲ့တော့ကတော့လုံးဝအင်အားလိုလို့အတွက်မလုတ်တင်ဖန်တီးတော့ညာလည်းပဲလုပ်ရတဲ့ပိုင်းတွေပေါ့နော်နောက်ကြတော့ကျွန်တော်တို့အတိကအရေးကြီးဆုံးချက်ကကြတော့ကျွန်တော်တို့ဒီအဲ့ဒီမှာတိုက်ပွဲတွေဖြစ်နေတော့ညာလည်းပဲပျောက်ကြားပဲဒီ view ဟာပေါ့နော် strategy တခုဖြစ်ပျောက်ကြားလို့ရတယ်ဒါပေမဲ့ organization ရဲ့ဖွဲ့စည်းပုံကတော့ပျောက်ကြားဖွဲ့စည်းပုံမရဘူးပြောချင်တာကကြုံရင်ကြုံသူလိုလူက
ကောင်းဆောင်တက်လို့ကျုံရင်ကျုံတယ်လို့အမိန်ပေးကျုံရင်ကျုံတယ်လို့စားသွားလာ comment ပေးတာတွေနဲ့လို့တော့မရဘူးအဖွဲ့အစည်းမှာကအဲ့လိုမျိုးပျောက်ကြားအဖွဲ့အစည်းဖြစ်လာတယ်ပျောက်ကြားပြူဟာမဟုတ်ဘဲနဲ့ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ဒီခုကိုထောက်ချွန့်ပြလို့ပေါ့နော်ဒီ sales ချုပ်တို့ကအကုန်လုံးစာပြီးမှဟိုတကယ် do or die ပေါ့ငါတို့ဒီ CDF မင်းတက်ကအကုန်လုံးကိုဖြတ်ပြီးမှတုံညနဲ့ပြန်စားမယ်အကုန်လုံးဖြတ်ဖြစ်မယ်တုံညနဲ့ပြန်စားမယ်ထွက်ချင်တဲ့ကောင်ထွက်ရုံးကန်ချင်တဲ့ကောင်ရုံးကန်အလုံးတကယ်ဘယ်လိုပြောမလဲတကယ် sweeping reform ပေါ့နော်အကုန်အစားဆုံးတောင်းမယ်လို့လိုက်တော့အဲ့ဒီမှာကျွန်တော်တို့မှာတချို့2022မှာလားဘယ်နှခုနှစ်လဲ2023မှာ2023မှာကြာမှာပေါ့နော်2023နှစ်ကုန်ပိုင်းလောက်ကြာမှာဒီပုံစံနဲ့ဆက်သွားတယ်ဆိုရင်ငါတို့တော်လှန်ရေးဆုံးပြောလိမ့်မယ်တကယ်လက်နက်ကန်တောင်းချမ်းသူစစ်ဖြစ်လာလိမ့်မယ်ဟိုတော်တိုင်းမှာပစ္စတိုခါကြမှာထိုးပြီးမှဟိုရွာထဲမှာထီမထင်နေများနေပြီခပိုက်ဆောင်တက်ဖွဲ့လို့တိုင်းရင်းမှုတွေလည်းရှိလာပြီအဲ့ဒါမျိုးတွေနဲ့ဟိုရှင်းပြမြို့ပေါ်တက်ပြီးမှဟိုငွေညစ်တာတွေငွေတောင်းတာတွေပါတွေညာတွေကတယောက်စားနှစ်ယောက်စားသုံးယောက်စားအဲ့လိုဖြစ်လာပြီအထက်ကတက်မဟာမှုပြောလဲလုံးဝနားမထောင်ဘူးသူတို့ပြောတဲ့စကားတော့ရှိတယ်ငါအထက်မှာငါစပင်မဲ့ရှိတယ်ငါအထက်မှာစပင်မဲ့ရှိတယ်ဘယ်သူမှငါအထက်မှာမရှိဘူးတဲ့အဲ့လိုမျိုးတွေနဲ့ကိုယုကာရတွေဖြစ်လာတာတွေများတော့နောက်ကျတော့ကျွန်တော်တို့ကဒီအဖွဲ့ကြီးပြည့်မဆိုလဲအကုန်ပြည့်ရောကွာအေးတာပဲဒါပေမဲ့အကုန်မပြည့်ဘူးဆိုလဲအစအဆုံးစနစ်ကြတဲ့ဖွဲ့ပြန်ဖြစ်ရမယ်ဆိုပြီးမှအကုန်လုံးကိုတကယ်တင်တန်းနေပြန်ပေးတယ်ပြန်လည်စုဖွဲ့တယ်ဆိုတော့ပြောမယ်ဆိုရင်ဖြူဟာမှုတွေတိုင်ရင်မှုတွေအကုန်လုံးကကျွန်တော်တို့ဖြူဟာမှုနဲ့တိုင်ရင်မှုပဲအယောက်80 80ရှိပြီလေဒီဘော်တာမရှိတာကျွန်တော်တိုင်ရင်က22ရင်းလောက်ရှိနေတာဟုတ်ဆိုတော့ရင်းမှုနဲ့တူရင်းမှုနဲ့ဖြူဟာမှုနဲ့ပေါင်းလိုက်ရင်အယောက်60 80ရှိနေပြီအဲ့ဒါမျိုးကိုကျွန်တော်တို့အကုန်လုံးကိုဟိုရာထူးတွေပါတယ်ညာတယ်ဆိုတော့မုံငွေတို့လိုဝေထားတာအကုန်လုံးကိုဖြက်တိုင်ရင်အကုန်လုံးပြန်ချုပ်ဖွဲ့စည်းပုံကုန်ပြန်ချုပ်ရဲဘော်အကုန်လုံးကိုအယောက်ဒီ2000ကျော်ကလေး1000အောက်1000နဲ့4500ကလေးနောက်ဆုံး40-50ပဲကျန်တယ်အဲ့40-50နဲ့တော်နိုင်ဆက်လုံးမှာကွာအဲ့40-50တောင်းမြေစစ်သားဖြစ်ဖို့လိုတယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ကတကယ် reform ပေါ့နော်တင်တန်းကိုအရင်တော့လည်းလုံးဝမတူတဲ့တင်တန်းကိုပြင်းထန်တဲ့တင်တန်းပေးတယ်မဟာမင်းကောင်းနဲ့ချိတ်ဆက်တယ်တင်တန်းကောင်းပြန်ပေးမှရဲပေါ်တော့စားဆုံးပုံမွေးတို့လိုပြန်စုလာတာပေါ့နော်အဲ့လိုပြန်စုမှ reform ပြန်လုပ်လိုက်နိုင်တယ်အဲ့ဒါ2023နှစ်ကုန်လောက်မှာအဲ့လိုမျိုးစလာတာက2024လောက်ဖြစ်တော့ကျွန်တော်တို့မှာတတိပြအင်အားပြန်ကောင်းလာတယ်အင်အားလည်းထောင်ကနန်းပြန်ရှိလာတယ်ထောင်ကနန်းကလည်းပဲဟို80%90%ကတကယ်တောင်မြီလို့ပြောလို့ရတယ်ပေါ့နော်တော်တော်လေးအမိန့်နာခံမှုရှိတဲ့စီကံရှိတဲ့စနစ်ကြတဲ့ရဲပေါ်တဖြည်းဖြည်းပြန်ဖြစ်လာတာပေါ့နော်အတိကတော့အဲ့လိုမျိုးဖောင်ဖြက်ပြီးမှပေါ့နော်ဟိုအကုန်လုံးကွာဒူးအော်တိုင်းပေါ့နော်အကုန်လုံးပျောက်ပြက်သေးခြင်းနဲ့သေးချေကွာမှုရင်လည်းကောင်းရင်လည်းကောင်းဆိုးရင်လည်းဆိုးကွာဆိုတဲ့ပုံစံမျိုးနဲ့တကယ် risk အကြီးပေါ့နော်ကြောက်ကပါတဲ့ခုံချတယ်လို့မျိုးပေါ့အားလုံးနဲ့စန့်ကျင်ပြီးပေါ့နော်အဲ့လိုမျိုးပြောင်းလဲလှုပ်လိုက်တာပေါ့ပြီးတော့မှတကယ်တောင်ကြီးဖြစ်တဲ့ရဲဘော်တွေကိုတင်တန်းပေးမှအဲ့လိုမျိုးလှုပ်လာတာပေါ့နော်အဲ့ဒါကအဲ့လိုမျိုးပေါ့လေအဲ့လိုမျိုးလှုပ်လိုက်တဲ့ကြောင့်ပြည်သူတွေကလည်းကျွန်တော်တို့ကိုဥမာရှင်းပြောရင်အခု PDF နဲ့ NUG ဖြစ်တယ်လို့ပေါ့တပ်မဟာမုံရုံးကညွှန်ကြားတာမရှိဘူးတချို့ရဲဘော်တွေတချို့တရင်မှုတွေကထင်ရဆိုင်နဲ့တောင်းချမ်းတယ်အဲ့လိုထင်ရဆိုင်တောင်းချမ်းပြီးရင်ပြဿနာတက်လာဟာအဟိုအပေါ်ကဒါအပေါ်ကလူကြီးနဲ့ရှင်းဘာညာဆိုအပေါ်လည်းညှိုးထိုးလိုက်တယ်အပေါ်ကညွှန်ကြားတာလည်းပဲဘာတစ်ခုမှမလုပ်ဘူးဂရုမစိုက်ပဲနေတယ်လှုပ်ချင်လှုပ်တယ်ပြဿနာတက်လာအပေါ်ပဲလည်းညှိုးထိုးတယ်ဆိုတဲ့ကြားတွေကနဲ့မလဲရှုပ်တယ်ပေါ့နော်အဲ့လိုပုံစံနဲ့အကုန်လုံးကျွန်တော်တို့ကပြန်ဖြတ်ပစ်တယ်ပေါ့နော်ပြန်ဖြတ်ပြီးမှတက်ကိုစနစ်တကျပြန်ဖွဲ့စည်းလာတယ်တက်ကိုပြန်ဖွဲ့စည်းလာတယ်အရင်တော့ကလိုမျိုးပေါ့နော်ကျွန်တော်တို့ကဒါအာဏာရှင်မကြိုက်လို့တော်လှန်တာဒီမိုကရေစီဆိုတဲ့စကားလုံးတွေနဲ့သွားတော့ရဲဘော်တွေမှာအစအာဏာရှင်မကြိုက်လို့တော်လှန်တာအာဏာရှင်လာမဆန်တဲ့ဆိုတဲ့စကားလုံးဒါများတယ်ကျွန်တော်တို့စစ်တပ်မှာဒီမိုကရေစီမရှိဘူးစစ်တပ်မှာဟုတ်ကဲ့ပဲရှိတယ်အမိန်ပဲရှိတယ်ဆိုတဲ့ပုံစံမျိုးဖြည်းဖြည်းပြန်ပုံသွင်းလာတာပေါ့နော်အဲ့လိုမျိုးပုံသွင်းလာနိုင်တာရဲ့ပြီးတော့မှကျွန်တော်တို့မှာကအရှင်းပြောရင်မင်းတို့မျိုးတင်ကောက်ကွန်းတိုင်ပွဲတင်လိုက်ပြီးကြမြို့ပေါ်ကအကုန်လုံးရှောင်သွားတယ်ဆိုတော့မြို့လုံးကျောက်ကအကုန်လုံးနေတွေကိုရှောင်ရတယ်ပေါ့နော်အဲ့ဒီမှာနေတွေမှာတိုင်ပွဲတွေဖြစ်သွားလာပါညာမြင်တော့ကျွန်တော်တို့မှာ CDN non CDM ဆိုတာကကွဲပြားနေရောဟိုစစ်ကောင်စီနဲ့တိတ်အောင်ပေါင်းစရာကကျွန်တော်တို့မှာဟိုမြို့ပြည်သူအကုန်လုံးရဲ့4-500%လောက်ကပဲမြို့ပေါ်မှာစစ်ကောင်စီနဲ့စင်ပြေအောင်နေတာစစ်ကောင်စီနဲ့စင်ပြေအောင်နေတာပဲပြောချင်တာကစစ်ကောင်စီဖက်ပါတော့မဟုတ်ဘူးစစ်ကောင်စီရဲ့
ထိန်းချုပ်တဲ့နေနေမှာနေရတော့သူတို့နဲ့နည်းနည်းတဲ့အောင်ပေါင်းရတဲ့သဘောမျိုးပေါ့နော်စစ်ကောင်စီဘက်လုံးဝပိုင်းမှာတချို့တလန်လောက်တယ်လူလည်းရှိတယ်ဒါလည်းတကယ်လူနဲ့စုရဲ့လူနဲ့စုရဲ့လူနဲ့စုပဲဆိုတော့ပြည်သူတရားလုံးကျွန်တော်တို့မြင့်တဲ့ပြည်သူတရားလုံးကဒေါ်လာကြီးငါတို့ဒေါ်လာကြီးပြည်သူတွေပဲဒေါ်လာပြည်သူတွေပဲ CDM တွေပဲကျွန်တော်တို့ရှင်မှာကျတော့ចောင်းသားလည်း CDM ចောင်းသားပဲဟိုပေါ့နော်အဲ့လိုမျိုးပေါ့လေပြည်သူလည်း CDM ပြည်သူပဲဆိုတဲ့ပုံစံနဲ့အကုန်လုံးကဟိုဒေါ်လာကြီးမှာကြားနေမရှိတော့ဘူး99ခိုင်လုံးကဒေါ်လာကြီးဖက်ကိုအလုံးကခုန်ကူးလိုက်ပြီဆိုတော့ဒေါ်လာကြီးဖက်ကိုခုန်ကူးတယ်ဆိုရင်လည်း CDF မင်းတပ်ပေါ်လက်နက်ကန်ပြည်သူတွေကိုအကုန်လုံးသဘောကျနေတာပေါ့ပူမင်းတို့တာလို့တယ်တာမကောင်းမှုတလုံးမဖြစ်ရဘူးပါညာဝေးဖတ်နဲ့ကြားတယ်ပဲသူတို့ထောက်ပံ့နိုင်ညာရှိတယ်အခုလိုမျိုးသိတဲ့ပွဲတွေဆိုလဲကျွန်တော်တို့သူတို့ကနောက်တွေဆိုအကောင်900လောက်ထူတယ်ပေါ့နော်ဟိုငွေလူတာဆိုလဲသိန်းပေါက်1000ခွဲလောက်ရှိတယ်ပေါ့နော်စသဖြင့်ပေါ့လေအဲ့လိုမျိုးအကုန်လုံးဝိုင်းဝန်းထူကြတယ်ဆိုတော့ဒီအဲ့လိုတပ်ဖွဲ့ကိုအသေးချာပြောင်းလဲမှုလုပ်လာတယ်တပ်ဖွဲ့ရဲ့စနစ်ကြပုံနဲ့တဖြည်းဖြည်းဆွဲခေါ်လာတယ်ပေါ့နော်ဆွဲခေါ်လာပြီးမှမဟာမိတ်ကောင်းနဲ့နောက်ပိုင်းကျတော့အရင်တော့2021-22တုန်းကဆိုရင်စစ်ကြောင်းထိုးလာလို့ကျွန်တော်တို့ပြေးရတယ်မင်းတပ်မတူပီပေါ့နော်ပခုတ်ကူကနဲ့မတူပီကိုစစ်ရင်တန်းနေဆိုရင်အစီ80 60 80တွေရှိရလေအဲ့ဒါတွေကိုကျွန်တော်တို့ဝိုင်းဝန်းတက်ခိုက်ရရှိနောက်ပိုင်းကျရင်စစ်ရင်တန်းတွေလုံးဝမတက်လာနိုင်တော့ဘူးပခုတ်ကထွက်လာတဲ့ဟာတွေကြောက်ထုံတော့မရောက်နိုင်တော့ဘူးကြောက်ထုံအောင်ရောက်တက်မင်းတပ်ကနဲ့ထွက်လာတဲ့စစ်ကြောင်းတွေဆိုရင်မင်းတပ်မြို့ပြင်လေးမှာတင်ကိုရှေ့ဆက်မတွနိုင်မယ်နောက်ပြန်လှည့်သွားတယ်တော့အဲ့ဒီတီးတို့ဆန်တို့ပေါ့နော်မင်းမကွေးတိုင်းချင်းပြည်နယ်ဆက်တင်မှာရှိရဟာလေအကုန်လုံးအထက်ကအကြအဆုံးများစွာရှိအောင်ပေါ့နော်လုံးဝစစ်ကြောင်းမထိုးနိုင်မဲနဲ့အပြိုပြိုလဲနဲ့ပြန်လှည့်ပြန်သွားလောက်အောင်ကျွန်တော်တို့တကယ်ချင်းကာကိုရတပ်ဖွဲ့ဆိုတဲ့နာမည်နဲ့လိုက်အောင်ပေါ့နော်တကယ်ပြည်သူကာကွယ်နေတဲ့စနစ်ကျွန်တော်လှုပ်လာတယ်ပေါ့နော်အဲ့ဒါဆိုတော့ပြည်သူတွေကလည်းယုံစားလာတယ်အားကိုးလာတယ်တပ်ဖွဲ့ရင်းပေါ်တွေရဲ့နေပုံထိုင်ပုံပြုမှုပုံတွေတဖြည်းဖြည်းပြောင်းလဲလာတယ်ဆိုတော့တွေ့လာတဲ့အတွက်ပေါ့နော်ဆိုတော့ပြည်သူရဲ့ယုံကြည်မှုရယူလာနိုင်တာပေါ့ပြီးမှတကယ်လဲချင်းကာကွယ်တပ်ဖွဲ့ဆိုတဲ့ပြည်သူတကယ်ကာကွယ်နိုင်တယ်ပေါ့နော်အဲ့လိုဆိုတော့ဒီလူတွေကမျိုးသိန်းတပ်ပွဲလုပ်မယ်ဆိုတော့ဒီလူတွေတကယ်သိန်းနိုင်မှာပဲဆိုတဲ့ပြည်သူအများစုပေါ့နော်ဟိုအများစုကတကယ်သိန်းနိုင်မှာပဲဆိုတော့ကျွန်တော်တို့မျိုးသိန်းတပ်ပွဲဆိုတာကဥပမာကျွန်တော်တို့ကိုထူကိုထအများကြီးလုပ်ရတယ်ပြောချင်တာကကျွန်တော်တို့မင်းတပ်မျိုးသိန်းတပ်ပွဲမှာဆိုဒီ YDF တို့ YA တို့ AA တို့မုံရခရိုင်ရင်းသုံးတို့ပါတယ်ပေါ့နော်ပြီးတော့မှမင်းတပ်ပေါ့လေဆိုတော့ဒီရှေ့ကကျွန်တော်မဟာမိတ်၄ဖွဲ့ရဲ့မင်းတပ်ရဲ့5စုပေါင်း5ဖွဲ့ပေါ့နော်ရှေ့ကဒီ၄ဖွဲ့ပေါ့နော်ဒီ YDF YAA မုံရခရိုင်ရင်းသုံးရဲ့အင်အားအကုန်လုံးစုပေါင်းလိုက်တာထက်တောင်မှ CDF မင်းတပ်ကထုံလာတဲ့အင်အားသူတို့အကုန်လုံးထက်ပိုများတယ်၄ဖွဲ့ပေါင်းထက်တောင်မှပိုများတဲ့တိုက်ခိုက်အင်အားကျွန်တော်ထုတ်ထားတယ်ဒါတိုက်ခိုက်ရေးလက်နက်ကင်တိုက်ခိုက်ရေးတက်ပဲနောက်ွယ်ရနဲ့ဟိုတန်ရရအကြဆုံးနေရှိလာတော့လေနောက်ကွယ်နဲ့တန်ရရတဲ့နေရာတိုင်းမှာစားထိုးဖို့အကြဆုံးနေရာတိုင်းမှာစားထိုးဖို့လေကျွန်တော်အစင်တင်ထားတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်မြို့သိမ့်တဲ့ဘက်မှာတိုင်ခင်မှာမင်းတပ်ပြည်သူတွေအကုန်လုံးကတိုးတဲ့တောင်ထဲမှာချင်းစောတွေနဲ့ထင်းတွေအကုန်လုံးဖြတ်ပြီးမှကာလန်ကြီးပေးနေမှာအကုန်လုံးထင်းတွေပုံထားတယ်မြို့သိမ့်တဲ့ဘက်မှာချက်ပြုတ်ဖို့အတွက်ဆိုပြီးမှအဲ့လိုမျိုးချက်ပြုတ်မဲ့နေရာမှာ4နေရာ5နေရာလောက်မှာကျွန်တော်တို့လူပေါင်းကတကယ်မြို့သိမ့်မှာဒီတက်ခါအင်အားတက်ကထောင်နဲ့ချီရှိတယ်နောက်ကွယ်နဲ့စီထောက်ဖို့ဆက်သွယ်ရေးပေါ်ညာကုန်းလုံးပြောလိုက်အယောက်1500 2000လောက်ကပါဝင်တာရှိတယ်အဲအယောက်1500 2000လောက်စားဖို့ကို4နေရာ5နေရာခွဲပေးချက်ဆိုတော့ပြည်သူတွေအကုန်လုံးပဲလာချက်တာပဲအလှည့်ကြပေါ့နော်ပြည်သူတွေအကုန်လုံးလာချက်တယ်ပြည်သူတွေအကုန်လုံးက3-4လလောက်ကိုထင်းနေကိုလေကြိုရှာပြီးမှကာလန်ပေးတာမှာပုံထားတယ်ထင်းနေကိုတကယ်ဟိုဘယ်လိုပြောမလဲတကယ်တိုက်ပွဲဆိုရင်ဥပမာဒီနေရာမှာဂျုံရတာပြောမဆိုတချို့မိုးရတီမှာပဲကိုမိုးမကုံသေးဘူးလေနိုဝင်ဘာလို့ဆိုမိုးရွာတတ်တာဟုတ်ဆိုတော့အဲ့ဒီမိုးထင်းမိမွေးလို့ကောင်းတာကသူကဟွာတွေဘက်ကိုတောင်စလက်တီကတားမှာတော့လေဆိုဒီလဲမိမွေးလို့ကောင်းတယ်ဆိုတော့တောင်စလက်ပင်ဒီမှာအကုန်လုံးသူတို့ကအကုန်လုံးခုတ်ပစ်တာဆိုတော့ကျွန်တော်တို့ကထင်းရှာထားဆိုသူတို့ကထင်းမိဆိုင်လို့ကောင်းမယ်လို့ပဲတွေးတော့တာလေဒါတောင်စလက်ဆိုတာကာကွယ်ရမယ်အပင်တို့ဘာတို့ညာတော့ကျွန်တော်တို့ရွာပြည်တို့ကတောင်စလက်ဆိုတာကနေရာတိုင်းမှာပေါ်နေတာပဲတောင်စလက်ဆိုတော့သူတို့ထင်းပဲထင်းဆိုင်လို့ကောင်းတဲ့အပင်တစ်ခုလိုပဲသူတို့မြင်တာဟိုမိုးရွာတီဆိုတော့ရိတ်ခါတွေချက်တော့ဆိုကျွန်တော်တို့ပေါင်းအိုးတွေရှားတယ်အဲ့ဒါမျိုးတွေပါဟာငါတို့ကချင်းရှာခိုင်းကြတဲ့တောင်စလက်ပင်တွေမခုတ်ဖို့ပြောဖို့မတို့မိသွားတယ်လို့အဲ့ဒါငါတို့ဖက်ကလည်းလိုအပ်သွားတယ်ပေါ့နော်ဆိုတော့ချင်းတွေကိုကလမ်ပင်းနဲ့ရှောင်းပုံထားတာအစပကြီးကိုတကြီးနဲ့ကြီးမကောက်ကြီးပေါင်း2000 3000လောက်ကိုထင်းကြီးဒီပေါ့နော်အဲ့လိုမျိုးရှာထားတယ်ပေါင်းအိုးတွေရှာထားတယ်ထမင်းတွေချက်ကြတယ်ပြီးတော့မှတန်ရရတယ်လို့တေကြတယ်ရှေ့တန်းငယ်ပေါ်တွေကိုဟိုထမင်းဟင်းတွေချက်တယ်သွားပို့ကြတယ်နောက်တွေဆွဲလာကြတယ်ပြီးတော့မှဆက်သွယ်ကြီးအတွက်ပါဝင်ကြတယ်
အဲ့လိုမျိုးလူနာတွေတေကြထုတ်ကြတယ်ပြီးတော့မှရွာကပြည်သူတွေအကုန်လုံးကသွေးတွေစစ်ထားပြီးမှတိုက်ပွဲနဲ့မလှမ်းမကမ်းမှာအကုန်လုံးကသွေးစစ်ထားတဲ့ A သွေး B သွေး AB သွေးပေါ့နော်အိုသွေးအကုန်လုံးကအစင်တစ်ပဲကျွန်တော်တို့ခေါ်လိုက်တယ်ဆိုတော့ချက်ချင်းလိုက်မှာသွေးလာထူတဲ့ပြည်သူတွေလည်းအဲ့ဒါတန်းစီထားတယ်အဲ့လိုမျိုးပေါ့နော်ထမင်းချက်ပေးတဲ့အဖွဲ့လာပိုးတဲ့အဖွဲ့လူနာတဲတဲ့အဖွဲ့ဆက်သွယ်ရေးမှာလုပ်တဲ့အဖွဲ့သွေးလူမဲ့အဖွဲ့အကုန်လုံးကပြည်သူတွေအကုန်လုံးက stand by အကုန်လုံးပါဝင်နေကြတယ်ဆိုတော့အဲ့လိုမျိုးပြည်သူတွေတောက်လျှောက်ပါဝင်ခဲ့လို့ပဲကျွန်တော်တို့ဒေါ်လာကာလာမှာကျွန်တော်တို့ဆိုလဲမြို့သိမ့်တိုက်ပွဲမှာဆိုရင်ကျွန်တော်တို့ဆိုလဲဒီမြို့တောက်လျှောက်ပုံကျဲနေတော့ဘလို့မှမလုံခြုံတဲ့ကြားတွေကဆက်ပါသွားတယ်ပေါ့နောက်ကျတော့တရားရရေးပေါ်ကကျွန်တော်တို့မှာရှင်းရှင်းပြန်ကားနေမရှိဘူးလူနာတွေပဲထမ်းနေရတာ16မိုင် minus ဆယ်လောက်ကိုတောင်တက်လိုက်ဆင်းလိုက်တဲ့လူနာထမ်းပြီးပို့နေရတော့အဆင်မပြေတော့ဘူးဆိုပြီးမှကျွန်တော်ကပဲဥဆောင်ပြီးမှဒီဆရာဝန်ကြီးဒူနာပြုတ်တဲ့အကုန်လုံးထောက်ပို့တဲ့အကုန်လုံးကိုကျွန်တော်မြို့ပေါ်တက်သွားတယ်အဲ့ဒါမှရှေ့ကခရိုင်ရဲစခန်းမှာအယောက်160 180လောက်ရှိတဲ့ရဲသားစစ်သားမိသားစုတွေကလက်နဲ့မချသေးဘူးရှိနေတော့နှစ်ခါလိုက်ရနှစ်ခွန်လေးမှာလည်းရှိနေတော့ဆိုတော့ခါလိုက်ရနှစ်ခွန်လေးနဲ့ရဲစခန်းရဲ့ဂျားတွေကမြို့လေကောင်တဲ့တဲမှာကျွန်တော်တို့ကသွားပြီးမှအဲ့ဒီမှာခွဲစိတ်ခန်းစေးရုံသွားဖွင့်လိုက်တယ်ဘယ်တော့မှလူအတိမခံအောင်ပေါ့နော်ထိုးထိုးဘွက်ဘွက်နဲ့အဲ့ဒီမှာတန်ရတင်မှလို့လည်းကိုလုံးအဲ့ဒီမှာကူပေးတယ်ဖော်ပေးတယ်ထိန်းသိမ်းပေးတယ်ပေါ့လေဆိုတော့တကယ်နှစ်ခွန်လေးထဲကဒါစိတ်ကုံစီတွေထွက်လာမယ်ဆိုရင်ကျွန်တော်တို့အရင် expose ဖြစ်တယ် vulnerable ရဖြစ်တယ်ပေါ့နော်ရဲစခန်းဘက်ကထွက်လာမယ်ဆိုလဲဒါရဲစခန်းနဲ့ဆိုကျွန်တော်တို့7မိနစ်15မိနစ် balance ရှော့မယ်နေရာမှာကျွန်တော်စေးရုံသွားဖွင့်ထားတာတိုက်ပွဲတောက်လျှောက်ဖြစ်နေတော့ကြားရပေါ့နော်အကုန်လုံးကလည်းကြီးကြီးမားမားဆွန်စားပြီးမှကိုဒီတန်ရရဲပို့တော့ကဲတင်ချင်းတဲ့စိတ်နေပေါ့နော်ရဲပေါ်လေးတွေတန်ရရအဲ့မှာပြန်တန်ရရပြီးပြန်လိုက်လို့ကြာဆုံးတာတွေကိုဒါအချိန်မီစေးမကုနဲ့လို့ကြာဆုံးသွားတာကိုမြင်ရတဲ့အတွက်ကြောင့်ပေါ့နော်အကုန်လုံးကကြီးကြီးမားမားဆွန်စားကြတာပေါ့နော်အဲ့လိုပေါ့ရဲပေါ်တွေအနေနဲ့ကြတော့လဲကျွန်တော်တို့မှာကတချို့ဟာလေးတွေပြောပြတာပါတချို့မီဒီယာတွေမှာတော့သိမှာဘူးတချို့တိုက်ပွဲအသေးစိတ်လေးတွေပေါ့နော်ဥပမာကျွန်တော်တို့ကကြားတွေထိုးကြတယ်ကြားထိုးတဲ့အချိန်မှာဆိုရင်ဘယ်လိုပြောမလဲကြားထိုးတဲ့ဥပမာကျွန်တော်တို့မဟာမိတ်ကလူတွေတာလည်းကောင်းပြောတယ်ကိုရောမကြီးဒီညမအိတ်နဲ့နော်ဆိုရင်အဲ့ဒါသဘောပေါက်လိုက်တော့ဒီညကြားထိုးတော့မယ်ပဲည7:00နာရီတနိုင်မှာကြားထိုးကြတော့ည7:00နာရီတိုင်းမှာတကယ်ကြားထိုးတဲ့အတိုက်တဲဆိုအဲ့ည2နာရီလောက်ကနေ2နာရီလောက်ကနေည2နာရီလောက်ကနေမနေ့2နာရီပေါ့နော်အဲ့ဒါနောက်တနေ့ကုန်လူနာတွေကျွန်တော်အယောက်24ယောက်ရောက်လာတယ်တရက်ဆိုယောက်30ရောက်လာတယ်ဒါကျွန်တော်တို့စီရောက်တဲ့လူနာပဲနော်တခြားအစင်တီတဲ့သူတို့စိတ်ဓာတ်ဖွဲ့တွေမှာထားတဲ့လူနာ50ယောက်50ဆရာရှိသေးတယ်ကျွန်တော်တို့စီကိုအယောက်24ယောက်ရောက်လာတယ်ကျွန်တော်တို့ကဟာခြေထောက်ပြတ်တဲ့လူဆိုအဲ့ကောင်မတည်သေးဘူးထားလိုက်လက်ပြတ်အဲ့ကောင်မတည်သေးဘူးထားလိုက်အောင်ပိုက်ပေါက်တဲ့လူဦးရီထွက်လာတဲ့လူရင်ပတ်ပေါက်ထွက်သွားတဲ့လူအဲ့ဒါမျိုးဆိုဦးစားပေးကုတာပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတကယ် red အဲ့လိုမျိုးနော် red blue green စသဖြင့်အဲ့လိုမျိုးတွေခုတ်တိန်းနေတယ်ကျွန်တော်ထားလိုက်တယ်အဲ့ဒါနဲ့ကျွန်တော်တို့ကုတယ်မနေ့2နာရီနဲ့တဖြည်းဖြည်းနေ့လေည10နာရီထိကုပါတယ်ကုရမှကျွန်တော်တို့တကယ်လူနာတွေသွားစီမယ်ဒီနေ့လူနာ24ရောက်လာတယ်ပေါ့နော်ကျွန်တော်လူနာကနာမည်အသက်စစ်ကြောင်းတက်ရင်ကြီးရွာပေါ့လေသွားကြည့်လိုက်တယ်ကြည့်လိုက်တော့ကျွန်တော်တို့ရှင်မှာကရောက်လာတဲ့လူနာက24ရောက်ရှိတယ်ဒါပေမဲ့ညနေမှာလူနာပြန်သွားစစ်တော့လူနာ21ယောက်ပဲရှိတယ်3ယောက်ကပျောက်နေရောညလည်း10နာရီရှိပြီဆိုတော့ဟာညကြီးမင်းကြီးဒီလောက်မိုက်နေအပြည့်ထောင်ထားတဲ့မြို့မှာစစ်ကောင်စီတွေရှင်းနေမှာကျွန်တော်လည်းလူနာတွေပြန်တော့မရှာနိုင်ဘူးတော့မတော်လို့မိုင်းနေမိမှဖြစ်မှလည်းကြောက်ရတယ်စကားစားနေလည်းထွက်ပြေးလာတဲ့စကားစားနေလည်းတူးမှကြောက်ရတယ်ပါနေညာနေဆိုညနေမှာကျွန်တော်ထွက်ပြေးမှလူနာတော့မရှာတော့ဘူးနောက်တနေ့မှာပဲကျွန်တော်တို့အဲ့ဒီလူနာရှာမယ်ပင်လက်ပင်ပန်းမဆိုမှအိတ်လိုက်တယ်နောက်တနေ့မနေ့ကျတော့လေလူနာတွေတဖွဲရောက်လာတော့မယ်ကြာဆုံးရဲပေါ်လည်းရောက်လာတော့မယ်ပြန်ကြည့်လိုက်တော့မှအဲ့ဒီရဲပေါ်ကြာဆုံးတယ်ဆိုတာနာမည်ပြောဘယ်သူလဲပါလဲညာဆိုမှတိုက်ကြတော့မှမနေ့ကရောက်လာလူနာဖြစ်နေတယ်မနေ့ကတန်ရာဖြစ်ရောက်လာတယ်တန်ရာဖြစ်ရောက်လာတဲ့လူနာကသူကလက်ညှိုးကွေးနိုင်သေးတယ်တနက်ကင်နိုင်သေးတယ်လမ်းလျှောက်နိုင်သေးတယ်ဆိုရင်သူနီးသူ့ဟာနဲ့တငယ်ချင်းတွေဖုန်းဆက်ပါတငယ်ချင်းကြီးငါကိုရောမန်တို့ရှိမှာစတေးကူနေတယ်ငါ့ကိုဆိုင်ကနေလာခေါ်ပါအောင်ဆိုမှခေါ်မှာအကုန်လုံးသွားနေသူအရှူရှူရှေ့တန်းကိုခိုးပြီးပြန်သွားကြတာအဲ့မှာမနေပဲနဲ့တော့ပြန်ထွက်တာဘာလို့ဆိုတော့ရှေ့တန်းကိုသွားနေခိုးပြီးမှအတိမပေးမဲ့နဲ့ပြန်ထွက်သွားကြတာဘာလို့ဆိုတော့ကျွန်တော်တို့ကရှေ့တန်းပြန်မသွားခိုင်းမှာစိုးလို့ရှေ့တန်းမှာကရဲပေါ်တွေအင်အားတွေကတဖြည်းဖြည်းတရားရတယ်လို့ကြာဆုံးတယ်လို့များလာတော့စစ်ကောင်စီကတံပြန်ကြားထိုးတာမှမိသွားပြီးမှအဖမ်းခံတတ်ခံရတာမျိုးရှိတယ်ဆိုတော့သူတို့ရဲ့ရဲပေါ်တွေကိုရဲပေါ်ရဲပဲအဲ့လိုအဖြစ်မခံနိုင်ဘူး
သူတို့ကရှေ့တန်းမှာငါတို့ရဲ့စစ်ကြောင်းမှာကတကယ်ပြအား10ယောက်ပဲကျန်တော့တာ15ယောက်ပဲကျန်တော့တာအဲ့တော့ဒါစစ်ကောင်စီရုပ်တရက်ကြားထိုးလာရင်ငါရဲ့ပေါ်တွေငါတင်ငယ်ချင်းအကုန်လုံးပါသွားလိမ့်မယ်ဆိုပြီးမှအကုန်လုံးကတရားရတဲ့ကြားတဲ့ကပဲသူတို့ဟိုတညာပတိဒီစီးထားတာမလက်ညှိုးလေးကွေးနိုင်တယ်တနက်လေးကင်ထိုင်တယ်လမ်းလေးနဲ့ရှောက်နိုင်တယ်ဆိုရင်ကိုဘလောက်တရားရအကုန်လုံးပွက်နဲ့ကိုသူတို့ရှေ့တန်းပြန်တော့ခုမပြုတ်မှာစိုးလို့အကုန်လုံးကခုကြောင့်ကိုဘနဲ့ပေါ့တင်ငယ်ချင်းတို့ခေါ်ပြီးမှရှေ့တန်းပြန်သွားကြတယ်ဆိုတော့တရားရရဲ့ပေါ်ဖြစ်ပြင်းနေရောက်လာတယ်ကျွန်တော်တို့ကဒီမှာသင်သိမ်းထားတယ်ဘလို့ပြောက်မှလည်းမပြောက်သွားတယ်နောက်တနေ့ကျတော့အလောင်းအဖြစ်ရှေ့တန်းကလည်းပြန်လာပို့တယ်ပေါ့နော်အဲ့လိုမျိုးတွေကအများကြီးပဲအဲ့လိုမျိုးအများကြီးပြပြန်ငါတို့ဟိုဘလို့ပြောမလဲမင်းတို့ပဲပုံကျင်းနိုင်မလားပဲငါတို့ပဲဘလောက်တည်နိုင်မလားဆိုတဲ့ပုံစံမျိုးနဲ့ဘာမှထန်ထန်နဲ့တွင်းမှာဘလောက်ပုံကျဲတယ်ကြားတယ်ဘလောက်ခက်ခဲပင်ပန်းတယ်ကြားတယ်ကောင်ရှေ့ဆက်တိုးပြီးနေပေါ့နော်တွားကြတာပေါ့အဲ့လိုမျိုးလူတွေရဲပေါ်လေးတွေအများကြီးရှိတယ်တချို့ရဲပေါ်လေးတွေဆိုရင်ဒါစစ်တိုက်နေရတာလေမလွယ်ဘူးပြည်သူတွေကစကန်သိလိုက်တယ်ဆိုတော့လွယ်ထင်ပါဆိုလို့တချို့ရဲပေါ်တွေကတင်တန်းစင်ကာစရောက်လာတယ်ရောက်လာပြီးတော့သူတို့ရဲ့တက်ဆိုင်ရာစစ်ကြောင်းကိုကျွန်တော်အင်အားဖြည့်လိုက်တယ်တွားတဲ့ခါကျတော့အဲ့ဒီမှာရှီတန်းကနဲ့လူတွေလောက်နေပြန်ထမ်းလာဆိုတော့16လူငယ်လေးတွေလေယူနီဖောင်းဘတ်တနက်ကင်လုံးကတော့မြောက်ကြွပေါ့ဒါပေမဲ့အဲ့ကောင်းနေဟတ်တဲ့ကွဲပြီးမှရင်ပတ်တွေပေါက်ပြီးမှတည်တဲ့လူနာတွေကိုတွေ့လိုက်ခါကျတော့ဟာငါတို့အဲ့လိုလူဖြစ်နေတာပဲငါတို့ပဲချင်းကြအဲ့လိုလူဖြစ်မလဲဆိုမှကြောက်လန့်တော့တာလေကြောက်လန့်တော့ပြီးမှကျွန်တော်တို့ကဒါနဲ့သူတို့ကတာဝန်ကြတဲ့ group ချင်းထဲမှာနေရတယ်တကယ်သူတို့ကကြားထိုးတော့မယ်ဆိုကြားထိုးခရမှုမလို့ကြားထိုးမယ်ဆိုရင်ကြောက်နေကြတော့မတည့်ရဘူးဆိုရင်တက်ခွဲမှုတွေကကျိန်တုတ်တင်နေဟိုအတကုံရိုက်နဲ့ထိုးချိတ်ပြီးမှတကယ်တက်သိန်းဆိုတဲ့ပုံစံနေနဲ့သူကငုံရှူနဲ့ကြီးစီဘလူးပြန်နေကြတဲ့ကတက်ကြတည်သွားတယ်ဆိုတော့တည်တဲ့ကောင်ဟိုဘက်ကိုပြစ်တည်ပြီးကျန်တဲ့ကောင်ဆက်တက်ဆိုပြီးမှကိုအဲ့လိုမျိုးမရမကတက်ပြီးမှကိုသိမ်းရတာဟုတ်ဆိုတော့ဒေါ်လာရေးလုပ်တယ်ဆိုတာကတစ်ဖက်မှာဒါခက်ခဲတယ်ဆိုတာကကျွန်တော်တို့တွေကတခါကြဗီလိန်တော်လုပ်ရတယ်ဟိုမိဘရင်ခွန်ထဲမှာပျော်နေတဲ့သားသမီးတွေပေါ့နော်သားလေးတွေကိုကျွန်တော်တို့ကတဝူးတကတကယ်စစ်မှုထားမယ်ဆိုမှအမျိုးဆွဲဆောင်စီရုံမှာတခါကြလွတ်လူယူပြီးမှကိုသွားခေါ်ရတယ်ခေါ်ပြီးမှသူ့ကိုထိုးကြိတ်ရိုက်နဲ့နှိပ်ဆက်မဲ့တင်တန်းကိုပို့ရတယ်အဲ့ဒီတင်တန်းကိုပို့ပြီးတဲ့နောက်မှာတင်တန်းကပြန်လာတဲ့ခါကျရင်စစ်မြေဖြစ်တဲ့တေတွန်းပြန်ပို့ရတယ်တေတွန်းပို့ပြီးလို့အလောင်းနဲ့ပြန်လာတဲ့ခါကျရင်သူ့အဖေမေစီကိုသွားပြီးမှငကွာကြမ်းမာပျော်ရွှင်လူငယ်လေးကိုကျွန်တော်တို့ကသူ့အဖေမေစီကိုအလောင်းပြန်သွားပို့ရတယ်ပြီးမှအဖေမေရဲ့အမုန်းတွေပေါ့နော်ဆွဲမှုတွေပြစ်တယ်အကုန်လုံးကျွန်တော်တို့ကပြင်ဆင်ရတယ်ပေါ့နော်ကျွန်တော်တခါတည်းကျွန်တော်တို့ရဲဘော်ရဲ့အလောင်းကိုတည်သွားရင်းနဲ့အပေါက်ဝမှာရဲဘော်ရဲ့အဖေကကွာငါတို့2မိနစ်တာပြစ်ချလိုက်ရင်လည်းမတတ်နိုင်ဘူးတေယုံမဲ့ရှိမှာပဲငါတော့အဲ့လိုလုပ်သွားလို့ငါတော့ကောင်းမငါတော့ခေါ်သွားပြီးမှအလောင်းပဲပြန်လာပို့တယ်လို့ဆိုရင်ငါသာဖေတယောက်ဆိုလဲအပေါက်ဝမှာတည်းပြစ်ချလိုက်မှာပဲငို့တန်လည်းတေယုံမဲ့ရှိတာပဲမတတ်နိုင်ဘူးဆိုပြီးမှအဲ့လိုမျိုးရင်ဆိုင်ပြီးမှပြောချင်တာကဖြတ်တန်းရတဲ့အပိုင်းတွေကမလွယ်ဘူးဒီဟာကိုမအောင်လုပ်မယ်မဖြစ်အောင်လုပ်မယ်ဆိုပြီးမှတကယ်ကြုံတွေ့ဖြတ်တန်းတဲ့ဟာတွေပေါ့နော်မိဘတွေအတွက်မလွယ်ဘူးရဲဘော်တွေအတွက်မလွယ်ဘူးကျွန်တော်တို့လိုပေါ့နော်ရှင်းပြဒါတကယ်လူကြုံမှာအလုပ်ဗီလင်လုပ်ကိုဘာသူမှလည်းမလုပ်ချင်သားနဲ့ကိုကလုပ်နေရတာအဲ့လိုမျိုးတွေပေါ့နော်ဒီအဲ့ဒါကြောင့်ဒီမြို့ကိုမရမကပြန်သိမ့်မယ်ဆိုရင်ရဲဘော်တွေကအကုန်လုံးတောက်လျှောက်ကျွန်တော်တို့ကဟိုနောက်တန်းနားမှာလုံခြုံတဲ့နေရာမှာနေပြီးမှဆေးလေးကူပေးနေတာဆိုတာကိုကျွန်တော်အားမရလို့ရှေ့တန်းတီကိုတက်သွားတယ်တခါလေကျကျွန်တော်ဟိုးရှေ့တန်းကရုတ်ကျင်းသားတွေအထိပေါ့နော်သွားတယ်ဆိုရင်ကျွန်တော်တခါကျကိုရောမတော့မလာနဲ့မသွားနဲ့လို့ပြောတဲ့ကြားတဲ့ကွာဟိုကိုယ့်ရဲ့ညီလေးတွေပေါ့နော်ဒါကိုညီလေးတွေပဲကိုညီအချင်းတွေပဲရဲပေါ်လေးတွေကိုတွေ့ရတဲ့ခါကျရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲမနေနိုင်ဘူးပေါ့နော်အဲ့ဒီစစ်ကြောင်းတွေအထိကရုတ်ကျင်းတွေအထိသွားပြီးမှပြောဆိုဆွေးနွေးအားပေးရတာပေါ့သူတို့ဖြတ်တန်းတာကိုသူတို့ရဲ့ရင်ဆိုင်ရတာကိုစကလုံးနဲ့ပေါ်ပြပေါ်ရန်ခက်တယ်ဒါပေမဲ့ပြောချင်တာကဒီရဲဘော်လေးတွေကကျွန်တော်တို့အပေါ်ယုံကြည်မှုဒီသူတွေကကျွန်တော်တို့ပံ့ပိုးမှုအဲ့ဒါမျိုးနဲ့ကျွန်တော်တို့ရှင်းပြောရင်တိတိမနိုဖလမ်လို့လည်းလာပါလိမ့်မယ်အရန်ခက်ခဲလိမ့်မယ်အရန်ကိုပြင်ရလိမ့်မယ်ဒါကျွန်တော်တို့6လလုံးကိုတိုးတဲ့တောင်ထဲမှာပြင်းထန်ပြင်ဆင်ထားတာတော့မှအခက်ခဲအများကြီးတွေ့ခဲ့တယ်အဲ့ဒါမဲ့နောက်ဆုံးကျွန်တော်လုံးဝကြော်လိုက်မှမြို့ပြန်သိနိုင်တယ်ပေါ့နော်ကျွန်တော်တို့ဘလောက်ပြင်းထန်နဲ့သိတယ်လဲဆိုကြည့်ပါကျွန်တော်တို့မင်တာပီယာနဲ့ကမ်ပလက်ဆိုမှထည့်မယ်လို့သိတယ်ကမ်ပလက်ပြေးတော့တာပဲဒါဘလောက်ပြင်းထန်တဲ့တိုက်ပွဲကိုစကားစားပြီးဘလောက်
ဟိုစကားစားကြောက်တာသူ့တက်ပူမာတဲ့လူသူ့တက်ပူကျန်းတဲ့လူပဲသူကြောက်တာသူတို့ကဟိုအကြံပဒံသမားတွေပဲလေလက်နဲ့နေပဲစကားပြောတဲ့လူတွေပေါ့ဆိုတော့ဒါကပြီးခဲ့တဲ့၄နှစ်တာကာလမှာကျွန်တော်တို့ဖြတ်တန်းလာတဲ့အကုန်လုံးပေါ့နော်ဟိုအလစ်ချုပ်လိုက်ရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နားထောင်နေတဲ့ကာလမှာတော့မှရင်ထဲမှာတကယ်ပဲခံစားရတယ်ပေါ့နော်ခုနပြောတဲ့ခေါင်းဆောင်တွေအနေနဲ့လည်းအရန်ကိုခက်ခဲကြမ်းတမ်းလိမ့်မယ်ဆိုတာပေါ့နော်ခုနပြောသွားတဲ့အထဲမှာဆိုလို့ရှိရင်ဒီအမတ်ရဆုံးအရာပေါ့နော်ညဟိုဘယ်လိုပြောမလဲတကယ်ကိုတမိုင်းမှာလုံးဝအင်အား2000 3000ရှိပြီးသားအင်အားကိုပေါ့နော်ပြန်ဖြတ်လိုက်ပြီးတော့မှစစ်ပုံကြဖို့အတွက်ကိုအယောက်900လောက်ပဲဖြစ်ဖြစ်90ပဲရှိရှိစစ်ပုံကြအောင်ပြန်လုပ်မယ်ဆိုပြီးတော့မှဒါအဲ့အချိန်တော့ကတော့ခေါင်းဆောင်တွေအနေနဲ့အရန်ကိုခက်ခဲခဲ့မယ်ပြည်သူတွေအနေနဲ့ရောပေါ့နော်ပြီးကြလို့ရှိရင်အထူးသဖြင့်ဗျူဟာမှုတို့တရင်မှုတို့လိုနေရာမျိုးမှာရနေတဲ့သူတွေကသူတို့ယာဒူးတွေကိုဖြုတ်ချလိုက်တယ်လို့ခံစားရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုဒီစိတ်ဖိစီးမှုတွေလည်းတော်တော်လေးခေါင်းဆောင်ပိုင်းတွေကခံစားရလိမ့်မယ်ယုံကြည်တယ်ဒါပေမဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ကြောင့်မို့လို့ယနေ့ဟာမင်းတက်ကဆိုလို့ရှိရင်ပေါ့နော်ကောင်းမွန်တဲ့စစ်ပုံကြတဲ့အထူးသဖြင့်စက်ကစားနေပြီးတော့မှမင်းတက်ဆိုလို့ရှိရင်သူတို့တော်တော်လေးอยู่ပေါ့နော်သူတို့ A ကိုလည်းအရန်ကြောက်တယ်လို့မျိုးမင်းတက်ဆိုလို့ရှိရင်လည်း A အလားသူတို့မြင်ရလောက်တဲ့အထီကိုပေါ့နော်ကြောက်ရွံ့ကြတယ်ပေါ့သူတို့အဲ့လိုမျိုးပေါ့နော်အဲ့တခုကတော်တော်လေးကိုအောင်မြင်မှုဒါ point လေးတစ်ခုပေါ့နော်အချိုးကွင်ကိုရေးရေးကြီးကိုလှုပ်ဆောင်ခဲ့ကြတာကိုတွေ့ရတယ်ပေါ့နော်အဲ့တခုလည်းကျွန်မတော်တော်လေးကိုခွန်အားရတယ်ပြီးတော့ဂုံလဲဂုံယူတယ်ဝမ်းလဲဝမ်းသာတယ်ကျမတို့ဒီမင်းတက်တွေမကောက်တော်လိုင်းရေးသမိုင်းမှာပါဒီအချိုးကွက်ရဲရဲရင်လုပ်ခဲ့တဲ့အရာတော်လိုင်းရေးသမားတွေအတွက်အင်မတန်ဂုံယူစရာကောင်းမဲ့အရာတစ်ခုပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ဘလို့ပဲဖြစ်ဖြစ်ပခုတ်ကူရောကြောက်ထုရောပေါ့နော်ဘလို့ပဲစစ်ကြောင်းတွေထိုးလာပါစေဘလို့ပဲထောက်ပို့ပါစေပေါ့နော်လုံးဝမင်းတက်ကနေဖြတ်ချနိုင်ခဲ့တာတွေကိုပေါ့နော်တောက်လျှောက်ကျမတို့တော်လိုင်းရေးသမားတွေကလည်းခွန်အားယူခဲ့ရတဲ့အရာလေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အင်မတန်မှဒါကတော့မှတ်တမ်းတင်နိုင်တဲ့အရာလေးတစ်ခုလို့လည်းခံစားရတယ်ပြီးတော့နောက်တစ်ခုကိုရောမှန်ပြောနေတဲ့အခါမှာအရင်ထဲမှာကျမအနေနဲ့လဲခံစားရတာပေါ့ခေါင်းဆောင်နေနေနဲ့ဘီလင်လုံးရတယ်ပြီးကြလို့ရှိရင်ဒီသားသမီးတွေပေါ့နော်မိဘရင်ခွင်မှာပျော်ပျော်ရွှင်ရွှင်နဲ့နေရပေမဲ့သူတို့လိုလူတွေရဲ့အနာဂတ်ပေါ့နော်သူတို့လူငယ်တွေရဲ့အနာဂတ်နောက်သူ့ရဲ့ညီငယ်တွေရှိမယ်ပြီးကြလို့ရှိရင်နောက်မျိုးဆက်တွေအတွက်အနာဂတ်အတွက်ကိုခေါင်းဆောင်တွေကလည်းရဲရဲရင်းရင်းနဲ့ပဲ blame ဆိုလဲ blame ခံမယ်အမုန်းဆိုလဲအမုန်းခံမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်တဘွားလုံးစာကိုရင်းပြီးတော့မှသူတို့ခေါ်လာပြီးတော့မှနောက်ပြီးကောင်းကောင်းမွန်မွန်နဲ့ခေါ်လာပြီးတော့မှအလောင်းအနေနဲ့ပြန်ပို့ရတဲ့အခါမှာပေါ့နော်အဲ့ဒီရဲ့ခံစားချက်တွေကိုကျမတို့အနေနဲ့ခေါင်းဆောင်တွေရဲ့ရင်းနှီးထီကိုမြင်ရပါတယ်အနာဂတ်အတွက်ကြိုတင်ပြီးတော့မှစနစ်တကျနဲ့ဆောင်ရွက်မှုတွေကိုလည်းပေါ့နော်အိမ်မတန်မှအကုန်ယူပါတယ်ပြီးတော့နောက်တစ်ခုကကြတော့တော်တော်များများကတော့မြို့သိမ်းကာလရဲ့အခက်အခဲတွေပေါ့နော်မြို့သိမ်းအခုကျမမေးခွန်းကတော့မြို့သိမ်းကာလရဲ့အခက်အခဲတွေလည်းပါတယ်ပေါ့ဒါပေမဲ့တော်တော်များများတော့ကျမတို့ဟိုပါသွားပြီးပြီပေါ့နော်မြို့သိမ်းကာလရဲ့အခက်အခဲရဲ့ပြီးကြလို့ရှိရင်အခုမြို့သိမ်းပြီးတဲ့အခါမှာရောပေါ့နော်ကျမတို့ဒီဘာတွေစီမံခန့်ခွဲပြီးတော့မှလှုပ်ဆောင်နေကြလဲပေါ့နော်အဲ့လိုလုပ်တဲ့အခါမှာရောအခက်အခဲတွေရှိလားပေါ့နော်ဒီမြို့သိမ်းပြီးကာလရဲ့ဒီအခက်အခဲလေးတွေနဲ့ဒီကောင်းလို့ရပြီးတော့မိဘပြည်သူတွေကတည်တည်နဲ့မြို့သိမ်းပြီးကာလဖြတ်ကျော်နေတဲ့အခိုက်အတန့်လေးကိုလည်းပြပြပေးလို့ရမလားရှင်โอเคမြို့သိမ်းစင်ပေါ့နော်မြို့သိမ်းစင်ခက်ခဲရတော့ကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်ဒီဟိုစီးပေါ့ဘယ်လိုပြောမလဲအဓိကအခက်ခဲဆုံးကတော့ကျွန်တော်တို့မှာကားတွေမရှိဘူးကျွန်တော်တို့မှာကဒီ3လနေလုံးကိုလက်နဲ့ခဲရမယ်လက်နဲ့ခဲရမယ်တောက်လျှောက်စုခဲ့တာရဲဘော်တွေကိုဖဏတ်လည်းမပေးနိုင်ဘူးရဲဘော်တွေကိုဒီ equipment ကြီးကားတွေလည်းမပေးနိုင်ဘူးအုတ်ထုံလည်းမပေးနိုင်ဘူး uniform လည်းမပေးနိုင်ဘူးခြေလည်းမပေးနိုင်ဘူးကျွန်တော်ကတနက်နဲ့ကြီးစားမဲ့တောက်လျှောက်စုခဲ့တာငါတို့အဲ့လိုမျိုးရှိမှပဲမြို့ပြန်သိမ်းနိုင်မယ်ဆိုမှစုခဲ့တာဆိုတော့တကယ်မြို့သိမ်းလဲမြို့သိမ်းအောင်ကျွန်တော်တို့မှာကားလုံးဝမရှိဘူးဆိုတော့ပထမရက်ဆိုရင်ဒီထပ်ဆင်ထွန်းဆက်ယုံနာမှာပေါ့နော်ဖျားကုန်းတာထပ်ဆင်ထွန်းဆက်ယုံမှာသွားတယ်နှစ်ယောက်ကအဲ့ဒါပွဲချင်းပြီးတိုက်ပွဲကြသွားနောက်တစ်ယောက်ကချင်းပတ်ဖောက်ထွက်သွားတယ်ထပ်ဆင်ထွန်းဆက်ယုံကလည်းကျွန်တော်တို့ဟိုမိခင်နဲ့ကလေးတို့စကားစခန်းကိုရှောင်းပေးမှာဘောသုံးတီကိုအဲ့ဒါမှာ2ပိုင်း3ပိုင်းလောက်ကိုဘလုံးနဲ့ရှိုးပြီးထမ်းလာတယ်အဲ့ဒီဘောသုံးအဲ့ဒီစီချေကိုထမ်းလာတယ်စီချေကလည်းနောက်ထပ်ဘောသုံးကိုတန်ထားရတယ်အဲ့ဒါလည်း3-4မိုင်လောက်ရှိတယ်အဲ့ဒီကနေမှချောင်းတဲကိုပေါ့နော်တောင်ပေါ်စတိပါလေချောင်းတဲပဲဆင်းရတယ်ဆိုတော့ချောင်းတဲတိကိုပြန်ထားတယ်ချောင်းတဲကနေကျွန်တော်တို့ချောင်းအဟိုဖက်ကမှကျွန်တော်မင်းတက်နဲ့ဟိုဖက်တောင်ယူဒီဖက်တောင်ယူနေကြတာကျွန်တော်နောက်နားမှာပဲစီခန္ဓာတော့ဆိုတော့အဲ့ဒီဖက်ကိုနောက်ထပ်6မိုင်လောက်ကိုတောင်တက်ကြီးကိုဝလုံးရှိုးမှအဲ့လူနာပြန်ထားတယ်လူကျွန်တော်တို့လူနာရောက်လာချိန်မှာကျွန်တော်တို့ကတိုးထဲတောင်ထဲမှာပဲနေတော့ဆိုတော့ခွဲစိတ်ခန့်နေပါတယ်ညာတွေနဲ့ပိုးတာစီနဲ့ပါညာမလုံနိုင်ဘူးလူနာလည်းမျက်ဖြူဆိုင်နေပြီမျက်ဖြူလန်းနေပြီ
ထမ်းတဲ့လူကလည်းဒီလူတွေပဲတောက်လျှောက်ဟို10မိုင်ကျော်လောက်ကိုဒီလူတွေပဲထမ်းလာတာဆိုတော့တကယ်လူကိုထမ်းတာကဟို10ယောက်15ယောက်နဲ့ဝိုင်းမထမ်းဒီလူတွေကရှေ့တန်းကိုပြန်သွားမယ်လူနာပြန်ထမ်းဖို့ပြန်သွားမယ်ဆိုမှရှေ့တန်းပြန်သွားတော့ကျွန်တော်ကပဲအဲ့ဒါရက်ထဲရွာတွေကအင်္ဂလိပ်တွေကအဖိုးကြီးတွေအဖွားကြီးတွေအကုန်လုံးလာကြပါဆိုမှအိုင်ကွန်နဲ့ပြန်ခေါ်မှဒါထမ်းတော့အဲ့ဒါဟိုဆို73 74နေမင်းကလေးကကျွန်တော် line ပေါ်မှာတော့ဓာတ်ပုံတင်ထားပါတယ်သူရဲ့ dribbling ချိန်ချတာ dribbling ချိန်တာကိုအဲ dribbling ကိုတုတ်ချောင်းမှချီမှပေးနေတဲ့တုတ်ချောင်းကိုဖျောက်ပေးမှကန်ရတယ်ကျွန်တော်တို့ကမြို့သိမ်းတက်ပွဲဆလာကလေးကကျွန်တော်တို့ရဲ့မဟာမိတ်တီဂျေပေါ်တဲ့အကုန်လုံးကိုပေါ့နော်ကျွန်တော်တို့ဘယ်လိုပြောမလဲတိုက်ပွဲကြလာခဲ့တော့ဆိုပြီးမှချင်းရွရဆောင်လေးနဲ့ကောင်းကောင်းလေးကျွန်တော်ပြင်ပြချင်တာရှိတယ်ပြီးတော့မှကျွန်တော်တို့မှာတန်းစင်နေမရှိလို့ဒီမွေးကြီးခွန်အိတ်တွေလေပီနာအိတ်တွေအကုန်လုံးသွားယူစန်နေတဲ့ပီနာအိတ်တွေကိုယူပြီးမှအဲ့ဒါပေးနာမှာဝလုံးနေရှိုးပြီးတော့ပေးနာမှာအတီချုပ်စင်မှာအဲ့လိုမျိုးတန်းစင်နေပါကျွန်တော်တောက်လျှောက်ပြင်ခဲ့တာရှိတယ်အဲ့လိုမျိုးရက်ထရရွာတွေပေါ့နော်ဆက်ချုပ်ခိုင်းမှာလေကျွန်တော်တို့မှာကရှိတဲ့ဟာနဲ့ဖြစ်အောင်လုပ်ရတာပေါ့အဲ့လိုမျိုးဆိုတော့အဲ့ဒီထန်းစင်နေနဲ့ပီနန်အိတ်နဲ့ပဲအဲ့ဒါဝလုံးနေရှိုးထားတဲ့အဲ့ဒါကောင်းကောင်းချုပ်ထားတဲ့ဟာပဲအဲ့ဒီထန်းစင်နေနဲ့ထမ်းပြီးမှအဲ့ဒီ dribbling ချိတ်တာကိုပဲတုတ်ချောင်းနဲ့ရှိုးတိုင်းမှာအဲ့လူတွေနဲ့အကုန်လုံးနောက်ထပ်ကျွန်တော်တို့နေတဲ့နေရာနဲ့ရွာကနဲ့ဟိုးဆရာဝန်ရှိနေတာနောက်ထပ်မိုင်73မိုင်14မိုင်လောက်ကိုလူနဲ့ပဲထမ်းပြီးပို့ခိုင်းရတယ်ဆိုတော့အဲ့ဒီကားမရှိတာပေါ့နော်အဲ့ဒါလမ်းတွေကလည်းမကောင်းဘူးလမ်းတွေကလည်းခြုံနေတော့ကားကလည်း 4wheel ရှိတဲ့ကားမှာပဲသွားလို့ရတာပြီးတော့မှဒီကာလမှာကားတွေနဲ့ပြတ်တော့ဆိုကားအပူပစ္စည်းကဝယ်လို့မရအောင်ဟိုမန်လေးတို့ပကုတ်ကူတို့ကမှားမယ်ဆိုတာလည်းလှမ်းလွန်းတာပေါ့နော်ဆိုတော့ကားတွေပြတ်တာလည်းချိန်လို့မပြင်းနိုင်ဘူးကားတွေလည်းမရှိဘူးဆိုတော့အဲ့ဒီထောက်ပံ့ရေးအခက်ခဲကတအားများတော့ရဲပေါ်တဲ့တန်ရအကြဆုံးနေကျွန်တော်မကူတာနေတာအများကြီးရှိတယ်အဲ့ဒါကြောင့်လဲကျွန်တော်တို့လုံးဝအရေးဆိုပြီးမှဟိုနောက်မှာကျွန်တော်ခွဲခန်းနေပါညာကောင်းကောင်းပြင်ထားတော့မှသူတို့မလာနိုင်ငါတို့ခွဲခန်းနေစေးဝါးတွေပြင်ထားတာအလကားပဲအလောင်းမရောက်လာရင်ဘာငါတို့ကုတော့မှာပဲပေါ့နော်ဆိုပြီးမှစေးစရာဝန်တွေရောစီးဖွဲ့တွေရောအကိုလိုမြို့ပေါ်တက်သွားမှမြို့ပေါ်မှာပုံပြီးမှပေါ့နော်ရန်သူကြားထဲမှာပဲကျွန်တော်တကယ်စူးကြဘူးခါလို့ပဲရန်သူတွေကြားထဲမှာပဲစုပ်ပတ်ပြီးမှစူးစမ်းပြီးမှပေါ့နော်စေးခန်းပုံကြတာပေါ့ဒါအောင်မြင်သွားလို့ဒါကောင်းကောင်းမွန်ပြီးမြောက်သွားလို့ဒါလေနော်တကယ်လို့ဒါတခုခုဖြစ်ခဲ့တယ်လီတချို့နေရာဆိုကျွန်တော်တို့ရဲ့အောက်ကျွန်တော်တို့နေခဲ့တဲ့နေရာမှာကတန်ကြကြရဲပေါ်ရဲလူနာဆောက်နေရဲပေါ်တွေထောက်ဖို့ဆက်သွယ်ရေးစေးဖအကုန်လုံးပုံလာအယောက်100လောက်ကိုရှိတာအဲ့လိုမျိုးမှနေရတယ်စကားစားတာအဲ့နဲ့မှတာပုံတလုံးတာကျဲလိုက်အယောက်30 30ကကားကနေတည်သွားမှာဒါမှမဟုတ်လေဟိုနှစ်ခွန်လေးကိုတိုက်တွန်းကကြောင်ကနန်းထွက်ပြေးလာတဲ့ဟုတ်လေရဲစကားနဲ့ချီဦးရဲစကားကိုခြေဖုံးတော့ကပေါ့နော်ချီဦးတရားပြေးလာတယ်ရဲသားတယောက်ကသာကျွန်တော်တို့လာတွေ့ရေကျွန်တော်တို့မှတယောက်မှတရန်ကင်တာမဟုတ်ဘူးဆိုတော့အဲ့လိုမျိုးတွေပေါ့နော်ဟိုဘာမှမဖြစ်ခဲ့လို့ဒါဘာမှမဖြစ်တာပေါ့လေဒါပေမဲ့တကယ်စွန့်စားမှုကြီးနေပေါ့နော်ဟိုရဲပေါ်တွေကစာပြောပါတယ်ဆရာဝန်ကိုရောက်မှမခေါ်သွားနဲ့ရဲပေါ်သူတို့တော့ပြောတော့ရဲပေါ်တယောက်တည်သွားရင်ကြာဆုံးသွားရင်ရသေးတယ်ဆရာဝန်တယောက်ကြာဆုံးသွားရင်ဆရာဝန်တယောက်တည်သွားရင်သူကယ်နိုင်တဲ့ရဲပေါ်တွေနောက်၄-၅ယောက်ပါဆရာဝန်တယောက်ကြာဆုံးတယ်တည်သွားတယ်ဆိုတာရဲပေါ်ရောက်30 40ကြာသွားတယ်ဒူးနိုင်တယ်ဆိုတော့ဆရာဝန်တွေတော့အဲ့လိုမျိုးနေရာမခေါ်မတော့ပါနဲ့လို့ပေါ့နော်ဘိုင်မီတားတဲ့လူတွေလည်းရှိတယ်ဟိုဒါပေမဲ့ကျွန်တော်ဆရာဝန်ကိုယ်တိုင်ကလည်းငါတို့သွားမှာပဲထိထိရောက်ကုသနိုင်မယ်ကဲတင်နိုင်မယ်ဆိုပြီးမှရှိတယ်ကျွန်တော်လည်းလို့အဲ့လိုမျိုး risk တွေယူရတာရှိတယ်ပေါ့နော်မတော့ဒါတော်တော်နည်းနည်းမိုင်ယူရဲလုပ်တဲ့တော့ဖြစ်လို့ပြောလို့ရတယ်အဓိကတော့ဒီထောက်ပို့တွေခက်ခဲတာပေါ့နော်ကားနဲ့လူနာသေးတာကားတွေမရှိတာကားတွေခက်ခဲတာအဲ့လိုမျိုးကျွန်တော်တို့မှာစားဖို့တောက်ဖို့ပေါ့နော်ချက်ပြုတ်ရေးကတော့ကောင်းကောင်းတင်ထားတယ်လူအင်အားနဲ့လုပ်လို့ရတာဟုတ်ဒီလူနာသေးဖို့ကကျတော့တောတောင်တွေကြားထဲမှာဒီလိုပေါ့နော်သေးဖို့ကအဲ့လိုမျိုးကားတွေပေါ့လေလူနာအသေးဖြူထောက်ဖို့တွေပဲကျွန်တော်တို့တော်တော်လေးခက်ခဲခဲ့တယ်ဒါပေမဲ့ရှေ့ကအရင်ဆုံးရေးကြီးတဲ့ပိုင်းဖြစ်တဲ့စေဝါးတွေကတော့ကျွန်တော်လုံလောက်ဝယ်ထားစုထားနိုင်တယ်စေဝါးလုံလောက်ဖို့ကတော့ရှိတယ်ပြီးတော့မှလက်နဲ့ခင်းရလုံလောက်ဖို့တော့ကောင်းကောင်းရှိတယ်အဲ့ဒီလူနာတွေတည်ပြုတဲ့ထောက်ဖို့ပေါ့နော်ရဲပေါ်တဲ့ရွှေပြောင်းပြုမဲ့ထောက်ဖို့တွေပေါ့လေအဲ့ဒါတွေမှာပဲကျွန်တော်တို့တော်တော်လေးခက်ခဲခဲ့တယ်ပေါ့နော်ဒါပေမဲ့နောက်ဆုံးကျွန်တော်မြို့သိမ်းသွားပြီမြို့သိမ်းသွားပြီးတဲ့ချိန်မှာကျတော့ဘာလို့လဲဆိုတော့ဒါတော့ကျွန်တော်တို့အရင်ကတည်းကပြီးခဲ့တဲ့2 နှစ်3 နှစ်တို့မှာရခဲ့တဲ့အတွေ့အကြုံမှာရဲပေါ်တွေအုပ်ချုပ်တာလွယ်တယ်ပြောချင်တာရဲပေါ်ည6 နာရီကျော်ဘယ်သူမှပြင်မထွက်တော့ဟေးပြောရင်ပြီးပြီလှည့်ကြည့်ကြမလို့ဘူးမထွက်တော့ဘူးပြည်သူတွေကည6 နာရီကျော်ပြင်မထွက်ည8 နာရီနောက်ပိုင်းပြင်မထွက်ကြနဲ့ဟေးလို့ပြည်သူတွေပေါ့နော်ပြောလိုက်ပဲဆိုရင်အဲ့ဒါလုခွင့်နဲ့မညီဘူး
အဲ့ဒါကဒီမိုကရေစီကိုချိုးဖောက်တယ်ဒါငါတို့အဖြစ်သွားချင်သွားမှာပဲဟိုနေမကောင်းဖြစ်ကောဘယ်လိုသွားမှာလဲပေါ်သွားတော့ဘယ်လိုသွားမှာလဲဟိုတကယ်ချင်းနဲ့သွားတွေ့ချင်ကောအဖွားနေမကောင်းလို့သွားတွေ့ချင်ကောအကုန်လုံးလုံစည်းမှာတက်လာတယ်ပေါ့နော်အဲ့ဒါဆိုတော့အဲ့လိုမျိုးပြည်သူဒီကင်တွေ့ရတာကတော့ပိုပြီးမှစိတ်ရှည်ရတဲ့အပိုင်းဟိုတရားဥပဒေမှုခိုင်မာမှုရှိရတဲ့အပိုင်းဘာအပိုင်းညာအပိုင်းနေနေပေါ့နော်လို့ရတယ်အဲ့လိုဆိုတော့ကာကွယ်ရေးရဲပေါ်တွေအုပ်ချုပ်တဲ့လူတွေကစိတ်မရှိဘူးအကုန်လုံးကကျွန်တော်တို့အဖေမေကျွန်တော်အမေတွေပေါ့လေကျွန်တော်အမေလို့ပေါ့လေအပေဟိုမသွားနဲ့ဆိုရင်ဘာလို့မသွားမှလဲဆိုတော့ငါမသွားနဲ့လို့ပြောထားလို့မသွားမှာဆိုတဲ့အချိုးပေါ့နော်ကာကွယ်ရေးကောင်းဆောင်ပိုင်းတွေကစိတ်မရှိတဲ့လူတွေဖြစ်လာဘာလို့ဆိုတော့ရဲဘော်တွေကတခါပြောရင်လှည့်ကြည့်စရာမလိုဘူးလေပြည်သူတွေကျတော့ဟာဘာကြောက်လဲဘာဖြစ်လို့လဲဒါဟို Geneva Convention ရဒါမှလည်း Universal Declaration of Human Rights အရာပါရညာရပေါ့လေအဲ့လိုမျိုးတွေဆိုတော့မြို့ပေါ်မှာကျွန်တော်တို့ကအခုခွေးယူယောဂကာကွယ်ဆေးတွေလိုက်ထိုးရတယ်ခွေးတွေပေါ့နော်ခွေးယူဖြစ်တတ်လို့အဲ့ဒါပြီးတော့အဲ့ဒါကျွန်တော်တို့မှာဘာအဖပေါ့နော်ဘာပိုက်ဆံမှမရှိဘူးလောလောဆယ်ရှိတဲ့ပိုက်ဆံတွေအကုန်လုံးကိုကာကွယ်ရေးမှာပဲတုံးလိုက်တာကိုဆိုတော့လမ်းနေပြိုတာကိုလမ်းနေပြိုပြန်ရှင်းရတယ်ရေဒီအကုန်လုံးပေါ့နော်ရေဒီအကုန်လုံးတွေ့ထားတာပုံကျဲတို့ဖြစ်စေမိလောင်လို့ဖြစ်စေပျက်စီးတော့ရေပိုက်တွေအကုန်လုံးပြန်ပြင်ရတယ်ဆိုတော့ရေပိုက်ပြင်တဲ့လူတွေရေပိုက်တွေကဟေးဆိုတာတွေပါကြတယ်အကုန်လုံးအတွက်ကျွန်တော်မှာဘာကျဲမှမရှိဘူးအကုန်လုံးကစေတနာတက်နဲ့လုပ်နေရတာပေါ့နော်စေတနာဆိုတာကြာမခံဘူးလေစေတနာဆိုတာ sustainable မဖြစ်ဘူးလေနော်ဆိုတော့နောက်ပိုင်းမြေပြိုရှင်းရတယ်လမ်းဖောက်ရတယ်ရေပြန်သွရမယ်ပြီးတော့မှအချုပ်ထောင်တွေဆော့ရတယ်ဆိုတော့6ပုတ်တွေပြင်ရတယ်ပြည်သူလုံခြုံမှုတွေပေးရတယ်ဈေးဝယ်ဆရာရှိအောင်စီးဆိုင်လေးတွေထားပေးရမယ်ဒါလည်းလူတွေစုပြုံတဲ့ဟာမျိုးမှဖြစ်အောင်လုပ်ရမယ်ပြီးတော့မှပြည်သူတွေကအဖိုက်ရှုချင်တယ်အဖိုက်မိရှုတာလည်းပဲချင်းကန့်တိုင်မှာမိရှုခံရမယ်မြို့ပေါ်မှာကျွန်တော်တို့ဆိုမြို့ပေါ်မှာ3-4နှစ်လောက်လူတွေမနေခဲ့တော့မြို့ပေါ်မှာတုံးရက်တီကမြို့ပေါ်မှာတအားပေါ်လာတာဒီလိုတာမန်ခက်တွေမဟုတ်တော့ဘဲနဲ့မြို့ပေါ်မှာဟိုတခါတည်းသိမ့်ခက်တီစွန်ရဲတွေကို3-5កောင်လောက်ကိုရှိနေတော့တာဟုတ်ဆိုတော့ကျွန်တော်တို့မှာအဲ့ဒီလေသနတ်တွေနဲ့ခက်မပြစ်ဖို့တွေတန်တားရတယ်ရေစမ်းဥတွေမှာရေတန်လာဖို့အတွက်ပေါ့နော်အဲ့လိုမျိုးဒါတွေကလည်းကျွန်တော်တောင်ပေါ်ဆိုရေရှားတဲ့နေရာဆိုတော့အဲ့လိုမျိုးတွေတကယ်ထိမ့်သိမ်းကာကွယ်ရေးတောတွေပေါ့နော်spring catchment တွေကိုကျွန်တော်တို့ပြန်တားကာကွယ်ရမယ်ဆိုတော့လို့ဆရာတော့များတယ်ဒါပေမဲ့ပြည်သူတွေကဒါလုပ်ပေးပါအောင်မင်းတို့ကအစိုးရဆိုဒါလုပ်ပါအောင်ဒေသနာအုပ်ချုပ်ဆိုဒါလုပ်ပါအောင်ဒီလိုလုပ်ရမှာလေဒါလုပ်ရမှာလေဆိုရများတယ်တကယ်လုပ်တဲ့လူကဥပမာတချို့ရက်တွေဆိုရင်ကျွန်တော်ပဲဘလို့ကျွန်တော်ပဲစာရိုက်ကျွန်တော်ပဲ print ထုတ်ကျွန်တော်ပဲတစ်စိတ်ထုတ်ကျွန်တော်ပဲလက်မှတ်ထုတ်အဲ့လိုပေါ့နော်ကိုပဲတကယ်လို့အဲ့လိုမျိုးလိုက်လုပ်နေရတာပေါ့အကုန်လုံးကလှုပ်ရှားက10ခု15ခုရှိတယ်လှုပ်မဲ့လို့3-4ယောက်တော့မရှိတတ်တဲ့ခါလည်းရှိတယ်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တဖြည်းဖြည်းနဲ့စနစ်တကျပြန်တည်ဆောက်မယ်ကျွန်တော်တို့အလုပ်လုပ်တာကိစ္စမရှိဘူးပြည်သူဝန်ဆောင်မှုကောင်းကောင်းပေးဖို့ပြည်သူတွေယုံကြည်အားကိုးတဲ့အစိုးရတစ်ခုဖြစ်လာဖို့ကအချိန်ယူမှတည်ဆောက်ရမယ်ဆိုတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေပေါ့နော်ကျွန်တော်တို့ပြည်သူတွေမှမဟုတ်ပါဘူးဒါတနင်္ဂနွေလုံးတစ်ကဘာလုံးကနည်းနည်းစိတ်မရှိတဲ့ယောဂတွေဝင်နေကြတာဟုတ်ဒါ social media ရပါအရညာအရလူချင်းသာချက်ချင်းရနေတဲ့ဟာဟိုမှာဆိုအေဗရက်တောင်ရဲ့အမြင့်ပေဘယ်လောက်ရှိလဲသိချင်ရင်ခောက်လိုက်အောင်ပဲရပြီဟုတ်ကဲ့ခောက်လိုက်ဟိုဆိုမွန်ဂိုလီးယားမြို့တော်မွန်ဂိုလီးယားနိုင်ငံမြို့တော်ဘာလဲဆိုတာသိချင်တယ်ဆိုရင်တခါတည်းရိုက်လိုက်မယ်ရပြီဆိုတော့ပိုက်စာလာ3မိနစ်ပဲစောက်ခေါက်ဆက်ပြုတ်စားလို့ရပြီဆိုတော့မြန်နေတဲ့ကာလဆိုတော့တချို့ကျွန်တော်တို့ကသွားချင်တာ sustainable သွားချင်တယ်ဆိုရင်ကျွန်တော်တို့ကဒီက long term အတွက်ကောင်းတဲ့ဟာအကုန်လုံးဒီ short term မှာကျတော့တကယ်စေးခါကြီးလိုပဲပြင်ပန်းရတာပဲရုံးကားတာပဲ long term မှာပဲကောင်းတာ short term မှာအဆင်မပြေတဲ့ဟာတွေပဲရှိတာ long term အကုန်လုံးကလည်းဆိုတော့ long term ကောင်းဖို့တွန်းချင်တဲ့အတွက်ကျွန်တော်တို့ဒီက stability ရှိဖို့ political authority ရှိဖို့ stability ရှိဖို့ rule of law ရှိဖို့ကဒီ institution တွေကောင်းလာဖို့တဆင်ချင်းတန်လာဖို့ဆိုတာနှစ်ပေါင်းကျွန်တော်တို့နှစ်ပေါင်း20 30 40 50 invest လုပ်ရမယ်ဒီသူကနောက်တစ်ပတ်နှစ်ပတ်အတွက်အကုန်လုံးလုပ်ချင်တယ်ဆိုတဲ့ပုံစံတွေပေါ့နော်ပြည်သူရဲ့နိုင်ငံရဲ့ရည်ချင်ရတွေရောပေါ့လေကျွန်တော်လည်းပေးလို့ရတယ်ဆိုရှိတယ်ဆိုရင်ပေးချင်တာပေါ့ပေးလို့ရတယ်ဆိုရင်ပေးချင်တာပေါ့အဲ့လိုမျိုးတွေဆိုတော့ပြည်သူတွေကိုပြန်ကင်တွေ့ရတယ်အဲ့လိုရှင်းပြရတယ်ဆိုတော့ပြည်သူတွေမှာလည်းဒီ customer mindset တွေပေါ့နော်ရှင်းပြရင် government institution လည်း customer mindset ပေါ့လေငါတို့ကို you must satisfy us ပေါ့နော် you have to satisfy us ဆိုတဲ့ပုံစံတွေပေါ့လေအရင်တော့ကလည်းနိုင်ငံရေးသမားတွေကလည်းဒီ false narrative ပဲပြောမလားကျွန်တော်တို့အမတ်တီပေါ့ကျွန်တော်တို့ကအစိုးရကပြည်သူရဲ့ခိုင်းဖက်ပါပြည်သူရဲ့နွားတွေပါပြည်သူတွေကျွန်တော်တို့ခိုင်းကြပါပြုကြပါဆိုပြီးဘယ်လိုပြောမလဲအပေါ်စားနိုင်ငံကြီးညူဆွဲတာတွေပေါ့နော်အဲ့ဒါတွေနဲ့လုပ်ခဲ့တော့
အဲ့ဒီကြတော့ပြည်သူတွေကအဲ့လိုလောက် self entitled ပေါ့နော် customer mindset တွေနေပေါ့နော်ငါတို့ကထဲ့ဝင်စရာကူညီစရာလောက်ကန်စရာတခုမှမလိုဘူးဒါပေမဲ့သူတို့ကငါတို့ကိုငါတို့စိတ်တိုင်းကြငါတို့ဖူးဖူးမှုထားမယ်ကြောင်ထားမှာအဲ့ဒါသူတို့တာဝန်ပဲငါတို့ကနေချင်းစလို့နေဖို့လိုအပ်တာအကုန်လုံးတောင်းဖို့ငါတို့တာဝန်ဟိုဘက်ကလည်းဖူးဖူးမှုထားဖို့အလိုဆန္ဒဖြစ်ဖို့သူတို့တာဝန်ဆိုတဲ့ mindset တွေပေါ့လေကျွန်တော်တို့သွားချင်တာကဒါ transaction တခုပဲကိုတာဝန်သူ့တာဝန်ယူပြီးမှအကုန်လုံးကအပြန်အလှန်ယုံကြည်လေးစားတိဆောက်ပြီးမှအပြန်အလှန်တာဝန်ယူရတဲ့အပိုင်းတွေရှိတယ်အစိုးရဒေသနာအစိုးရကတာဝန်ကြီးရမယ့်ပိုင်းလှုပ်ဆောင်မယ့်ပိုင်းရှိတယ်ပြည်သူကလည်းတာဝန်ကြီးရမယ့်ပိုင်းလှုပ်ဆောင်မယ့်ပိုင်းရှိတယ်အစိုးရကလည်းကြော်လို့မရတဲ့စီးပေါင်တွေရှိတယ်ပြည်သူကလည်းကြော်လို့မရတဲ့စီးပေါင်တွေရှိတယ်ဆိုတော့ဖက်ကိုကျွန်တော်တို့ပြန်သွားချင်တာပေါ့နော်အရင်ကလိုမျိုးဟိုချမ်ဖွန်ခေ NLD ခေတ်ကအပေါ်စားစကလုံးနဲ့မျိုးဆွဲခဲ့တာတွေကိုပြည်သူတွေတာယာခဲ့တာတွေရှိတာပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ကပြန်ရှောက်ပြပြမှာစိတ်ရှည်ရှည်နဲ့ပြန်ဆွဲခေါ်မယ်ပိုင်းနေပေါ့နော်ဆိုတော့အနည်းချုပ်ပြောရတော့ပြည်သူနဲ့ထိတွေ့ကင်တွေ့ရတယ်ဆိုတော့ပိုစိတ်ရှည်ရတယ်ပိုရှင်းပြရတယ်ဘာညာပေါ့နော်ဒေါ်လာရင်းနဲ့ပဲတောက်လျှောက်တိုင်းရင်တက်ဖွင့်နေပဲနေတဲ့လူကတော့ပြည်သူတွေလုံးဝစိတ်မရှိဘူးဟိုအဲ့လိုမျိုးဟာတွေကိုပြီးတော့မှနောက်ဆုံးတစ်ခါကျတော့ဒေါ်လာကြီးအတိ gap တွေလွဲသွားတာဆိုတာဥပမာ CDM တွေပဲကြည့်အောင်ပါကျွန်တော်တို့မှာအကုန်လုံးက CDM ဝင်တယ် CDM ဝင်ပြီးမှမြို့ပေါ်မှာကြံခဲ့လို့ရှိတယ်မြို့ပေါ်မှာပဲနေတယ်စကားစမသိအောင်မလို့သူကသူခူးကြောင်ခူးပါလေးပေါ့မြို့မှာပေါ့နော်တောင်ရခင်းမှာဖြစ်စေမြို့မှာဖြစ်စေနေတဲ့ CDM ရှိတယ် CDM ဆိုကြတဲ့တော်လိုင်းရထောက်ခံသူပဲတော်လိုင်းရမှာခံလို့ပြောလို့ရတယ်နော်တချို့ CDM နဲ့ကျတော့နေကိုပြေးလာတယ်ကြောင်းလာတယ် CDM တွေရှိတာနေကိုပြေးလာတဲ့ CDM ကြီးကကျတော့ဘုံနေအကျဲခံရတာတေကြကြီးကြမိတွေလောင်ကြချီပြက်လက်ပြက်ဖြစ်တာအဲ့ဒီ CDM ကြီးတွေ့ရတယ်နေရ CDM ကြီးစစ်ကြောင်းထိုးလို့လူတွေပြေးကြထွားကြဘလော့ဒုက္ခရောက်တယ်လည်းတွေ့ရတယ်နေရ CDM ကြီးမြို့ပေါ်နဲ့ဟော်ဝီဇာလက်နဲ့လှမ်းပြေးလို့လူတွေတေကြကြီးကြတွေ့ရတယ်ဆိုတဲ့အတွက်ကြောင့်သူတို့မှာနိုင်ငံရေးစိတ်တက်တည်နဲ့ဒေါ်လာရေးကိုပိုပါဖို့မယ် CDM ဝင်ပြီးရောမဟုတ်ဘူးတကယ်ကြတဲ့များအကုန်ယုံရှာတဲ့ဟာလေးနဲ့ထောက်ပံ့တယ်ပံ့ပိုးတယ်ကူညီတယ်ဆွဲခေါ်တဲ့အပိုင်းတွေရှိတယ်မြို့ပေါ် CDM တွေကြတော့အသားလေးရှုံပြီးမှနေတယ်တာသမီကတော့တခါလေကြာရင်ဘယ်လိုပြောမလဲမြို့ပေါ်မှာလေနဲ့ပုံမကျဲခံရဘူးစစ်ကြောလည်းထုံမခါဘူးလက်နဲ့ကြီးလည်းပြစ်မခံရဘူးဆိုတော့ဂျာရာနဲ့အမြ CDM ချင်းတူတာတော့မှပဲနေရ CDM နဲ့ဒေါ်လာချင်းခံယူချက်မြင်ပုံဖြတ်တန်းပုံနဲ့မြို့ပေါ် CDM နဲ့ကတက်တောက်တက်တာလေးနေခဲ့တဲ့လူတွေကကွာလာတဲ့အတွက်ကြောင့်တချို့နေရာတွေမှာ CDM ချင်းဒေါ်လာရဲ့ပက်တော်သားချင်းကိုမှအချင်းချင်းလက်ညှိုးထိုးလာတယ်ပြဿနာရှာလာတယ်ဖြစ်လာတတ်တယ်ပေါ့နော်ဆိုတော့ CDM ချင်းတော့မှဒီလိုမျိုးဟိုဒေါ်လာကြီးနဲ့ပတ်သက်ပြီးမှကွာဟမှုတွေအသိမြင်တွေ gap တွေဖြစ်လာတယ်ဆိုရင်ရိုးရိုးပြည်သူတွေအနေနဲ့ဘယ်လိုပြောမလဲဟိုကိုလုံးမကိုစားတာဆိုတဲ့ဟိုဘယ်လိုပြောမလဲ ignorant ပေါ့နော်လုံးဝကိုယ်ရမဆိုင်တဲ့ပြည်သူတွေကိုလုံးမကိုစားဆိုတဲ့ပြည်သူတွေအနေနဲ့ကြတော့အခုနလိုမျိုးဟိုချမ်ဖွတ်ခေ NLD ခေကနိုင်ငံရေးအပေါ်စားစကလုံးတွေနဲ့မျိုးဆွဲခဲ့တဲ့ပြည်သူတွေအနေနဲ့ကြတော့လေအဲ့ဒီမှာဟိုတော်လှန်ရေးကိုဘာမှမမြင်လိုက်မသိလိုက်ပဲနဲ့ကို့တောင်ရထဲမှာပဲမြို့နဲ့နီးစပ်ရမှာပဲတခါမှဘုံကျဲမခံရတခါမှလက်နဲ့ချပြစ်မခံရတခါမှစစ်ကြောင်းထိုးမခံရတခါမှဘာမှမယုံခံရပဲနဲ့တော့နဲ့သူဘယ်လိုပြောမလဲကို့တောင်ရပဲကိုလုံရင်းနဲ့ဟိုစစ်အာနာသိမ့်နေဆိုတာတော့မှလုံးဝမခံစားရတဲ့အာနာသိမ့်နေဆိုတော့မှလုံးဝမသိတာတဲ့နေရာမှာတောက်လျှောက်နေခဲ့တဲ့လူနဲ့တော်လှန်ရေးမှာတောက်လျှောက်တည်တည်ကြည်ပါဝင်ခဲ့တဲ့ပြည်သူတွေနဲ့ကြတော့ပြည်သူတွေချင်းမှာကွာ gap တာဖြစ်လာတာပေါ့နော်အဲ့လိုမျိုးတွေကတော့နောက်ကိုကျွန်တော်တို့ဟိုစူးစမ်းကြိုင်တွေ့ရမယ့်အပိုင်းတွေဖြည့်ရှင်းရမယ့်အပိုင်းဆွဲခွာမယ့်အပိုင်းတွေဖြစ်လိမ့်မယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ခုနပေါ့နော်ကိုရောမှန်ပြောသွားတဲ့တောက်လျှောက်မှာပေါ့နော်ဒီပြည်သူတွေကထင်းစီးတွေပြင်ဆင်ပေးတယ်ပြည်သူတွေကနောက်မှာထမင်းဟင်းတွေချက်ပေးတယ်ပြည်သူတွေကအစင်တင်စင်နေပြည်သူတွေဆိုတာတောက်လျှောက်ပါလာတာတွေ့ရတယ်ပေါ့နော်အဲ့ဒါပြီးကြလို့ရှိရင်နောက်တစ်ခုကျမမေးမယ်မေးခွန်းထဲမှာကကြတော့ကျမတို့အခုမီဒီယာတွေထဲမှာကောကျမတို့တိုင်းရင်းသားလူမျိုးတွေရဲ့ဂျားတွေထဲမှာပေါ့နော်ဒီပြည်နယ်တွေတိုင်းတွေဂျားထဲမှာကောတော်တော်လေးကို hot ဖြစ်နေတဲ့ဒီတော်လိုင်းကြီးမလုတ်ထားရင်မြို့ထဲကိုပြန်မဝင်ရဘူးဆိုတဲ့ပုံစံမျိုးနဲ့ရေးသားထားတယ်ပေါ့နော်ဒီသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အရာလေးကတော်တော်လေး hot ဖြစ်နေတယ်တချို့တွေကကြောအဲ့ဒါနဲ့ပတ်သက်ပြီးတော့ခုကျမတို့မြို့မသိမ်းရသေးတဲ့ဒီမြို့ပဲဖြစ်ဖြစ်ဖလန်းမြို့ပဲဖြစ်ဖြစ်အဲ့ဒီတော့မင်းတို့တွေကအာနာချင်းကိုစန့်ကျင်တဲ့အာနာဆန်တဲ့လုပ်ရက်တွေကိုလုပ်တယ်မသိမ်းသေးတဲ့တီးတွေတော့မင်းတို့အဲ့လိုလုပ်လို့မရဘူးအဲ့လိုလုပ်ရင်တော့လုံးဝမတရားဘူးပေါ့နော်ဒါဘာသာရေးပိုင်းပဲကြည့်လူမှုရေးပိုင်းပဲကြည့်ဒါကြတော့ဒါ human right ပိုင်းပဲကြည့်ဒါမကောင်းဘူးဆိုတဲ့ပုံစံနဲ့အမျိုးမျိုးပေါ့နော်တော်တော်လေးစိုးရိမ်နေကြတာကို
တွေ့ရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လဲကျွန်မခဏနေမေးမှာဖြစ်တယ်ပေါ့နော်အခုချိန်မှာတော့ကျွန်မတို့ဒီ ticket ရောင်းတဲ့ဟာလေးတွေကိုခဏပြန်ကြော်ညာပဲပေါ့နော်ကိုရောမှန်လဲခဏလောက် break လုပ်လို့ရအောင်ကျမတို့အခုချိန်မှာဆိုလို့ရှိရင်တော့ticket ပြန်ကြော်ညာပါမယ်ရှင်ဟုတ်ကဲ့ပါကျမတို့အခု live ဖွင့်နေတဲ့အစီအစဉ်ကတော့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းရဲ့ကျမတို့ဒီ ticket ပေါ့နော် live sale ရောင်းနေတဲ့အစီအစဉ်လည်းဖြစ်ပါတယ်ဒီအစီအစဉ်မှာကိုရောမှန်ကနေပြီးတော့လာပြီးတော့မှပါဝင်အားဖြည့်ထားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့တိတိမသားတွေကလည်းဒီမျိုးသိမ့်ဖို့ပြင်ဆင်နေတဲ့အတွက်ကြောင့်မို့လို့တိတိထိုက်တဲ့မေးခွန်းလေးတွေကိုမေးပြီးတော့မှကျမတို့အနေနဲ့လည်းဘ ഹു တုဒအပြင်တတိုင်းပြည်လုံးမှာရှိတဲ့မိဘပြည်သူတွေကလည်းဒါဘ ഹു တုဒရမ်းနိုင်ဖို့ရန်အတွက်ကျမတို့အမေးဖြေကဏ္ဍလေးကိုထည့်ထားတာဖြစ်ပါတယ်ပြီးကြလို့ရှိရင်လည်းကျမတို့ဒီ ticket တွေကပေါ့နော်ရှင်းပြည်မြောက်ပိုင်းနောက်ဆုံးနှင်း live မှာကတော့ပထမဦးဆုံးအနေနဲ့ကျမတို့ donation နဲ့လည်းပါဝင်လို့ရပါတယ်ဒုတိယကတော့ zero view bound ရှိပါတယ်တတိယအခုကတော့ကျမတို့ဒီ ticket ရောင်းချပေးနေတဲ့ကာလဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒေါ်လာ90နဲ့ကန်ဆယ်ရင်းပြီးကန်ဆယ်ရင်းနဲ့3,500ကျမတို့ချမ်းမြေကိုပိုင်ဆိုင်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်ပြီးတော့မှပါဝင်ပါအခုဆိုလို့ရှိရင်တော့3,500ရရှိဖို့ရန်အတွက်ပါဝင်ပြီးသွားတဲ့ဝယ်ယူပြီးသွားတဲ့မိဘပြည်သူတွေရဲ့စည်ရင်းကိုကြော်ညာပေးဖို့ရန်အတွက်ခွိုင်ပြီးကိုဖိတ်ခေါ်ပါတယ်ရှင်nong da mai nya yak pe na den it izak hem pe thang ading nong la mening ma ina hi itolang yi song pen na hem pe pen abai taka inga omlo to ma bang ina jong pol khat be ki han chan tak to jong kinga lo mi pi te ma ina mun khem pe upan ina pan mun lakul den ina an hwan neng to changina tui toy neng van lai teng to ki pana an na khem pe mi pi te ina jong thaw toy ke jong ina mete isa pi vi ve chi izak hian ai mete to ma bang ina jong mi pi te ina avek pe na amao yi nei khem pe usong pan ina ang pawon changina pyang pan hi chi jong ai muri hian ai mete in to ma bang ina jong ai song pan ina jong to ma to ki to ke na ma pang tam pi tak yom man ina jong thang ama ma hanga to ma hang ina jong a sol le wina pen ilung ko la hi itedim khopi pen SSC te siangin eitangi khut sunga mi pi te khut sunga asema bol hem pe i athaman hem pe mi pi na imi tamu thei ta ding ma de ai ko ta long thei ta ding hiang chi le men nai ne to ba bang ina jong tampi tak ik pawan ko lai ding tampi tak ina sak ko lai ding hi man ina jong han cham to lai ni mo chi jong zon nom lai ngai ta chang ina imangit lo ding ina etiquette pen tu lian lai ta ka te dim imit high ball thei ding tua nai sen ge ya ban ge ya ki zom phe hi na te dim khosonga ding ina amun hoi lo ma ma ta chang ina te dim khobo pa ding ina jong amun alai jang pen ni chi thei ding le to ma bang ina online pan ai jong ina te dim ma jang ei chang bek ai jong ina jang lo te jong ina click le u ai nai sen pi ki mo pa ding tua ge hi ina teng tur nga wal bang man pen en hi pan ina dollar sama to kan san thei man na jong a pawan nai lo yo ma le jong e pawan ding i de to ma bang ina jong i lo mi gol te na sep na a hi ta le i pol pi song a hi ta le ai veng song a hi ta le jong i ki so di jong dong ko lai hang e mo in to pen te di ma ding ina sep na i be ki lo wina i be pi na khut ki let ko to ma bang ina i min na ma ding i sep na i be ki lo wina khat le khat i ki thai ki pyak ko a sem te ma jong thai pyak ko ma bang ina jong i ki ma pa ma a khel nai lo te jong i phok sa de to hi pan na ong sak so ni ngai mo ina ticket tom khat pula nang nei ki ngai mo ina Missouri pan ina Scarlett ina ticket song som mo tong da ba mai dollar zanga tong pa wan he mo to ma bang ina aliu mon mong ina zong ama pen Arizona mina Missouri pan ina ana zok sa ko hi ina ama zong ticket song som long da ma mai mo liu mon mong te ta chang ina Alaska ma hi David Lian tong to zong Missouri pan sum pi mai na ticket dollar song som dollar zanga mana na zok sa hi chi to chang ina mong sim suk lai ning ina thang sin ina Missouri pan ina ticket song dollar zani le song man ong keli thang pia hi long da ma ma ung to chang ina Joseph Tuang boy na David Thang Utah pan ina ma David Thang Utah pan ina amar dong ticket song som ina sum pi ma thu siam na to man mi khem pe na ri chau koi ina ona zok sa hi lung na ma ma hang David Thang ita le sum pi te to chang ina Joseph Tuang boy zong ma ama zong ticket song som hina dollar zang man
hi chi ina hi bangena ong thang pete hi tale tonga bangena hun le nai le thatang to ama I hun to de takena miong khantang sakang jok sak ten hem pe utunga hi tale lungdam ma mahang no tang ma nong denu chiangena ima zangena vai hem pe kwang the hi pan hi toma bangena jong hi tang isap na hem pe gena na sep chiang be khilowena igamilaya dingena mainon na atea mazang sakai manina zong no tingin na hunte u no te na sup na te u na sum na pai te u zong pasya dina thupa tolo chinang peta hen long da ma mai den yang tung hunte akin ni mo โอเคပါကျေးဇူးတင်ပါတယ်ဦးခိုင်ဒီကတ်တွေကနော်ဒီလူတစ်ယောက်ထဲကနေ900ဖို့ဝယ်သွားတာတွေလည်းတွေ့ရတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်တာမန်အဖြစ် screen share ပေးတော့ဘာသာစကားနားမလည်လဲ screen share ကနေကြည့်ပြီးတော့သိရတယ်ပေါ့နော်ဆိုတော့ screen share ပေးလို့ရရင်တော့ပိုကောင်းမယ်နောက်တစ်ခေါက်ကြော်ညာတဲ့ခါကျရင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်အများကြီးပဲပေါ့နော်ဒီကတ်တွေအများကြီးဝယ်ပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျမတို့ဒီကတ်တွေကတော့အများကြီးရောင်းချဖို့ရန်အတွက်ဆက်လက်ပြီးတော့မှရှိနေသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မိဘပြည်သူတွေအားလုံးကနေပြီးတော့မှပေါ့နော်ဆက်လက်ပြီးတော့မှပါဝင်ပေးကြပါလို့အခုလည်းဒီချိန်ထိပေါ့နော်ပါဝင်ပေးနေကြတဲ့တကယ်အမခံကျမတို့ရဲ့ PDF ဇိုလန် ZFU supporter တွေကနောက်ပြီးကြလို့ရှိရင်ကျမတို့ရဲ့မဟာမိတ်အဖွဲ့တွေကတော်လိုင်းရေးမိဘပြည်သူပေါ့နော်နိုင်ငံတကာမှာရှိတဲ့တော်လိုင်းရေးမိဘပြည်သူအထူးသဖြင့်ပေါ့နော် NLDOC ဘက်ကလည်းကျမတို့အဖိထားပေးပြီးတော့မှကနေဒါဘက်က MEF အဖွဲ့ကလည်းအဖိထားတယ်ပြီးကြလို့ရှိရင်တော့ကျမတို့ LA NUG supporter ရဲ့ Bay Area ကမမိုးတို့အဖွဲ့နဲ့ပြီးကြလို့ရှိရင်တော့ကျမတို့ဒီ Illinois ကပေါ့နော်မအိုမာတို့အဖွဲ့မပိုးဦးတို့အဖွဲ့ကနေပြီးတော့မှလည်းအဖိပေးထားပါတယ်ဒါကြောင့်မို့လို့သူတို့စီမှာလည်းဆက်သွယ်ပြီးတော့မှတိကက်တွေဝယ်ယူပေးလို့ရကြောင်းကိုပြောချင်ပါတယ်ရှင်ခုချိန်မှာတော့ကျမတို့ကိုစလိုင်းရောမန်ကိုပြန်လည်ပြီးတော့မှဖိတ်ခေါ်ပြစေရှင်ကျမတို့ဆက်လက်ပြီးတော့မှမေးခွန်းတွေကိုမေးသွားမှာဖြစ်ပါတယ်ကျမတို့ဒီမေးခွန်းမေးရတဲ့အစီအစဉ်အားပေါ့နော်ကျမတို့မြို့သိမ်းဖို့အတွက်ကြိုးစားနေကြတဲ့တော်လန်ရေးမိဘပြည်သူအားလုံးပေါ့နော်အားလုံးကောပြီးကြလို့ရှိရင်ပြည်သူလူထုကောတော်လန်ရေးဓမ္မတွေရောကျမတို့ဒါတွေကအင်မတန်မှပေါ့နော်တည်ထိုက်တဲ့အရာလေးတွေဖြစ်တယ်ပေါ့နော်အထူးဖြင့်ကျမတို့မြို့အတွက်ဆိုလို့ရှိရင်တော့အင်မတန်မှတည်တဲ့အရာလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ခုလိုမျိုးမေခွန်မိမြန်ခန်းလေးကိုထည့်ထားရတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ခုနဆိုလို့ရှိရင်ပေါ့နော်တောက်လျှောက်ပေါ့နော်ကိုရောမန်ပြောနေတဲ့ကာလမှာဆိုလို့ရှိရင်တော့ကျမတို့ပြည်သူတွေကနေပြီးတော့မှထင်းနေသွားခုတ်တယ်ပြည်သူတွေကထင်းစည်းတွေကိုလမ်းဘေးမှာအများကြီးထားပေးတယ်ပြည်သူတွေကထမင်းဟင်းချက်ပေးတယ်ဆိုတော့ပြည်သူတွေနဲ့ကျမတစ်ချိန်လုံးတောက်လျှောက်ကြားနေရတယ်ပေါ့နော်ကျမတိတလောက်တော့ဒီမြို့သိမ်းနေလောက်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်တော်တော်များများပြည်သူလူထုကမြို့ကနေပြီးတော့မှထွက်ပြေးကြတာကိုတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးထွက်ပြေးကြတာကိုတွေ့ရတယ်လို့ကျမကြားရတယ်ဒါပေမဲ့တောက်လျှောက်ကာလမှာပြည်သူတွေတော်တော်များများကပါဝင်နေတာကိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်အဲ့ဒီအပိုင်းလေးကိုပဲအဲ့ဒီအပိုင်းလေးကောပေါ့နော်ဘယ်အရွယ်ကဘသူတွေကအဝေးကိုတင်းချောင်ပြီးတော့မှဒီစစ်ဖြစ်တော့မယ်ဆိုတဲ့ကာလမှာပဲထွက်ပြေးသွားကြတာလားဒါမှမဟုတ်အစကတည်းကအဝေးရောက်နေတဲ့ပြည်သူတွေလားဒါမှမဟုတ်လို့ရှိရင်အဝေးရောက်နေတဲ့ပြည်သူတွေကရောပြန်လာပြီးတော့မှကူတာမျိုးရောရှိလားဒါမှမဟုတ်လို့ရှိရင်လဲလုံးဝကိုဒီစစ်ရှိမယ်မန်းတည့်ရသားနဲ့ကိုလုံးဝမတင်းချောင်ပဲနဲ့ဒီတော်လိုင်းရေးသမားတွေအတွက်ကိုတမင်တကာနေခဲ့တဲ့သူတွေလားပြီးတော့နောက်တစ်ခုကြတော့ကျမတို့ကမီဒီယာမှာပေါ့နော်ဒီလိုမျိုးဟိုဒီအခုလိုမျိုးပေါ့နော်ထွက်ပေါ်နေတဲ့တည်င်းပေါ့နော်တော်လိုင်းရေးမလုပ်ဘူးရင်မင်းတက်ကိုပြန်မလာရဘူးဆိုတဲ့အရာပေါ်မှာပေါ့နော်ဒီမင်းတက်ပြည်သူတယောက်ကပဲအင်တာဗျူးဖြေထားတယ်ပေါ့နော်တော်လိုင်းရေးကာလမှာဟင်းသီးဟင်းရွက်လေးတွေရောင်းပြီးတော့မှကျမအနေနဲ့ထောက်ပို့ခဲ့ပြီးတော့မှအခုတော့ပတ်စံမရှိလို့မပြန်တော့ပါဘူးဆိုတဲ့ဒီပုံရိပ်ကဘသူ့အမပြန်မလာခိုင်းဘူးတော်လိုင်းရေးမလုပ်ထားတဲ့သူတွေတယောက်မှပေါ့နော်တချို့ဆိုတော်လိုင်းရေးပတ်စံတော့မထည့်ဘူးဆူတောင်းရှင်းနဲ့ပါဝင်နေပါတယ်ဆိုတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လူတွေအတွက်ကိုပါပြန်လန်းမရှိတော့တဲ့ပုံစံမျိုးတက်ရောက်အောင်ကိုမီဒီယာထွက်ပေါ်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များများကိုမကြည်မနှက်ဖြစ်နေကြတဲ့သူတွေရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျမတို့ရှင်းပြပေးလို့ရမှာရှင်โอเคစောကနေပဲပြန်ဆက်ပါမယ်စောပြန်ဆက်မယ်ဆိုတာတချို့ကျတော့မြို့ပေါ်ကပြည်သူတော်တော်များများကဒီ2021မေလပေါ့နော်ကောကွန်တိုက်ပွဲပြီးတော့နောက်ပိုင်းမှာဆိုတော့နေကိုအရင်ပြည့်နေမှာစစ်ပေးဆောင်နေစစ်ပေးဆောင်ကိုအယောက်1000ကျော်ပေါ့နော်အဲ့လိုမျိုးကြီးလာခဲ့တယ်ပေါ့နော်ကျွန်တော်မြို့ပေါ်ကလူကကျွန်တော်တို့မင်းတပ်မြို့က9000ရှိတယ်9000ဝန်းကျင်တော့ပေါ့နော်2019 20 data ရောက်9000လောက်ရှိတယ်9000ကျော်လေးပေါ့နိ9000ကျော်လေးကမင်းတပ်မြို့ပေါ်4ရက်ကွက်တီ2000ခွဲလောက်ရှိတယ်နေမှာရှေ့တိုက်နေ1 2 3 4 17 17 34မကူအင်းတို့ပေါင်းလိုက်ရင်2000ခွဲလောက်ရှိတယ်အဲ့လိုမျိုးပေါ့မြို့နယ်နေနဲ့ညတလောက်ရှိတယ်ပေါ့နော်မြို့ပေါ်ကလူတွေက1000ခွဲ1000ကျော်1000ခွဲလောက်ကနေကိုပြေးလာကြတယ်တချို့ကျတော့မြို့ပေါ်မှာပဲတီးတန့်ဆက်နေတဲ့ဖွဲ့ရှိတယ်တချို့ကျတော့မလေးရှားသွားတယ်ရန်ကုန်မန္တလေးပြင်ဦးလွန်ဘက်ကိုရှောင်သွားတယ်ပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ပေါ့လေဆိုတော့
နေမှာတောက်ချောင်းငကူနေခဲ့တဲ့နေမှာရှိတဲ့လူကြီး2000ခွဲဝန်းကျင်ပေါ့နော်သူတို့လည်းဟိုနိုင်ငံခြားတွေပါတယ်တော့2000ကျော်ကျော်ပဲကျန်တော့တယ်ပေါ့နော်မြို့ပေါ်ကရှောင်လာတဲ့စစ်ပေးရှောင်လဲ1000ကျော်ကျော်ဝန်းကျင်ရှိတာဆိုတော့နေမှာရှိတဲ့ပြည်သူတွေအကုန်လုံးကရဲဘော်လေးတွေဘလို့သွားတယ်ဘလို့ခက်ခဲတယ်ဘလို့လားတယ်ဘလို့ကြက်တဲတယ်ဘလို့စိတ်ထွက်ပေါက်တွေရှားတယ်ဘလို့မွန်းကြက်ကြတယ်ဘလို့တေးကြီးကြတယ်ဘလို့အတုပိုင်လောက်ကြတယ်ဆိုတာမြင်တဲ့ခါကျတော့သူတို့ကနားလေတယ်ဒေါ်လာကြီးကိုဘလို့လို့ရတယ်ဆိုတော့နားလေတော့တိမြင်နေဆိုတဲ့အတွက်ကြောင့်ကဲမြို့ပြန်သိမ့်မယ်ဟေးဆိုတဲ့အချိန်မှာငါတို့ဘယ်နေရာပါဝင်နိုင်မလဲငွေပါနိုင်တဲ့ကွာငွေပါတယ်နနောက်ထူကွာနနောက်ထူတယ်စိတ်လူတဲ့ကွာစိတ်လူဝက်လူတဲ့ကွာဝက်ထူမယ်ငါလုံအားပဲထူနေတယ်ဆိုတော့ဒီထင်းနေဆိုအကြည်လိုက်ပေါ့နော်ထင်းတကြည်နှစ်ကြည်လို့ကျွန်တော်ပြောတာဟုတ်လားတချို့အိမ်ထောင်ဆိုထင်း3 4 5ကြည်လောက်ကိုသူတာဝန်ယူပြီးမှထင်းနေရှားပြီးမှပေါ့နော်ထမ်းပြီးမှအဲ့လိုမျိုးလမ်းပေးနာမှာဒီထောက်ဖို့ထမင်းချက်မဲ့ထောက်ဖို့တွေတော့ပုံပေးထားတာပေါ့နော်အဲ့လိုမျိုးပါဝင်တဲ့လူတွေအများကြီးရှိတာပေါ့အဲ့လိုမျိုးပေါ့တချို့ကြလည်းမြို့ပေါ်မှာပဲတောက်လျှောက်နေခဲ့ပြီးမှမြို့ပေါ်မှာနေတဲ့လူတွေဒါအဆင်ပြေတော့မဟုတ်ပါဘူးဒါပေမဲ့နေရလူတွေထက်ကတော့နည်းနည်းပိုအဆင်ပြေတာပေါ့လေသူတို့မှာပုံကျဲမခံရလက်နဲ့ချစ်ပြမခံရစိတ်ကြောင်းမထုတ်မခံရဒလကိုဒီဆရာမတွေအတွက်အဲ့လိုမျိုးဒီဟိုလာစာဆရာမတွေလာစာပေးဖို့အတွက်အဲ့လိုမျိုးစုပြီးမှပေါ့နော်ပေးရတာမျိုးတော့လကောင်းအင်ခွင်ရေခွင်တော်နိုင်ရပုံကထွက်ရတာမရှိဘူးလေမြို့ပေါ်မှာနေတဲ့လူတော်များများသူအဆင်ပြေတယ်လို့နေတာဟုတ်မြို့သိမ့်တယ်ပွဲလုံးမယ်ဆိုတော့သူတို့လေးပြီးသွားရှောင်သွားကြတာပေါ့နော်နေမှာနေတဲ့လူတွေကတော့ရှောင်စရာမလိုဘူးလေကျွန်တော်တို့ကမင်းတပ်မြို့တစ်မြို့ကလေးပဲကွက်ပြီးမှစိတ်ကောင်းစီရှိတာဟုတ်မင်းတပ်မြို့ရဲ့ပတ်လေပေါ့နော်မြို့မင်းတပ်မြို့နယ်တစ်မြို့နယ်လုံးအတိုင်းတာအနေနဲ့ဆိုရင်ဘယ်လိုပြောမလဲကျွန်တော်တို့ကဒီဟို90-95ရာခိုင်နှုန်းလောက်ကကျွန်တော်တို့ထိန်းချုပ်နေနေဖြစ်သွားပြီကိုမင်းတပ်မြို့ပေါ်လေးရက်ကွက်လေးပဲစကားစားနေတာဆိုတော့နေရလူတွေကတော့ရှောင်စရာမလိုဘူးလေဆိုတော့အကုန်လုံးတောက်လျှောက်ထောက်ဖို့တွေပေါ့နော်ခုနလိုမျိုးထင်းရှာတာထင်းခွဲပေးတာထမင်းတွေချက်ကြတာထမင်းတွေရှည်တန်းတွေသွားပို့ပေးတာတကယ်သူလူမဲ့လူနာတွေက stand by ဆင်းရှိပေးတာအကုန်လုံးကပြည်သူတွေတောက်လျှောက်ပါဝင်ခဲ့တာပဲဆိုတော့ကျွန်တော်တို့ကမြို့သိမ်းတိုက်ပွဲအတွက်ပေါ့နော်ကဲကျွန်တော်တို့ကမြို့သိမ်းတိုက်ပွဲပန်နငွေရှာဖွေရေးကော်မတီနဲ့စီမံခန့်ခွဲရေးကော်မတီဆိုမှကျွန်တော်တို့ဖွဲ့လိုက်တယ်မြို့သိမ်းတိုက်ပွဲပန်နငွေရှာဖွေနဲ့စီမံခန့်ခွဲကော်မတီဆိုမှအကုန်လုံးတိုက်နေလိုက်ကိုဖွဲ့လိုက်တယ်ဖွဲ့လိုက်မှကျွန်တော်နေနေမှာစီကြုံဟောပြောစင်းတော့လူတွေကဝိုင်းအထူထည့်ကြတယ်ဆိုတော့ကျွန်တော်တို့ရဲ့ data ရပါတော့ census အရာကျွန်တော်တို့မှာ9900ရှိတယ်အိမ်ထောင်စုပေါင်းပေါ့နော်အိမ်ထောင်စုပေါင်း9900ရှိတယ်အဲ့ထဲမှာအိမ်ထောင်စုပေါင်း900လောက်ကမင်းတပ်မြို့ပေါ်မှာရှိတယ်နေမှာကအိမ်ခြေပေါင်း9000ရှိတယ်9000ထဲမှာကအဲ့ဒီ9000ထဲမှာကကျွန်တော်တို့ကတိန်ထောင်တသိန်းမဖြစ်မနေထည့်ရမယ်အနည်းဆုံးထည့်ရမယ်ဆိုတော့တတ်မှတ်ထားတယ်ဒါပေမဲ့ထည့်လိုက်တော့ပဲတချို့ကြတော့ခက်ခဲတယ်လေဒါဒီတော်လိုင်း3လေးနဲ့မှာဒါခက်ခဲလို့ရှိရင်ခက်ခဲလို့ဒီကိုကျွန်တော်ကနားလဲတယ်ဆိုတော့တချို့ခက်ခဲလို့ကင်းလို့ကွန်ပျူတာရှိတယ်ဆိုသူကဟိုတက်ကြီးရွယ်ဟိုဘယ်လိုပြောမလဲဟိုသားသမီးအများကြီးမုတ်ဆိုးဖို့မုတ်ဆိုးမပေါ့နော်မုတ်ဆိုးဖို့မုတ်ဆိုးမလည်းဖြစ်တယ်သားသမီးအများကြီးလည်းရှိတယ်တက်ကြီးရွယ်အိုလည်းရှိတယ်ဒါပေမဲ့စိတ်ကြမ်းပိုင်မကောင်းသူမိသားစုဝင်တွေရှိတယ်အရင်ကလည်းဒါရုံးကန်ရတဲ့မိသားစုဖြစ်တယ်ဆိုတဲ့ခါလေးဆိုရင်ကျွန်တော်တို့ကအစတော့သူတို့ကတသိန်းမထည့်နိုင်ဘူး9000ထည့်ပြရစေ2000ထည့်ပြရစေ3000ထည့်ပြရစေလို့ပြောတယ်အဲ့တော့ကျွန်တော်တို့က3000မရဘူး9000မရ2000လည်းမရဘူးထည့်ဦးမထည့်နဲ့ရတယ်ခမရရဲ့အခြေအနေကကျွန်တော်တို့နားလဲတယ်ဆိုတော့ရပါတယ်မထည့်ပါနဲ့နော်ဘာလို့ဆိုတော့2000ဆိုရင်တသိန်းမထည့်ပဲ2000ဆိုရင်ဘသူ့2000ထည့်ကဘသူ့3000ထည့်ကဘသူ့ငါဘယ်တပ်ဖတ်ချက်ကတော့9000 3000 2000နေပြန်ရှုပ်လာမှာဆိုလို့ကင်းလုံးကွန်ပျူတာလို့အပြည့်တိုင်ကင်းလုံးကွန်ပျူလိုက်တယ်ရတယ် no problem ပေါ့နော်ထဲတဲ့လူကြတော့လေထဲ့မယ်ဆိုကျွန်တော်တို့ကင်းလွန်ခွအင်ချီပေါင်း9000ထဲမှာကျွန်တော်တို့ကင်းလွန်ကွန်ပျူတာကပေါင်းလိုက်မယ်ဆိုရင်အင်ချီ400-500လောက်ရှိမယ်တမျိုးနယ်လုံးအတိုင်းတာနဲ့ပေါ့နော်တရွာမှာတယောက်လောက်ပဲတရွာမှာအိမ်ထောင်စုတစုလောက်ပဲနော်အိမ်ထောင်စုကကျွန်တော်တို့ရှိမှာကအိမ်ထောင်စုကအင်ချီ90လို့60 80 40လောက်ရှိတဲ့အထက်မှာအင်ချီ90ထဲမှာကအိမ်ထောင်စုတစုလောက်ပဲဒါကျွန်တော်တို့ကင်းလွန်ကွန်ပျူထားတာပေါ့နော်အဲ့လိုမျိုးလူတွေတောင်မှပဲတမျိုးနယ်လုံးတိုက်တာနဲ့ဆိုရင်ကျွန်တော်တို့အင်ချီပေါင်းကအင်ချီ300-400လောက်ကိုခွန်ပြူထားတာရှိတယ်ဒါပေမဲ့ခွန်ပြူထားပါတယ်ဆိုတဲ့လူတွေကတော့မှပဲသူများလည်းထည့်တာပဲငါလည်းပါလို့မထည့်ရမှာလဲဒါလည်းငါမျိုးပဲငါတစ်ချိန်ပြန်သွားမယ်မျိုးပဲဆိုပြီးမှကင်းလုံးခွန်ပြူထားတဲ့လူတွေမှလည်းတောင်းလျှောက်ပြန်ထည့်တယ်ရွာကအတော်ကြီးတယောက်ဆိုရင်ကျွန်တော်အများနဲ့ပြောတာသူကမရှိရှိုးကျွန်တော်တောင်ပေါ်လာမရှိရှိုးလို့ခေါ်တယ်မရှိရှိုးဆိုတာကတောင်ပေါ်မှာစပားစိုက်တာပေါ့နော်တောင်ပေါ်မှာတောင်ရစပားစိုက်တာဆိုသူဆိုရင်သူ့ယောက်ျားယူသွားတယ်သူသားကတိုက်ပွဲမှာကြာဆုံးသွားတယ်သူကလည်းအသက်50ကျော်ပြီအဲ့ဒီအသက်အရွယ်ကပဲတောင်ရမှာတနေ့
စပါးသွားဆိုင်ပေးတာကိုတနေ့1000လောက်အခါနဲ့10ရက်တိတိကျိုးကျိုးစားစားနဲ့လုံအားတော့ဆိုင်ရတဲ့တသိန်းကိုသူလာပါဝင်တယ်ကျွန်တော်တို့ကအမင်းကြီးတော့မထည့်ပါနဲ့အသက်လည်းကြီးပြီးခက်ခဲတယ်ဆိုတော့မထည့်ပါနဲ့ရပါတယ်လို့ပြောတာကိုတော့မရဘူးဒါလည်းငါမျိုးပဲသူကမြို့ပေါ်မှာအိမ်မရှိဘူးနော်သူမြို့ပေါ်မှာသူအိမ်မရှိဘူးဒါပေမဲ့ကျွန်တော်တို့ဆိုကခိုပေါ့မိခိုပေါ့ငါတို့ရဲ့ဒီငါတို့ရဲ့နေမြေငါတို့မြေပဲဆိုတဲ့စိတ်နဲ့ကိုသူကမရမကအဲ့လိုမျိုးပြန်ထည့်ဝင်တာရှိတယ်ကျွန်တော်တို့အင်ချေ9000ရှိတယ်အင်ချေ9000ထဲမှာမထည့်ဝင်တာကအင်ချေ200ရှိတယ်အင်ချေ200ကမထည့်ဝင်တာဆိုတာကကျွန်တော်တို့ exemption ပေါ့နော်ဒီမထည့်လို့ရပါတယ်ဆိုတဲ့လူကနည်းတကယ်ထည့်နိုင်တဲ့သားနဲ့ကိုတကယ်မျိုးသိန်းတိုင်ပွဲတော့ရန်ပုံငွေထည့်ပေးကြပါလို့ပြောတဲ့အချိန်မှာမင်းတို့ရဲ့ဒီရန်ပုံငွေကောက်တာကဒါဒီမိုကရေစီနေလက်မကြဘူးမင်းတို့ဒီရန်ပုံငွေလာကောက်တယ်ဆိုတာကဒါလူခွင့်ရချိုးဖောက်တာပဲဆိုပြီးမှတကူးတကမထည့်တဲ့ဖွဲ့တွေရှိတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်တို့ကတော့ဖမ်းပြီးမှချုပ်ထည့်ရမှာလည်းမဟုတ်တမင်တကာလို့မရမကညှစ်ထုတ်မှာလည်းမဟုတ်ဆိုတော့အဲ့လိုမျိုးပါဆိုတချို့ပြည်သူတွေကလည်းငါတို့ကြတော့မရှိခက်ခဲတဲ့ကြားတွေကမရမကထည့်တယ်ဟိုလူကြတော့ရွာမှာဆိုင်ဖွင့်ထားတယ်ဆိုင်ဖွင့်ထားပြီသူကတော့လုံးဝမထည့်ဘူးငါတို့ကြတော့ထည့်ရတယ်ဒါမှတယောက်နင်တို့ဘယ်လိုလုပ်ကြမှာလဲဆိုတော့အပေကြီးအတော်ကြီးကျွန်တော်တို့မြို့ပြန်သိမ့်လိုက်မယ်မြို့ပြန်သိမ့်တဲ့ခါကျရင်အခုတို့ချိန်မှာမထည့်တယ်လို့ဆိုတော့မို့စာတိုးပြီးထည့်ရလိမ့်မယ်စာတိုးထည့်မှာမြို့တဲ့ဝင်ခွင့်ရှိလိမ့်မယ်ဆိုတာမျိုးကိုကျွန်တော်အရင်တုန်းကတည်းကကြည့်ရပြည်သူတွေကိုဂတိပေးခဲ့တယ်ပြောခဲ့တယ်ကျွန်တော်မြို့ရဆိုနင်တို့မြို့ရအောင်သိမ့်တော့ဆိုမြို့ရအောင်သိမ့်မယ်လို့ကျွန်တော်တို့မဖြစ်လို့ရအောင်သိမ့်ပါလို့အဲ့ဒီချိန်ကြရင်ထည့်နိုင်ရင်သားနဲ့မထည့်တဲ့လူတွေပေါ့နော်ဒုက္ခရောက်လိမ့်မယ်ဆိုပြီးမှကျွန်တော်တို့ပြောခဲ့တာရှိတယ်ဆိုတော့နောက်တစ်ချက်ကကျတော့ကျွန်တော်ကမြို့ပေါ်မှာကကျွန်တော်မြို့သိမ့်လိုက်ပြီမြို့သိမ့်လိုက်ပြီပြည်သူတွေကိုပြန်ဝင်ခိုင်းဖို့ကမဝင်ခင်မှာကျွန်တော်ကမိုင်းနေလိုက်ရှင်းရတယ်မိုင်းတွေကအလုံးကြီးထောင်တဲ့ချီကိုကျွန်တော်တို့မိုင်းတွေအရင်ကလည်းရှင်းထားတယ်စစ်ပွဲကာလတစ်ချောင်းလည်းရှင်းခဲ့တယ်စစ်ပွဲပြုလည်းတောက်လျှောက်လုံးရင်ရာနဲ့ချီပြန်ရှင်းရတယ်ဆိုတော့မိုင်းတွေရှင်းတော့ပြီမိုင်းတွေပြန်ရှင်းပြီဆိုရင်ပြည်သူတွေကျွန်တော်တို့မြန်ဝင်ခိုင်းနေပြီဘာလို့လဲဆိုတော့နွေရာသီကူးလာတော့မြက်တီခြံဝဲနေအိမ်တွေက၄နှစ်လုံးကိုပြစ်ထားတာလေအရင်တော့ကတော့နည်းနည်းလူတွေနေသေးတော့တော်သေးတာပေါ့နော်ဒါပေမဲ့မြို့သိမ့်တန်ဖွဲစုစုပေါင်း6လလောက်ကြာသွားတာဆိုတော့6လလောက်လူတွေအကုန်လုံးမနေတော့တဲ့နေရာမှာကခြုံရွယ်ပိတ်ပေါင်းတွေအကုန်လုံးထူသွားတယ်ခုလိုနွေရာသီရောက်လာတာအကုန်လုံး6လာတယ်ဆိုတော့မြို့သိမ့်တန်ဖွဲတုန်းကအိမ်တွေမိရှုခါတာနည်းအခုလို6လာတဲ့အချိန်မှာကျွန်တော်ပတ်ဝန်းကျင်မှာတောင်ရလုတ်တဲ့နေအများကြီးရှိတယ်လေတောင်ရမီးပွားတွေကဒါတနေရာမှာမြက်ပေါ်တစ်ခုကြရင်အဲ့တောင်ရမီးပွားနဲ့စမီးလောင်ပြီးမှမြို့သိမ့်တဲ့ဘက်မှာမြို့ပြမကြဘဲနဲ့တောင်ရမီးပွားတဲ့ကြောင့်မြို့ပြကြသွားမယ့်အခြေအနေမျိုးတွေဖြစ်နိုင်တယ်အဲ့လိုမျိုးမဖြစ်အောင်ဆိုကျွန်တော်လူမြန်ပြန်ဝင်စေချင်တယ်လူပြန်ဝင်တော့လည်းပဲကျွန်တော်တို့ဒီတိုင်းကြီး open လုပ်လိုက်ရင်လူတွေအကုန်လုံးစုပြုံပြီးဝင်လာပြီးမှလူအုပ်ပါကြီးတွေဖြစ်လာလဲလေကြောင်းအန်ဒရကြောက်ရတယ်မတူပီဆိုလဲတောက်လျှောက်လေကြောင်းပုံကျဲခံရတာရှိတာဟုတ်ဆိုတော့ကျွန်တော်တို့ကလူအုပ်တွေကိုမြန်ပြန်ဝင်ခိုင်းမယ်ဝန်ခံတဲ့လူတွေလည်းကျွန်တော်ရက်အကန့်အသတ်လေးနဲ့ပေါ့နော်လူအုပ်ကြီးမဖြစ်အောင်နည်းနည်းစစ်စစ်မယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ကဒီကြားထဲမှာအုပ်ချုပ်ညီလာခံဗညာညီလာခံပါညာတွားနေကြတော့ကောင်းဆောင်ပိုင်းတွေတိတ်မတွေ့ဖြစ်ဘူးဆိုတော့ကျွန်တော်တို့ဒီနေ့တွေ့ကြတယ်စုံကြတယ်ဒီစီကချက်တတ်မှတ်ချက်တွေလုပ်တယ်ဒီ regulation တွေထားပြီးမှမနေ့ကတပည့်ခေါ်ပါဝန်ခိုင်းလိုက်တယ်ဆိုတော့ဒီနေရာမှာကကျွန်တော်တို့ target လုပ်တာကတတ်နိုင်တဲ့သားနဲ့မပါဝင်တဲ့လူတွေအချောင်ခိုတဲ့လူတွေပေးထိုင်ပူပြောတွေကိုကျွန်တော်တို့ target လုပ်တာဖြစ်တယ်။ကျန်တဲ့ပြည်သူတွေက99%အကုန်လုံးကသူတို့အေးဆေးဝင်ုံပဲသူတို့မျိုးသိမ့်တဲ့ပွဲမှာပါဝင်ထားပါတယ်ဆိုတဲ့ဖြတ်ပိုင်းနဲ့ဝင်လို့ရတယ်။ကျွန်တော်တို့ကထောက်ခံချက်ပါမှဆိုတာကတချို့ကျတော့ပြင်းလွှားရင်းနဲ့ဖြတ်ပိုင်းတွေပျောက်ကုန်ရောမသိမ့်ထားခဲ့ဘူး။ဒါပေမဲ့ကိုရွာအုပ်ချုပ်ရေးမေကျွန်တော်တို့မှာကရွာတရွာမှာကအင်ချီက30 50လောက်ပဲရှိတာအင်ချီ100ကျော်တဲ့ရွာကမင်းတပ်တနုနယ်လုံးမှာ2ရွာ3ရွာပဲရှိတယ်။အင်ချီတော်တော်များများက50ဝန်းကျင်ပဲဆိုတော့အင်ချီ50ဝန်းကျင်ပဲရှိတယ်ဆိုရွာအုပ်ချုပ်ရေးမှုကဘသူတော့ထည့်တယ်ဘသူမထည့်ဆိုတိကိုတိတယ်ဆိုတော့သူကထောက်ခံချက်ပေးလိုက်တယ်ဆိုတာနဲ့အကုန်လုံးကပြန်လာလို့ရတယ်အတိကဖြတ်ပိုင်းရှိတယ်ငုတ်တူကျွန်တော်ရှိမှာငုတ်တူရှိတယ်တို့မှလည်းဖြတ်ပိုင်းရှိတယ်ဖြတ်ပိုင်းကြရင်ကိုအလိုလဲဝင်ခွင့်ရပြီးသားအင်ချီ9000ထဲမှာ8800ကဖြတ်ပိုင်းဖြတ်ထားတဲ့လူတွေဖြစ်တယ်တချို့ဖြတ်တိုင်းဖြတ်ပိုင်းကပျောက်သွားတယ်ဘာညာဖြစ်တယ်ဆိုကြောင့်ကျွန်တော်ကထောက်ခံချက်လုပ်ထားတာဖြစ်တယ်ဆိုတော့ထောက်ခံချက်နဲ့ပဲကျွန်တော်ဝင်ထွက်သွားလာလို့ရတယ်ဆိုတော့ကျွန်တော်ကမြန်ဆန်ဆန်လဲပြည်သူတို့ပြန်ဝင်စေချင်တယ်မြန်လို့ကတော့တချို့အလေးတွေအလော30လို့ကတော့လွတ်သွားတာရှိတယ်ပေါ့တချို့ကြတော့ပြည်ပကနဲ့ဒေါ်လာကြီးကိုပါဝင်တယ်ဒါပေမဲ့သူတို့ရဲ့လုံခြုံရေးအရာဘာဖြတ်ပိုင်းမှမလို့ချင်ဘူးဘာ certificate မှမလို့ချင်ဘူးဆိုတဲ့ဟာလည်းရှိတယ်တချို့ကြတော့လည်းmessenger နဲ့ပဲထူပါပြီးမှထူလိုက်တယ်ပြီးတော့လည်းလုံခြုံရေးလူကို unfriend လုပ်လိုက်တယ် messenger အကုန်လုံးဖျက်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းရှိတယ်
အဲ့ဒါမျိုးတွေကြတော့လေကျွန်တော်တို့လာဆက်သွယ်ပါဘသူတော့ဘယ်မှာဘလောက်ထူထားတယ်ဘလို့ပါဝင်ထားတယ်ဆိုတာကိုကျွန်တော်တို့ဆက်သွယ်ရင်ကျွန်တော်တို့ကြည်ပြီးမှတီးတက်ဟိုဘယ်လိုပြောမုတ်တိုလည်းမရှိဘူးဖြတ်ပိုင်းလည်းမရှိတော့ညာလည်းပဲပေါ့နော်ငုတ်တို့ဖြတ်ပိုင်းမရှိတော့ညာလည်းပဲပြည်ပနဲ့သူကဟို KB တော်လကောင်းပေါ့နော်တခြား NUG PSTV နဲ့ပဲပါဝင်တာကိုအဲ့လိုမျိုးပါဝင်တဲ့လူလည်းကျွန်တော်တို့တခြားနေရာနဲ့ပေါ့နော်တီးတက်ပြန်ထုတ်ပေးတယ်လာချိတ်ဆက်မယ်ပေါ့နော်မီဒီယာတွေကိုလည်းကျွန်တော်တို့အစားအဆုံးပြည့်စုံတော့မရှင်းပြနိုင်ဘူးကျွန်တော်တို့ကထုတ်ပြန်ချက်မှာလည်းဒီလိုမျိုး context ပေါ့နော်သူကနောက်ခါကျွန်တော်ပြည့်စုံရေးလို့မရဘူးလေကျွန်တော်တို့ဒီလိုပဲထုတ်လိုက်ရတာကိုတချို့မီဒီယာတွေပုံစံကြတော့ဒီလေမှာမလို့ချင်ဘူးပြည်လေနေတည်လို့မရဘူးပေါ့နော်မပြည်လေနေစူညံနေမှနည်းနည်းပွားထားမှတည်ကြီးလို့ရတဲ့ပုံစံမျိုးရေးတဲ့ဟာတွေရှိတာပေါ့တချို့ပြည်သူတွေကြတော့လေဟိုဘယ်လိုပြောမလဲနည်းနည်းဒီလိုမျိုးရှိတဲ့ခါကျရင်ငါတို့ကတော့ငါတို့လည်းပါဝင်ထားတယ်ငါတို့မှဖြတ်ပိုင်းမရှိဘူးနော်ငါတို့လုံချုံရေးခြေနေရဒီလိုမျိုးမပါဝင်ထားဘူးမရှိဘူးဒါပေမဲ့ဟိုဖြတ်ပိုင်းမရှိတော့လည်းဒီလိုပါဝင်ထားတယ်ဒါတော့ကိုဘယ်လိုလုပ်ပေးမလဲဆိုတော့ဒါဆိုဒီလိုလုပ်အောင်ဆိုရင်မှကြီးတိုင်းတန်ပေးတဲ့ပုံစံလေးနဲ့ပေါ့နော်သွားရင်အဆင်ပြေတယ်လေအဲ့လိုမျိုးပေါ့အခုကျတော့ line ပေါ်မှာဒီလိုနည်းနည်းပွားထားမှပြောကြတော့ဖြစ်သွားတာပေါ့ဒါပေမဲ့လည်းဟိုပြောရမယ်ဆိုရင်69%တော့ပြည်သူတကလုံးထည့်ဝင်နေဆိုတော့သူကလည်းသူကစင်ကြကြပါတယ်ဟိုမထည့်ဝင်တဲ့လူတွေတော်လကောင်းတားမွင့်လည်းအဲ့လိုမျိုးဟို certificate ဒီဟိုဖြတ်ထားတယ်လူတွေပေါ့နော်ဟိုသူတို့ကလည်းတချို့ကြတော့လည်းဒါ certificate လိုချင်လို့ဂုံပြုတ်မှတ်တမ်းလာလိုချင်လို့ပါဝင်နေတာမဟုတ်ဘူးဆိုမှဂုံပြုတ်မှတ်တမ်းလာမတောင်းတဲ့လူတွေရှိရလေအဲ့ဒါလည်းပဲကျွန်တော်တို့ကဒီဘက်ကနဲ့တီးတန့်ပြန်ထုတ်ပေးတာရှိပါတယ်ဟုတ်ကဲ့အဲ့လိုမျိုးပါဒါဆိုလို့ရှိရင်တော့ဗောနော်တောက်လျှောက်ဒီပြည်သူတွေကတော်လိုင်းရေးကာလတစ်ချောက်မှာပေါ့နော်ဒီ sorry မြို့သိမ်းကာလတစ်ချောက်မှာပေါ့နော်ဒီနယ်မှာမထွက်ပြေးပဲနဲ့နေရင်းထိုင်ရင်းနဲ့ပြည်သူဒီတော်လိုင်းရေးရဲဘော်တွေရဲ့အခက်ခဲတွေကိုတိတဲ့အတွက်ကြောင့်မို့လို့မိဘပြည်သူကမြို့သိမ်းမှာလဲငါတို့မထွက်ပြေးပဲနဲ့သူတို့နဲ့အတူရုန်းကန်မယ်ဆိုဆုံးဖြတ်ချက်ချပြီးတော့မှအတူရုန်းကန်ခဲတဲ့ပြည်သူတွေကဒီနောက်ွယ်မှာလုံးဝအင်တိုက်အားတိုက်နဲ့ဖြည့်ဆည်းနေတာကိုကျမတို့တွေ့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအိမ်ရှေ9900ကျော်မှာကဒီ9000လောက်ကနေပြီးတော့မှလာဆင်ပေါ့နော်ပြည်သူဒီတော်လိုင်းရေးရဲဘော်တွေကိုထောက်ပို့နေခဲ့တာဖြစ်ပြီးတော့မှကျန်တဲ့200လောက်ကခုနဒီကိုရောမှပြောတဲ့အထဲမှာဆိုလို့ရှိရင်200လောက်ကကြတော့ဒါငါတို့ရဲ့မထည့်လဲရတယ်ဆိုတော့သူတို့ရဲ့ဆုံးဖြတ်ချက်ခံယူချက်နဲ့လုံးဝမထည့်ခဲ့တဲ့သူတွေပေါ့နော်ဆိုတော့မင်းတက်ရဲ့ဒီခုနဒီမီဒီယာတွေမှာရောဒီတော်လိုင်းရေးပြည်သူလူထုအချို့တချို့လုံးဝမပါဝင်တဲ့လူတွေကဒါကိုတွေးလိုက်ရတဲ့အခါမှာပေါ့နော်ဒီပုတ်လို့ရိုက်သွားတဲ့အရာတွေကကြတော့တကယ်မပါဝင်ခဲ့တဲ့သူတွေကြားမှာပဲပုတ်လို့ရိုက်နေတယ်နဲ့စိုးရင်စိတ်ရှိတာတွေဖြစ်ပြီးတော့မှမင်းတက်အနေနဲ့ကတော့ဒါကတော့မထူးဆန်းတော့ဘူးဘာဖြစ်လို့လဲဆိုတော့တောက်လျှောက်အမေအိုကနေအစပေါ့နော်လူငယ်လေးအထိကိုပါဝင်ခဲ့တဲ့သူတွေကိုမပါဝင်ခဲ့တဲ့သူတွေကိုမင်းတို့ဘယ်လိုလုပ်မှာလဲဆိုတဲ့ခါမှာဒါခေါင်းဆောင်တွေကနေတောက်လျှောက်ဂရိပေးခဲ့တာဖြစ်တယ်ပေါ့နော်မြို့သိမ်းပြီးသွားတဲ့ခါကြလို့ရှိရင်ဒီလူတွေကိုငါတို့ဒီလိုလုပ်မှာဖြစ်တယ်ဆိုတော့ဆိုလိုတာကမပါဝင်ခဲ့တဲ့လူခုနအင်ရှီ200ကျော်ပေါ့မပါဝင်ခဲ့တဲ့သူတွေလုံးဝမပါဝင်ခဲ့တဲ့သူဘာတိဘာသာနေခဲ့ပြီးတော့မှငါတို့နဲ့မသက်ဆိုင်ဘူးလို့နေခဲ့တဲ့သူတွေမပေးလဲရတယ်ဆိုနေခဲ့တဲ့သူတွေကပြန်လာလို့တော့ရတယ်သို့တော်လည်းဒီမပေးခဲ့တဲ့ကာလတစ်ချောက်ကဒီပြောရမယ်ဆို tax ဆိုကျမတို့စီမှာဆို tax မဆောင်ထားတဲ့ဟာတွေကိုတလုံးရင်းနဲ့ tax ပြန်ဆောင်ရမယ်ဆိုတဲ့ပုံစံဖြစ်သွားတာပေါ့အဲ့လိုမျိုးပေါ့အရင်ကတော့ကျွန်တော်တို့ကတိန်ထောင်သိမ့်မဲ့လေဒါပေမဲ့ကျွန်တော်မြို့ပေါ်နေကျွန်တော်တို့က9900လို့ပြောလိုက်တာပေါ့နော်အိမ်ချေ900လောက်ကမြို့ပေါ်မှာနေတဲ့လူကျတော့သူကရုတ်တရက်ပြေးသွားကြတော့ပြေးသွားလို့ပေါ့နော်မပါဝင်နိုင်တဲ့လူအများကြီးရှိတယ်အဲ့တော့တပိုင်းပေါ့နော်နေမှာနေတဲ့အိမ်ချေ9000ထဲကကြတော့8800ကျော်လောက်ကပါဝင်တယ်အဲ့လိုမျိုးပေါ့နော်ကျန်တဲ့2000လောက်ကမပါဝင်ဘူးအဲ့လောက်ပဲဒါပေမဲ့8800လောက်ကပါဝင်တယ်နော်8800လောက်ကအိမ်ထောင်တအိမ်ထောင်ကိုတသိန်းလို့ပြောတာလေအဲ့ဒီ8800လောက်ပါဝင်တဲ့လူတွေရဲ့ပမာဏကသိန်းပေါင်း1000ခွဲရှိတယ်ပြောချင်တာတသိန်းပဲပြောတာကို4သိန်း5သိန်း10သိန်း20ထည့်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒီသိန်းပေါင်း1000ခွဲဆိုတာကကျွန်တော်တို့နောက်အကောင်ကြီး900နော်စိတ်တီဝတ်တီမပါသေးပဲနဲ့ငွေသားတက်ကိုပဲကျွန်တော်8000အင်ချီ8800လောက်ပဲပါပဲဆိုတော့ကျွန်တော်သိန်း8800လောက်ပဲရတင်တာလေတိန်ထောင်သိန်းလို့ပြောတာဟုတ်ဒါပေမဲ့ကျွန်တော်စင်းချုပ်တဲ့ခါမှာသိန်းပေါင်း1000ခွဲလောက်ရတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့မင်းတပ်မှာဒီစီကန်ထုတ်လိုက်တဲ့အတွက်ကြောင့်မင်းတပ်ပြည်သူလူထုမြို့ခံပေါ့နော်ဒီမင်းတပ်နေပေါ့နော်မင်းတပ်မြို့နယ်မှာရှိတဲ့ပြည်သူလူထုဒီစီကန်ချက်ထုတ်တဲ့အတွက်ကြောင့်ပြည်သူလူထု99%ကတော့ complete မတက်ဘူးဟိုသူတို့ကနေမှာပဲနေရတယ်ဒါဒီလိုပဲပေါ့နော် live ပေါ်မှာဘလို့ဖြစ်တယ်သူတို့မသိဘူးအဲ့လိုမျိုး
line ပေါ်မှာပဲဟိုလိုဒီလိုပေါ့နော်နိုင်ငံတကာနဲ့ပါမှာညာအဲ့လိုမျိုးဝေဖန်ခြင်းနဲ့ထုံးတဲ့ခြင်းနဲ့ပေါ့နော်တချို့ကြတော့တချို့ရဲ့ argument နဲ့ valid ဖြစ်ပါတယ်ကျွန်တော်တို့ကcertificate မယူခဲ့ဘူးပါဝင်တယ်ကျွန်တော်တို့ကဘယ်လိုပြောမလဲဒီကွန်ပျူတာမှတ်တမ်းလိုချင်းလို့မဟုတ်ဘူးပါဝင်တယ်အဲ့ဒါကျွန်တော်တို့ရဲ့အဲ့လိုအဖေမေမိပါနေတာမဲ့ကျွန်တော်တို့ပါဝင်ထားတာရှိတယ်အဲ့လိုမျိုးတွေကြတော့ကျွန်တော်တို့ကကဲဘသူရှိဘလို့ပါဝင်တာလဲပြောပါကျွန်တော်တို့ကိုယ်တိုင်ကကျွန်တော်ကိုယ်တိုင်ကိုအဲ့လိုထောက်ခံချက်ရေးမှပြန်ထုတ်ပေးပါတယ်ပြန်ဝင်လို့ရအောင်လုပ်ပေးပါတယ်ဆိုတော့အခက်ခဲတစ်ခုရှိရင်ကျွန်တော်တို့ကဒီလိုဖြစ်တယ်နော်ဒါတော့ဘလို့ဖြည့်ရှင်းပေးလို့ရမှာလဲဘလို့တိုင်ပင်ကြမလဲဆိုရယ်ဆွေးနွေးတိုင်ပင်ဖြည့်ချတဲ့မျိုးမဟုတ်ပဲနဲ့ဒါတော့ဘာလဲဖွားဖို့ကွက်ပဲကွာလို့ပေါ့နော်ပွဲစုအောင်လုပ်လို့ရတဲ့ကွက်ပဲဆိုတဲ့ပုံစံမျိုးနဲ့ don't take it to online ပေါ့နော် communicate with us ပေါ့ကျွန်တော်တို့ဆက်သွယ်ပါချိတ်ဆက်ပါဒီလိုမျိုးလေးချပြပါကျွန်တော်တို့ကအဲ့လိုcapacity နည်းလို့လုတ်တဲ့ကိုင်းနဲ့လို့နည်းလို့နည်းနည်းနှီးကွေးတာတော့လောကောင်းတော့နည်းနည်းစိတ်နည်းနည်းလေးရှေ့ပြရမယ်ပိုင်းနေတော့ရှိမှာပါဒါပေမဲ့အကုန်လုံးကကူညီဆောင်ရွက်နေတဲ့ပိုင်းတွေအများကြီးရှိပါတယ်အဲ့လိုမျိုးပါဟုတ်ကဲ့ရှင်တချို့ကြတော့အိုးမလုံအောင်ပွင့်သွားတာပေါ့နော်ဒေါ်လာရေးမှာဒါမင်းတက်ပဲမဟုတ်ဘဲနဲ့တခြားပြည်နယ်ကျမတို့တီးတီမျိုးရှိမယ်ပြီးကြလို့ရှိရင်တော့ဖလမ်ရှိမယ်ပြီးကြလို့ရှိရင်မသိမ်းရသေးတဲ့နေရာတွေပြီးကြလို့မြေပြန့်တောင်ပေါ်မြေပြန့်ပေါ့နော်ဒါလုံးဝမပါဝင်ဘဲနဲ့ခုနပြောသလိုမျိုးဒီဟိုဘက်လိုဒီဘက်လိုကော်ရခါတီလိုနေတဲ့လူမျိုးမမဆောင်လို့ဟိုဘက်လိုဒီဘက်လိုဘယ်သွားမလဲမသိတဲ့လူမျိုးဖာတိဖာတာနေတဲ့ရေးလိုက်ငားလိုက်နေတဲ့လူတွေပေါ့ဒါမှမဟုတ်လို့ရှိရင်လုံးဝစက်ကဆနဲ့ပူပေါင်းတဲ့သူတွေပေါ့နော်ဆိုတော့လုံးဝမပါဝင်ထားတဲ့သူတွေအတွက်ကဒါအိုးမလုံးသူ့ကနေသူအိုးမလုံးအောင်ပွင့်ဖြစ်ပြီးတော့မှဒီစကားကိုဒီထုတ်ပြန်မှုကိုကြားလိုက်ရတဲ့ခါမှာတော်တော်လေးကိုဒေါသထွက်ကြတာပေါ့နော်ဆိုတော့ကျမတို့တည်တယ်မလဲမကြခင်လာတော့မှဖြစ်တဲ့အတွက်ကြောင့်မလို့တချို့တွေဒီထုတ်ပြန်မှုကိုတွေးတဲ့ခါကျတော့တော်တော်လေးဒီဟာတွေကို complaint တက်လာတာတွေ့တယ်စိုးရိမ်မှုတွေလည်းရှိလာတာတွေ့တယ်ပေါ့နော်အင်မတန်ကောင်းတဲ့ထုတ်ပြန်မှုနဲ့အင်မတန်မှပါဝင်ပြီးတော့မှမင်းတက်ပြည်သူလူထုရဲ့စီးလုံးမှုကိုကျမဒီနေရာမှာတွေ့ရတယ်ပေါ့နော်ဒါကတော့အယောက်200လောက်ကမပါဝင်တာကတော့ဒါကတော့သူတို့ကလည်း chance ရှိနေသေးတာကိုတွေ့ရတဲ့အတွက်လည်းအင်မတန်မှကောင်းတယ်ပေါ့နော်သူတို့အတွက်ကလည်းကောင်းတယ်ပေါ့ပါဝင်လို့ရပါတယ်အဲ့လိုမျိုးမပါဝင်ခဲ့တဲ့အတွက်ကြောင့်ဝန်ခွင့်မရတော့ဘူးလို့မဟုတ်ပါဘူးအရင်ကမပါဝင်ခဲ့တဲ့ကြောင့်အခုပါဝင်ရမယ်အခုပါဝင်မိမှာပဲဝင်ရမယ်ပေါ့နော်အဲ့လိုမျိုးပါမင်းမပါတဲ့အတွက်ကြောင့်မင်းလာလို့မရတော့ဘူးတော့မဟုတ်ပါဘူးအဲ့လိုမျိုးပါအင်မတန်မှကောင်းတဲ့ဒါထုတ်ပြန်မှုလည်းဖြစ်တယ်သူတို့အတွက်လည်းဒါ second chance ရသွားတာပေါ့နော်ဆိုတော့ကောင်းပါတယ်ကျမတို့အင်မတန်မှကောင်းတယ်နောက်တစ်ခုကကြတော့အခုမင်းတက်ကအောင်မြင်သွားပြီဆိုတော့ကိုရောမယ်ကကျမတို့ချင်းရင်အောင်ရဲ့ပြောရေးဆိုခွင့်ရှိသူတယောက်အနေနဲ့ကျမတို့ဒါတည်ထားတယ်ပေါ့ဒါမှပြီးတော့မင်းတက်မှာကောပေါ့နော်အခုလိုမျိုးအောင်မြင်ပြီးသွားတဲ့အခါမှာကိုရောမယ်အနေနဲ့ရောဘယ်လိုနေရာတွေမှာပေါ့နော်ဒီပါဝင်ဆောင်ရွက်နေလဲလက်ရှိမှာပေါ့နော်နောက်ပိုင်းနေရောဘယ်လိုပါဝင်ဆောင်ရွက်သွားဖို့ရှိလဲပေါ့နော်အဲ့ဒါလေးသိလို့ရမလားရှင်လက်ရှိမှာတော့ကျွန်တော်တို့ဒီလိုမျိုးပေါ့မြို့သိမ်းတဲ့ပွဲပြီးရတဲ့ကျွန်တော်တို့ဒီပြည်သူ့အုပ်ချုပ်ရေးညီလာခံပြန်လုပ်ကြတယ်ပေါ့လေပြည်သူ့အုပ်ချုပ်ရေးညီလာခံပြန်လုပ်ကြတော့ညီလာခံမှာကျွန်တော်တို့တမျိုးနယ်လုံးကကျွန်တော်တို့မှာကတိုက်နယ်6ခုရှိတယ်ဌာနက14ဌာနရှိတယ်ပြီးတော့မှအုပ်စုကြီးရွာပေါ့နော်အုပ်စုကြီးရွာ45ခုရှိတယ်ဆိုတော့အကုန်လုံးအုပ်စုကြီးရွာဆင့်တီကျွန်တော်တို့မြို့နယ်ညီလာခံလုပ်ကြတော့အယောက်80လောက်ပေါ့နော်ပြီးတော့မှ observer အယောက်20လောက်ရှိတယ်ဆိုတော့အဲ့လိုမျိုးနဲ့ကျွန်တော်တို့ပြီးခဲ့တော့ကအုပ်ချုပ်ညီလာခံပြန်လုပ်ပြီးမှကျွန်တော်တို့ရွေးကောက်ပွဲဥပဒေတွေပြင်ဆင်တာရှိတယ်ကျွန်တော်တို့ပြည်သူ့အုပ်ချုပ်ရေးဥပဒေနဲ့နည်းဥပဒေပြင်ဆင်တာရှိတယ်ပြီးတော့မှရွေးကောက်ပွဲလုပ်တာရှိတယ်ဆိုတော့ဒီရွေးကောက်ပွဲမှာပေါ့နော်အုပ်ချုပ်ရေးမှုအသစ်တီပေါ့နော်အုပ်ချုပ်ရေးမှုအသစ်တီတက်ရောက်လာတယ်တူအုပ်ချုပ်ရေးမှုအသစ်တီတက်လာတယ်ပေါ့နော်ပြီးတော့မှကျွန်တော်တို့ရဲ့ရွေးကောက်ပွဲဒီအုပ်ချုပ်ရေးတက်တန်းကိုလည်း3နှစ်ပေါ့နော်3နှစ်တတ်မှတ်တယ်အရင်ကတစ်နှစ်တစ်ချိန်လေကိုက3နှစ်မှာပဲပေါ့နော်ဒီကာလ stability ဖြစ်ဖို့ပေါ့နော် stable ဖြစ်ဖို့တစိုက်မမသွားဖို့ပေါ့နော်လို့လည်းဆိုပြီးမှအဲ့လိုမျိုးလုပ်တာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီအုပ်ချုပ်ရေးမှုဖြစ်နေပေါ့နော်ကျွန်တော်ပါဝင်နေပေါ့နော်ဆက်လက်ပြီးမှပဲကျွန်တော်တို့မြို့ပေါ်မှာလှုပ်ရှားရှိတော့အများကြီးရှိပါတယ်အမကျွန်တော်တို့ဒီအုပ်ချုပ်ရေးမှာဆိုရင်တော့ဌာန14ခုရှိတယ်ပေါ့လေသတင်းပြန်ကြားရေးဌာနတော့ဘာဌာနတော့ဆိုတော့အရင်တော့ကမလိုအပ်တဲ့ဌာနတော့ပေါ့နော်အဲ့ကျွန်တော်တို့ဖြတ်သိမ်းဖို့ရှိတယ်စီပင်တို့စောက်လို့ကြီးတို့ဒီလူဝင်မှုကြီးကြပ်ရေးနဲ့ဒီဘယ်လိုပုံစံပေါ့နော်အဲ့လိုမျိုးဌာနအသစ်တွေတိုးဖို့ရှိတယ်ပေါ့နော်ပြီးတော့မှအဲ့လိုမျိုးအရင်တော့ကတစ်တောဌာနတော့ဘာလို့ရှိတယ်ဆိုတော့ကျွန်တော်ကောင်းကောင်းမွန်မွန် implement မလုပ်နိုင်ခဲ့ဘူးပေါ့နော်ဆိုတော့တွမျိုးနယ်လုံးတိုင်းတဲ့တစ်တောတွေထားဖို့ပြီးတော့မှတောင်ရခုတ်တာကိုကျွန်တော်ပြန်ကြက်မှတ်ဖို့ကျွန်တော်မှရေစမ်းဥတွေရှိတယ်ပေါ့နော်ရေစမ်းဥ6တန်နဲ့ပနေအပီအကွာကိုလုံးဝတစ်ပေမခုတ်ပဲထားရမယ်ဆိုတော့law enforcement တွေပေါ့နော်အဲ့လိုမျိုးကြီးညာမယ်ထုတ်ပြန်မယ်နောက်ကိုရနဲ့အဲ့လိုမလိုက်နာတဲ့လူတွေကိုတံပေးတာတွေပါနေတာလာမယ်ပေါ့နော်အဲ့လိုမျိုးတစ်တော်တွေရေတွေထိမ့်သိမ့်ဖို့ပေါ့နော်အဲ့ဒါမျိုးတွေပေါ့ပြီးတော့မှမြို့တွင်းမှာ
ကျွန်တော်တို့ယုံကြည်တာကတော့မင်းတပ်မြို့မှာတကောင်နေမှာမြို့ပေါ်မှာတော့ထူးသဖြင့်ပေါ့လေညတနိုင်ထနိုင်မှာ73-74နှစ်မင်းကလေးတယောက်ကိစ္စတစ်ခုရှိလို့ပေါ့နော်သွားမယ်လာမယ်လုံးဝလုံခြုံမှုရှိစေရမယ်အဲ့ဒါလုံးဝပေါ့နော်73-74နှစ်အရွယ်မင်းကလေးတယောက်ပေါ့နော်အားနွေးတယ်ပေါ့နော်ကလေးငယ်လေးတယောက်အရေးအကြောင်းရှိလို့သွားရလာရတယ်စီးဝယ်ပေးရတယ်ပေါ့နော်ဟိုဒါရေးနာရေးကြောင့်ပေါ့တခုအရေးတကြီးကိစ္စကြောင့်73-74နှစ်သမီးရွယ်ညတနိုင်သွားလာလဲဘာအန္တရာယ်မှမဖြစ်စေရဘူးလွတ်လပ်လုံခြုံကိုသွားလာနေရမယ်ပေါ့နော်အဲ့လိုမျိုးလုံခြုံမှုရှိတဲ့မြို့ပေါ့နော်အဲ့ဒါမျိုးကျွန်တော်လုံးဝအာမခံဖို့သွားနေတယ်အခုကလေးအစားကျွန်တော်တို့တချို့မူးကြီးတောက်အရင်တော့ဆိုမူးကြီးတောက်စားတာဆိုလဲဟိုရဲတွေကရဲကြည့်ကြံလေနော်ဥမာထွေအုပ်ဆိုလဲထွေအုပ်ကြံနေပေါ့လေဟိုတရားရေးဌာနဆိုလဲဒါလက်ပေးလက်ယူဌာနတွေပဲဆိုတော့အဲ့လိုမျိုးမဖြစ်တော့ဘဲနဲ့ကျွန်တော်တို့ကတဖြည်းဖြည်းပြည်သူလူထုယုံကြည်အားကိုးရတဲ့အစိုးရဌာနတွေဆိုရင်ပြည်သူတွေသွားမှာကြောက်တယ်ယုံနာခန္ဓာသွားမှာကြောက်ရတယ်မျိုးမဖြစ်အောင်ပေါ့နော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ဆွဲခေါ်လာမယ်ပေါ့နော်ပုံသွင်းလာမယ်ပေါ့လေဆိုတော့အဲ့လိုမျိုး73-74နှစ်ရမိန်းကလေးတယောက်လုံးလုံးချုံသွားလာမယ်ဘာအန္တရာယ်မှမဖြစ်စေရဘူးမြို့တွင်းမှာတရားဥပဒေစိုးမိုးတယောက်တခုဖြစ်လို့တော့ကျွန်တော်တို့ကတော့နည်းနည်းပါးတော့ဟိုရာဇဝတ်မှုချိုးဖောက်တဲ့ပြည်သူကတော့ခက်ကြမ်းလေးကင်နေဖို့ရှိတယ်ငါကလေးကပေါ့နော်ကျွန်တော်တို့မှာတသက်လုံးတော့မဟုတ်ပါဘူးလေတော်လိုင်းကလာတစ်လျှောက်လုံးဝေဖန်တိုက်ခိုက်လာတယ်ဘလို့ပဲဝေဖန်ကျွန်တော်တို့ကအကူကျိုးလုပ်နေတာမဟုတ်ဘူးအများပြည်သူအများပြည်သူရဲ့ယုံကြည်ထောက်ခံမှုနဲ့အများပြည်သူရှိတဲ့တယောက်နှစ်ယောက်တစုနှစ်စုလောက်ကတော့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောချင်တော့ပြောလို့ရတယ်ဟိုရှင်းပြောကျွန်တော်တို့လောက်တာကိုင်းတာဒီပြည်သူအကျိုးပဲပြည်သူအကျိုးစီးပွားအတွက်ပဲကိုပဲဥတီထားတဲ့အတွက်ပေါ့နော်တချို့ဟာတွေတော့ကျွန်တော်တို့ဟိုအရင်တော့ကလိုမျိုးဥမာအာနာမသိခင်ရဆိုရင်မိတက်မြို့ပေါ်မှာည10နဲ့17နိုင်တွားလာလို့မရဘူးမူးယူတောက်စားထိုးကျိတ်တဲ့လူတွေနဲ့ဘာနဲ့ညာနဲ့မလုံးချုံလို့မတွားရဲဘူးအခုကလာတော့ဟိုအဲ့လိုကောင်တွေကတော့ကျွန်တော်တို့ကတော့အဲ့လိုမျိုးဖြစ်လာတဲ့ကောင်တွေကတော့ဘယ်လိုပြောမလဲလက်ကိုရားနေတာပဲကိုကလေးကဘယ်လိုပြောမလဲဟိုမျိုးတော့မှတရားဥပဒေလုံခြုံဖို့ဟိုမူးယူတောက်စားလို့မဟုတ်တယ်လို့ဘာစီကန်းချက်မှမချိုးဖောက်တဲ့လူဘာရာဆုံးမှမလုပ်တဲ့လူတွေလုံခြုံလွတ်စိတ်ကိုလိတ်ကြော်လုံးမတွားလာလို့ရတဲ့အခြေအနေမြည်သည့်အခြေအနေမဆိုဘောနော်အဲ့လိုမျိုးဖန်တီးထားဖို့ကျွန်တော်တို့အဲ့လိုသုံးဖြတ်ချက်ချထားတယ်အဲ့လိုမျိုးပေါ့နော်ဟိုအာနာမသိခင်တော့လို့ပေါ့နော်မူးယူတောက်စားတဲ့ကောင်တွေကတော့ဘယ်လိုပြောမလဲဟိုသူတို့တောက်စားတဲ့ခါကျရင်သိမှာပေါ့နော်ဘယ်လိုဖြစ်တယ်လဲဆိုတော့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးရှေ့ကိုသွားဖို့ပေါ့နော်ဒီတဘာဝပတ်ဝန်းကျင်အတွက်ကျွန်တော်လုံးဝဥစားပေးနေတာကတရားဥပဒေစိုးမိုးရေးနဲ့အခြေခံပြည်သူလူထုစာဝတ်နေရေးပြည်လဲဖို့ပဲဆိုတော့အဲ့အတွက်ကျွန်တော်လမ်းတွေတော်တော်များများပြန်ဖောက်နေပြီဟိုလမ်းတွေပြန်ဖောက်နေပြီတရားဥပဒေစိုးမိုးမှုရှိရမယ်ပြီးတော့မှအဓိကပြည်သူဒီကလေးတွေလုံးတအားခက်ခဲကြတဲ့ခဲတော့ trade ပေါ့နော်ကုန်သွယ်ရေးတွေပေါ့လေဒီလိုလမ်းတွေကောင်းပေါက်မှာပဲကုန်စည်နှုန်းတွေတောထဲတောင်ထဲရွာတွေတိရောက်မှာပဲကုန်စည်နှုန်းနည်းနည်းပြန်ကျသွားမှာပေါ့နော်ကုန်စည်နှုန်းနည်းနည်းပြန်ကျသွားမှာပဲပြည်သူတွေနည်းနည်းသက်ရှူချောင်မယ်အဲ့ရတဲ့မှာအလုတ်ကန်စီးပွားခွန်လန်းတွေပေါ်လာမယ်အဲ့လုတ်ကန်စီးပွားခွန်လန်းတွေကိုကျွန်တော်တို့ကတောက်လျှောက်ပေါ့နော်တရားဥပဒေစိုးမိုးမှုနဲ့ပေါ့နော်တောက်လျှောက်သွားဖို့ပေါ့နော်ဒါရေရှည်မှာတဖြည်းဖြည်းဆွဲခေါ်သွားဖို့ဒါနဲ့ဆက်သေးပေါ့နော်ပြည်သူလူထုရဲ့ကျန်းမာရေးပညာရေးပြီးတော့မှမြို့တန်ရှင်းစီပဲအရင်တော့ဆိုရင်ကျွန်တော်မြို့ပေါ်မှာအခုအမိုက်ပုံကြီးတွေထားမယ်မြို့အစွန်တွေမှာဒီက dumping site တွေပေါ့နော်ဒူးမယ်အမိုက်တွေစနစ်တကျဆွန့်ပစ်မယ်နောက်ဆုံးမြို့မှာအရင်တော့ကစိတ်တိုင်းကြဖြစ်တယ်လို့ဆွန့်ပစ်ခဲ့တဲ့အမိုက်တွေကိုလုံးကိုကြောင်းသားပြည်သူတွေကအမိုက်ကောက်တဲ့နေတက်မှာအကုန်လုံးအမိုက်တန်ကောက်ခိုင်းမယ်ဒီမြို့တန်ရှင်းဖို့ကကျွန်တော်တို့တာဝန်ပဲအဲ့လိုမျိုးပုံစံပေါ့နော်အဲ့လိုမျိုးအမိုက်ကောက်တဲ့ဟာရရက်တက်မှာအကုန်လုံးပြည်သူလူထုတွေကြောင်းသားအကုန်လုံးလုံအားပေးပြီးမှအမိုက်ကောက်ရမယ်ချောင်းနေမြောင်းနေမှာအကုန်လုံးအမှတ်ရှင်းအောင်လုပ်ရမယ်ပေါ့နော်အဲ့လိုမျိုးပုံစံတွေတဖြည်းဖြည်းပေါ့နော်သွားရမယ်နောက်တော့ကိုလာတဲ့မြည်သူမဆိုအမှတ်ကိုတာဝန်ယူတဲ့အမှတ်ကိုကောင်းကောင်းပြစ်တဲ့စက်တမအမှတ်ပြစ်ရလွယ်အောင်အမှတ်ပြစ်စီရရှိတဲ့အမှတ်ပြစ်ရတာလွယ်ကူတဲ့ခြေနေမျိုးလည်းဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးလေးတော့တဖြည်းဖြည်းတော့ကျွန်တော်ဆွဲခေါ်သွားဖို့ပေါ့နော်ကျွန်တော်လုပ်ကြတော့အများကြီးပဲဟိုလုပ်ရမှာလည်းအများကြီးပဲပေါ့နော်ဖြစ်အောင်လုပ်ရမှာပဲတဖြည်းဖြည်းနဲ့ပေါ့နော်ဆွဲခေါ်မှာစီယုံကမှာပေါ့နော်အဲ့လိုမျိုးအခက်အခဲတော့အများကြီးရှိမှာပေါ့နောက်ထပ်မေးရှင်တာလေးတစ်ခုကလေဒီလိုမျိုးသိန်းနေရှိလာတဲ့ခါကြလို့ရှိရင်ပေါ့နော်ကျမတို့အညောင်မှာပဲဖြစ်ဖြစ်နောက်ဘေဒေတာမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီတောင်ပေါ်မြေပြန့်ပေါ့နော်
ပေးနာမှာပဲဖြစ်ဖြစ်မန္တလေးမှာပဲဖြစ်ပေးမှာပဲဖြစ်ဖြစ်ပေါ့နော်ညံ့အတွေ့အကြုံရနည်းနည်းလေးကြားဖူးနားဝါလေးတွေရှိတာပေါ့နော်ဒီအိမ်ဖောက်တာတို့ခိုးတာတို့ပေါ့နော်အဲ့လိုမျိုးသိမ်းနေတဲ့ကာလမှာပြည်သူလူထုကမရှိတော့မိဘကိုယ့်ရဲ့အိမ်ကိုပြစ်ပြီးတော့မှတချို့တွေဆိုလို့ရှိရင်သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုမယူသွားနိုင်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေကြလို့ရှိရင်အိမ်ဖောက်တာတွေရှိတယ်ဆိုတဲ့အရာတွေအပေါ်မှာကောဒီဒါမျိုးတွေရှိခဲ့လားပြီးရင်အဲ့ဒါတွေကိုဘယ်လိုမျိုးကောက်ွယ်စောင့်ရှောက်ပေးလဲဘယ်လိုမျိုးဒီပြည်သူလူထုရဲ့စိုးရိမ်မှုတွေကိုဘယ်လိုမျိုးကောက်ွယ်ပေးခဲ့လဲဆိုတာလေးသိလို့ရမလားပေါ့ပြီးတော့နောက်တစ်ခုကကြတော့အခုလိုမျိုးဆိုလို့ရှိရင်လွတ်မြောက်သွားတဲ့အတွက်ကြောင့်မို့လို့ဒါပြည်သူလူထုကနေပြီးတော့မှအုပ်ချုပ်ရေးစနစ်တွေနဲ့ကောင်းကောင်းမွန်မွန်အခုဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်နောက်ဆုံး73နှစ်သမီးလေးရစပြီးတော့မှလွတ်လွတ်လပ်လပ်နဲ့သွားလာလို့ရအောင်အထိကိုဒါတိဆောက်ဖို့အတွက်ဒါကိုခေါင်းဆောင်တွေကကြိုးစားနေတယ်ပေါ့နော်တစ်ဆက်တည်းမှာပဲကျမတို့ဒီနေပြည်တော်မှာရှိတဲ့ဒီစက်ကစမကြဆုံးသူကြီးကကျမတို့လေချောင်းရံကိုကြောက်နေအောင်ပါ哦ကိုရောမန်ရဲ့အဲ့ဒီအတွက်ကရောပြည်သူတွေအတွက်ဘယ်လိုပြင်ဆင်ထားလဲဒါကတော့ဖြည့်လို့ရမှာဖြည့်ပေးပါရှင်ဟုတ်ဟုတ်ကဲ့အရင်ဆုံးအဲ့ဒီဟာပေါ့နော်နေအင်တီဖောက်ထွန်းတာပေါ့လေကျွန်တော်တို့မလွဲမသွေကြုံရတာဖြစ်တယ်ဆိုတော့ဥပမာဆိုပါစို့မြို့သိမ်းတိုင်ပွဲစမယ်ဆိုတော့မြို့တွေအကုန်လုံးကပြည်သူတွေကပြေးသွားတယ်ရှောင်သွားတယ်ပေါ့နော်အဲ့လိုမျိုးပြည်သူတွေရှောင်သွားတဲ့အချိန်မှာဒီစစ်သားတွေရဲတွေကအကုန်လုံးဆင်းလာမှကြိုက်တယ်လို့ဖွေနှောက်ရှာဖွေးမှအိမ်နေမိရှူသွားတယ်မင်းတပ်အတိုင်းတာနဲ့ပြောတာပါမင်းတပ်မှာဖြစ်ခဲ့တာမြို့သိမ်းတိုင်ပွဲတော့အကုန်လုံးပြေးသွားကြတော့စစ်သားတွေကလာတယ်ရဲသားတွေလာတယ်သူတို့ရဲ့စခန်းကုန်းတွေကိုချင်းကန့်နိုင်တယ်လုံချုံတဲ့ယူဆနေရတယ်အကုန်လုံးသူမိလိုက်ရှူတယ်တိမ်မိတေးရေနံစီပုံးတွေတက်စီပုံးတွေလောင်းမိမအောင်အိမ်တွေကိုအကုန်လုံးမိရှူသွားတာအဲ့ဒါပိုင်းပေါ့နော်အဲ့လိုမိရှူရင်းနဲ့ပဲဟိုအိမ်ဖောက်ဒီအိမ်ဖောက်ဟိုပစ္စည်းကြိုက်တော့ယူသွားတာဆိုတော့အဲ့လိုမျိုးဖွင့်ထောက်သွားတာတပိုင်းနောက်တစ်ခုကကျတော့အဲ့ဒီစစ်သားရဲသားတွေဖွင့်ထောက်ပြတော့မှာတော်လှန်တပ်ဖွဲ့လာတယ်တော်လှန်တပ်ဖွဲ့တယ်လည်းမြို့ထဲမှာလာပြီးမှတောတဲ့တောင်ထဲလာတယ်မြို့ပေါ်မှာထောင်နဲ့ချီနေကြတာလေဆိုတော့မြို့ပေါ်မှာကျတော့သူတို့ကဟိုဆောင်းနေကောင်းနေယူချင်တယ်အဲ့ဒါယူပြီးမှသူတို့ကလည်းကရုတ်ချင်းနေတူပြီးမှအဲ့လိုဆောင်းနေကောင်းနေယူတယ်အဲ့ဒါမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါမျိုးတော်လှန်တပ်ဖွဲ့တယ်အဲ့လိုမျိုးယူတဲ့ပိုင်းတွေရှိတယ်အဲ့ဒါပြီးတော့မှကြားထဲမှာကပြည်သူတချို့ကကျွန်တော်တို့မှာကကြောင်တောင်ရလန်းလေးတွေရှိတာကိုဝါ့ကိုခင်းသွားတယ်လားတောင်ရလန်းလေးဆိုတော့တောင်ရလန်းနဲ့တက်ပြီးမှမြို့ကိုတိမ့်ထားတဲ့အချိန်မှာပြည်သူတွေလည်းတက်ပြီးမှဟိုဘယ်လိုပြောမလဲငါတော့ကျွန်တော်ဒီမှာနာမည်ကြီးတဲ့စကားလုံးရှိတယ်ကြံဖန်တဲ့မြို့ပေါ်သွားပြီးကြံဖန်လိုက်အောင်မယ်တဲ့ဆိုတော့ပြည်သူတွေကလည်းမြို့ပေါ်သွားပြီးမှကြံဖန်တဲ့ပြည်သူတွေလည်းရှိတယ်အရင်ပေါ်တယ်တခါလေကျတော့ဘယ်လိုပြောမလဲအိမ်တကဖွင့်နေတယ်နော်အထက်ကဆောင်းနေပါတယ်ညာတွေမြင်ရတယ်ဆိုရင်သုံးနေလုံးချမ်းအေးနဲ့ခဲလူကလွယ်ရတဲ့ကြွယ်အောင်ခိုးတယ်ဆိုတာရှိတာဟုတ်ဆိုတော့လွယ်ကူနဲ့ဘသူမှလည်းမရှိဘူးကိုလုတ်ချင်တယ်လို့ရင်လည်းဘသူမှလည်းပါမပြောမှာမဟုတ်ဘူးဆိုတဲ့အခြေအနေမှာအဲ့ဒီဆောင်းတော့ယူသွားတယ်ကွာအဲ့ဒီအနှွေးထည်တော့ယူသွားတယ်ကွာဆိုတဲ့ကောင်းအောင်တော့ယူသွားတယ်ကွာငါနဲ့ကောင်းလေးတော့အိတ်ချင်တယ်ကွာအနှွေးထည်လေးချုပ်မိမှာပေါ့နော်ပင်ပန်းခဲ့တဲ့အိတ်ချင်တယ်ကွာဆိုတဲ့ဟာတွေရှိတယ်ကြားထဲမှာပြည်သူတွေကလည်းကိုကြောင့်ကိုဘတ်နေပေါ့နော်တောင်ရလန်းနေရတက်ပြီးမှယူတဲ့ဟာတွေရှိတယ်ကြံဖန်တဲ့ပြည်သူတွေလည်းရှိတယ်ဆိုတော့ဒါတွေကြတော့ကျွန်တော်တို့ရှောင်လွှဲရခက်တဲ့ဟာပေါ့နော်တချို့တွေကကြတော့လေတန်ရင်တိုင်းကကျွန်တော်တို့ကတန်ရင်ပေါင်းစုံနဲ့မြို့ပေါ်ပြန်လာနေရတယ်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကမြို့ပေါ်မှာတင်ကိုဘယ်လိုပြောမလဲမြို့နဲ့အနီးဆက်မှာပေါ့နော်မြို့တန်ရှင်းလို့ဖို့ပါဖို့ညာဖို့အဲ့လိုမျိုးထားတဲ့စစ်တုံပန်းတွေလည်းအများကြီးရှိတာဟုတ်စစ်တုံပန်းတွေပဲကျွန်တော်တို့ကအကုန်လုံးမိုင်းရှာခိုင်းတာကောတန်ရှင်းလို့ခိုင်းတာအကုန်လုံးရှိတာဟုတ်ဆိုတော့သူတို့ရဲ့လုံခြုံကြီးရစောင့်ကြည့်ဖို့ရစစ်အင်အားလည်းကျွန်တော်မြို့ပေါ်မှာအလုံးကြီးနဲ့ထားသေးတယ်အဲ့ဒီမြို့ပေါ်မှာလာနေတဲ့လူကလည်းရွာကနေကိုကောင်းအောင်နေဆောင်းနေပါနေလာခဲ့တာမဟုတ်ဘူးဆိုတော့မြို့ပေါ်မှာဆောင်းနေကောင်းတော့သူတို့ယူချင်တယ်ဆိုမှယူရတာတွေရှိတယ်အဲ့ဒီကနေမှပြည်သူတွေတချို့ကပေါ့နော်အဲ့လိုမျိုးဝင်ကြဖန်တာတွေရှိတယ်ဆိုတော့အဲ့လိုမျိုးတွေကတော့ကြုံရတယ်ဟိုဘယ်လိုပြောမလဲမလွဲမရှောင်တာကြုံရတယ်ပေါ့နော်တချို့ကြလည်းဘယ်လိုပြောမလဲနောက်ပိုင်းကြမှာပဲဘယ်လိုပြန်တိုင်ပေးမှဘယ်လိုအဆင်ပြေအောင်ပြန်လုပ်ကြမလဲပေါ့နော်တချို့ကြလည်းငါတို့ကခြီလက်ပြပြီးမှပေးဆိုင်ခဲ့တာကွာဒီဆောင်းလေးတော့ယူပြရစီဒီပစ္စည်းတော့ယူသုံးပြရစီဆိုတာဟာမျိုးတွေရှိတာပေါ့တချို့ကြတော့လည်းငါတို့ကအိမ်ဒီတော့အကုန်လုံးမီးလောင်ပါသွားတာကွာဟိုဆိုတော့ဟုတ်လားအိမ်ကြံခဲ့တယ်ပရိပုတ်ကလည်းအကောင့်တန်းကြံတယ်အိမ်ဒီပါတယ်ကြံတယ်ပေါ့နော်အကြီးကြီးစာရွက်စာတန်းတွေပါတယ်ကြံတော်ပြီပေါ့ဆောင်းနေကောင်းနေရတော့ပြန်ဝယ်ချိန်မေးပြန်ဝယ်လို့ရတာပဲပေါ့နော်တစ်ဖက်ကကြလည်းတချို့လူကြတော့လည်းခက်ခဲတယ်ပေါ့နော်အစင်ပြေလူတွေကြတော့လည်းကောင်းနေတချို့ဟာတွေပါသွားတာတော့ကတော့ထားလိုက်ပေါ့အင်အကောင့်တိုင်းကြံတယ်ပရိပုတ်ကအကောင့်တိုင်းကြံတယ်အကြီးကြီးစာရွက်စာတန်းတွေကြံပြီးပြီလေဆိုတဲ့ဟာတွေပေါ့နော်မတူညီကြဘူးပေါ့လေဆိုတော့ဘယ်လိုပြောမလဲဟိုအဲ့လိုမျိုးတော့ရှိတယ်ပြောချင်တာကဟိုမတထောင်သားတွေဖြစ်တာရောဟိုလုံးဝ open ဖြစ်သွားတာရောပြီးတော့မသူတို့ရဲ့အခက်ခဲကို
ပြီးတော့မှလူရဲ့စိတ်မှာကိုကလွယ်ရင်တကြွယ်တော့ခိုးတယ်ဆိုတာရှိတာကိုပြီးတော့မှတခြားဝန်ကြံဖန်တဲ့ပြည်သူတွေကရှေ့ကနဲ့ဟိုစစ်သားတွေရဲသားတွေကလည်းကြိုက်တယ်လို့ဖွင့်ထောက်ယူထားပြီးသားဖြစ်တာရောပေါ့နော်အကုန်လုံးရောကုန်တာလို့တော့ပြောလို့ရပါတယ်ခင်ဗျဒါတော့ဟိုပြောမလဲတော်လိုင်းရဲ့ဆိုးကျိုးတွေပေါ့နော်ဟိုဘယ်လိုပြောမလဲ side effect တွေပေါ့လေအဲ့လိုမျိုးတတ်နိုင်တဲ့လောက် short ဖို့တော့တဖြည်းဖြည်းပေါ့နော်အခုတော့ဒါကြောင့်လဲကျွန်တော်ပြည်သူတွေမြန်ဝင်ခိုင်းလိုက်တာလေပြည်သူတွေပြန်ဝင်လာပြီဆိုတာနဲ့အကုန်လုံးကသူနည်းနဲ့သူဟာပြန်ထိန်းတယ်လို့လည်းဖြစ်သွားတဲ့အပိုင်းတွေရှိတာပေါ့ဟုတ်ကဲ့ပါ ဆိုခုန ဟုတ်တခုကကြတော့ကျွန်တော်အဲ့ဒါပြောနေဟောဒီက ဟုတ်ကဲ့ကျမတို့ဒီစကားစကြတော့ဒီနေပြီးတော့မကြတရွေ့ပေါ့နော်ကျမတို့ဒီ ဟုတ်ကဲ့ လီတက်တွေ ဟုတ်တယ်ဟုတ်တယ်စစ်ကောင်စီမပြုတ်ကြသေးရတော့ကျွန်တော်တို့မှာလေကြောင်းလုံးချုံလုံးဝမရှိဘူးဆိုတော့ကျွန်တော်တို့အခုကမြို့မှာတဆတော့ပြန်ဝင်လာပြီလူကမများသေးဘူးပေါ့လူမများသေးဆိုတာလူဒီကောင်းပြန်မနေသေးဘူးပေါ့လေလူတွေပြန်နေပြီဆိုတာနဲ့နေအိမ်တိုင်းမှာပုံကိုချင်းမတူးမနေရပုံကိုချင်းမတူးဘူးဆိုတော့မှတချို့နေကတော့ပုံကိုချင်းတူးစရာနေရာမရှိဘူးလေပုံကိုချင်းတူးစရာနေရာမရှိတဲ့လူဆိုလဲဘုံတန်ခံနိုင်တဲ့တခုခုမျိုးအိမ်တိုင်းမှာမဖြစ်မနေလောက်ရမယ်ပေါ့နော်အဲ့ဒါမျိုးတွေတော့ကျွန်တော်တို့အဲ့လိုမျိုးပြန်တတ်မှတ်ထားဖို့ရှိမယ်အဲ့လိုလိုအပ်တဲ့စီကချက်တွေပေါ့နော်ဥပမာပွဲလန်းတဲ့ပင်နေမလုပ်ဖို့ဟိုညာရင်းညရာတွေမှာဥပမာကျွန်တော်တို့မြို့ပေါ်ခုပြန်လာမှအဲ့လိုမျိုးအမိုက်တရိုက်တီပေါ့နော်ခြံနေရှင်မီးရှို့တယ်ဆိုတော့ကျွန်တော်တို့ကမနေ့ပိုင်းမှာပဲမီးရှို့ခိုင်းကြတယ်ညဘက်ဒီမှာမီးရှို့ခိုင်းကြတယ်ဆိုရင်ညဘက်မှာဟိုတကွက်တီကမီးရှို့ဆိုအော်ဒါမင်းတက်မျိုးပဲဘယ်မှာမြို့မှာလူတွေဘလောက်ပြန်နေပြီဆိုတာမျိုးတွေစကားဆက်လည်းခုဒီ drone တွေပါတယ်ထွက်နေတာရှိတာဟုတ်အဲ့လိုမျိုးတွေအတွက်ကြောင့်ပေါ့နော်အဲ့လိုမျိုးစီကံချက်တွေထုတ်ပြန်ထားဖို့တစ်စင်းမိတစ်စင်းပေါ့နော်အဲ့လိုမျိုးလုပ်ဖို့တော့ရှိတယ်ဒါပေမဲ့ခုနပြောသလိုပေါ့ဟိုပုံကိုချင်းတွေလောက်ခိုင်းတယ်ဟိုဒီပုံကိုချင်းတွေလောက်ခိုင်းတယ်ဒီစီရေးတတိတွေပေါ့နော်ဒီလေကြောင်းအန်ဒရတိတွေပြီးတယ်ဆိုတာကလည်းတစ်ပိုင်းပေါ့နော်ဒါပေမဲ့ဒါ sustainable မဖြစ်ဘူးလေနော်ဒီပြည်တော်မှာစကားစားမရှိမှဒီအာနာရှင်ကြီးပြုတ်ကျသွားမှာပဲပြည်သူတွေလုံးဝလုံချုံနေပေါ့ပြန်သွားနိုင်မှာဟုတ်အဲ့ဒီတော့လည်းကျွန်တော်တို့ဒီမင်းတက်နေနေရောညီနောင်နေနေရောပေါ့နော်ကိုနေနေကိုလွတ်မြောက်ပြီးတော့လည်းဆက်လက်ပါဝင်ဖို့ဆက်လက်လှုပ်ဆောင်သွားဖို့ပေါ့နော်အဲ့လိုမျိုးကူညီပေးဖို့ရှိပါတယ်ဟုတ်ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကိုရောမန်ကိုခဏ break ပြန်ပေးပြီးတော့မှကျမတို့ဒီ ticket ရောင်းတဲ့စီးရင်လေးတွေကိုပြန်လဲကြော်ညာပေးဖို့ရန်အတွက်ဥခိုင်ကိုပြန်လဲပြီးတော့မှဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါရှင်ကျမတို့ခုပြုလုပ်နေတဲ့ live ကလေးကတော့ကျမတို့ရှင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းပေါ့နော်ကျမတို့ရှင်းညီနောင်ရဲ့ operation တစ်ခုဖြစ်တဲ့အခုကြားရှိနေရတဲ့ကျမတို့ဒီမြို့သိမ်းပြီးသွားတဲ့အကြောင်းအရာလေးတွေပေါ့နော်မိဘပြည်သူတွေရဲ့ပါဝင်မှုတွေခက်ခဲတွေဘလို့ကြော်ပြတ်ခဲ့ရတယ်ဒါတွေအကုန်လုံးကကျမတို့အောင်မြင်မြင်နဲ့သိမ်းပြီးသွားတယ်ကျမတို့ချင်းညီနောင်စစ်စင်ရေးမင်းတဲ့ရဲ့အကြောင်းလေးတွေကိုကြားနာနေရတာဖြစ်ပြီးတော့မှအင်မတန်မှစိတ်ဝင်စားစရာကောင်းတဲ့အရာတွေဖြစ်ပြီးတော့မှမိဘပြည်သူတွေအတွက်တည်တင်တည်ထိုက်တာရဲ့တတိထားစရာတွေရဲ့ချောင်းကြည့်စရာတွေရဲ့ဒါတွေကကျမတို့အတွက်အင်မတန်မှလိုအပ်နေတဲ့ကာလဖြစ်တယ်ပေါ့နော်ဒီအတွက်ကြောင့်မို့လို့အားလုံးကနေပြီးတော့မှဒါခွန်အားရမယ်ဘူးတူတာရမယ်လို့လည်းကျမအနေနဲ့ယုံကြည်ပါတယ်ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းပေါ့နော်ကျမတို့ရဲ့ချင်းညီနောင်ဖလမ်ဆိုလို့ရှိရင်လည်းကျမတို့အခုအောင်မြင်မှုတွေမြောက်များစွာရရှိနေပြီးတော့မှတီးတီဆိုလို့ရှိရင်လည်းကျမတို့ပြင်ဆင်ဆဲကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့နိုင်ကိုနိုင်ရမယ်နိုင်မှဖြစ်မဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့မိဘပြည်သူတွေကခုနကိုရောမန်တို့ပြောသွားတယ်เนาะကျမတို့ဒီဒါအတိုးနဲ့မဆက်ရှင်ဘူးဆိုလို့ရှိရင်တော့တီတီတူတီတင်သားတွေအခုချိန်ကနေစပြီးတော့မှပါဝင်ပေးကြဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်လို့ဟုတ်ကဲ့ပါဦးခိုင်အောင်ရှင်းပေးပါတယ်ရှင်弄得没年年没别种汤阿丁个没人个嘛，这年那嘿，สลังยามังแกนเตเป็นยาดิ่งนะทุตักทุนงตาตักเฮอินะมีปีเตอร์บางซาตะเกนะนาเซมตมาบางนะมีปีกาลกับเตนะบางซาตะเกนะมีปีเตมายะกัวขวาวดิ่งอากามาดิ่งนะนาเซมยามจีเด็กเป็นสักหินตาหังนะตอนตะกใช้ตัมปีตะแกนยิกนอมพังให้จังนะอีลงสมองสมะมาอินะบางแกนยามจีเลยอามาบางเฮเลยอามีปีpasen za la ka som ko wal bangena apan pi ma som ko le kwa apan pi hina to pen sunga pen to ki mu khalo zong kinga khape umalo ina to pen ilung ong vut vel balai mo to ma bangena amao dena alai khong aswan ngam naw hitaka donation nong pyak ke wa hi kama khwa dingina ilei tanga dingina na sak ke wa lang lo sak ke no chi kam ding za una ami pi te una zong thasya lo takena ane ikhem pe na sung khiao ina aninga tonga ama hi thaina top fa piwana ki sanu ina thukat parin na zong ham phama mo tama bangina zong ama wi elei tang le khwa zong asok ta ba yong swak ina zong ikisalong cooling ina
bảo là bizon loading ấy giống tao mau bằng cái na za xem ní cái chết cái hi giống cái na cái sam thu là thấy vậy thôi cái na tuần hoa là cái cái na rằng bằng za cái na hắc sa hiam chỉ rằng đến năng gen hin ta mete nào bằng te apa te kyang pa chỉ đâu mà là ina alia mà baya za tao ông tung na ama hoa ding mà lấy tăng ding mà chỉ phải chích te te na nó tai cái xem na asisang tung ke ku to pen apate kya pa ko chang nak pi tak hak sa sama ma mate ina ezong tulai takin ima kai ten tampi tak to ma bang ina zong ya ding na sap sa ko na I khano te to avek piwang pan pi na khem pe zong ezong a emu sa tampi ta kom khen ta ai chang ina zong ezong hi to pe na han cham lai ni ina a pan pi lai ni in mi te a za ina hi zo ke zong ina to itiket pe ma to a lo thai lo na pan pi ni chin ma to ni dia ke na pen ticket ni hi mani na zong den na zong I live kom minang kilay be ina stay na lang kitay man nai lo hon khat ticket number na lang zong kita man nai lo hon khat mina in tun ken tom kha screen ong sharing ina to pen tu ni iding kha hen la chini ma den ina Missouri teng chang khin khai changin hitanga ken number zale som ni le gok na panang sim ni ngai ma ina thon tuang ina ticket khatta Nebraska Lincoln Nebraska panina thang pyai mo longdama mangai dollar sam ta thang pyai to changin Brian ina ticket ni dollar za to thang pyai mo longdama mangai Brian to chang mang sian lian in zong ticket ni to Tennessee panina mo ong e fundraising ading thang pyai hi manina longdama mangai to changin amung tongin zong ticket khat Oklahoma panina dollar sam atong pawanina khai tong zong ticket khat ma to changina thang pu zong ticket khat ma thang pyawina to changina kita ka ke ar khan che thang mon sang hingalin chen ma sorry hita kana na fix ke ngai ma long double check tang ni ngai to changina anwang sim sapon ngai ma min khai zong ticket khat to changina man chin zong ticket khat dal sing ticket khat to changina padal pi ticket khat to chang paka min ticket khat to changina pian thang ticket khat tuang pu ticket khat khu mang ticket khat to changina nang no pa nang no ticket khat pa mang no ticket khat to changina paswan ticket khat hi ina to teng pen Oklahoma pan hi ta ka pe a to changina anwayang sim pen ning zo izo da ding ina ma Thomas tungina Arizona pan ticket li dollar zani to ong pawan hi chi to changina Thomas sorry Nicolas ina ticket li to Arizona pan pawanina Thomas tungina Arizona pan ana ticket card to changina pasingin ticket card Arizona pan mahiye to so matang pawani to kichangina a lalkim hin chaimo hi pen lalkim aina ticket card dola som nga hi na to changina khan lian ticket li to ten hi ina tu changina ticket sari le som thum le giat hiding ina asum tangina pen tul som ni le tul khat le zakwa le som nga kim phatan chaimo chi hipanina ong ching ya hiding ina ivek pi nak pi takin lungdam ma hange ina to changin hi sayen to ki sayena neng khat nana po phaning ina min te ai zong ina akichan lo kha stay ai zong ina ai ke le contact number kichan lo ma le zong ong update yun chi ong po sak ding hing chi le ivek pi tunga nak pi takin lungdam hang hibangina thanong pena teu mana pa na khem pe teu na sum na pa na khem pe zong na be na khem pe zong pasyan ibyak pasyan in thapang pyak sak ta hen la I kamari zong thupa hi ta hen lungdam ma mai ne yang honong pe ki ding ma ဟုတ်ကဲ့ပါဥခိုင်1000ကျော်ဖို့ရောင်းရတာလားဟုတ်လားအခုချိန်ထိ ဟုတ်ကဲ့ ဒီနေ့ပြောသွားတဲ့ဟာတွေ ဟုတ်ကဲ့ဟုတ်ကဲ့ ဟောကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျမတို့ဒီ live season ကတော့ရှင်းပြမြောက်ပိုင်းနောက်ဆုံး line ပေါ့နော်ကျမတို့ခုနဥခိုင်ကနေပြီးတော့မှကြော်ညာပေးသွားတဲ့ဒီ
တိကတ်တရားဆိုလို့ရှိရင်ပေါ့နော်ဒေါ်လာ1000ကျော်ဖိုးပေါ့နော်ပါဝင်ပြီးတော့မှဝင်ရောက်အားပေးသွားတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ကျမတို့မြို့သိမ်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးငွေတွေကလိုအပ်နေတာဖြစ်ပါတယ်ကျမတို့ခုချိန်မှာဒီမြို့သိမ်းဟာအရင်တုန်းကလိုမျိုးပေါ့နော်3600နဲ့3000 2000နဲ့ကျမတို့သိမ်းလို့ရတာမဟုတ်ပါဘူးခုနကိုရောမှန်ပြောသွားတဲ့ထဲမှာဆိုလို့ရှိရင်တော့ဒါစားနေရိတ်ခါတင်ပဲကိုကျမတို့ဒီနောက်အကောင့်တင်ပဲ900ပေါ့နော်ငွေဆိုလို့ရှိရင်ဒီဟာ1000နဲ့ရှိပြီးတော့မှသိန်းပေါင်း1000နဲ့ရှိပြီးတော့မှပေါ့နော်ဒါမြောက်များစွာလိုအပ်နေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျမတို့မိဘပြည်သူတွေအနေနဲ့အရောက်စီတိုင်းဆက်လက်ပြီးတော့မှပါဝင်ပေးကြဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်ဟုတ်ကဲ့ပါကျမတို့နောက်ဆုံးမေးခွန်းဒါအနည်းငယ်ပဲကြံတော့တယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမတို့ကိုရောမှန်ကိုပြန်လဲပြီးတော့မှဖိတ်ခေါ်ပါမယ်ကျမတို့ဒီဟာနောက်ဆုံးအနေနဲ့မေးခွန်းဖြစ်ပါတယ်ဒါပြီးရင်တော့ကျမတို့နောက်ဆုံး closing closing ပြောကြားပေးဖို့ရန်အတွက်ပေါ့နော်ဒီဦးလာနိုးပေါ့နော်ဦးလာနိုးကနေပြီးတော့မှကျမတို့ပြင်ဆင်ပေးထားဖို့ရန်အတွက်လဲဒါကြိုတင်ပြီးတော့မှပြောမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကိုရောမှန်ရေခုနပြောသွားတဲ့အရာတွေဆိုလို့ရှိရင်တော့အင်မတန်မှပေါ့နော်ခွန်အားရတယ်ခုနပြောသွားတဲ့ထဲမှာကိုရောမှန်ပြောတဲ့ထဲမှာအရန်ကိုပြည်သူလူထုကိုပေါ့နော်လုံခြုံမှုပေးရှင်တဲ့အတွက်ကြောင့်မို့လို့အရင်တော့လိုလက်ပေးလက်ယူစနစ်လည်းလုံးဝမရှိတော့ရဘူးမူရရန်ကားနေတဲ့သူတွေလည်းမရှိရတော့ပေါ့မူရရန်ကားနေတဲ့ဆိုတော့မှကျွန်တော်တို့ကလက်ရားနေဆိုတော့အရန်ကို example ပြရှင်နေတဲ့ပုံစံပေါ်သွားတယ်ပေါ့နော်ကျွန်မမင်းတက်ကလူတွေကိုလှမ်းပြီးမင်းတက်ကလူတွေသတိထားကြအရန်ဘယ်သူမှအရန်မတောက်နဲ့လို့လှမ်းပြီးသတိပေးရအောင်လို့ဖြစ်နေလုံးဝ example ပြရှင်နေတာပေါ့နော်ခေါင်းဆောင်တွေကဒါအင်မတန်မှခွန်အားရပါတယ်ပြည်သူလူထုအတွက်လုံခြုံမှုအပြည့်နဲ့စီကံလိုက်နာမှုအပြည့်ပေါ့နော်ပေးဖို့အတွက်လုံးဝကိုပြင်ဆင်နေတယ်ဆိုတာကိုခေါင်းဆောင်တွေကနေပြီးတော့မှပြောပြပေးသွားတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့အခုဆိုလို့ရှိရင်ပေါ့နော်ကိုရောမန်ရေချင်းညီနောင်ရဲ့ပေါ့နော်ကျမတို့ကြံရှိနေသေးတဲ့မြို့တွေပေါ့နော်ဆိုလို့ရှိရင်တော့ဖလန်မြို့ဆိုရင်တော့နည်းနည်းလေးပဲကြံတော့တယ်ပေါ့နော်ပြီးကြလို့ရှိရင်တီတီမြို့ရှိမယ်ဒီနှစ်ခုသာလုံးဝရသွားပြီဆိုလို့ရှိရင်ကျမတို့ချင်းညီနောင်တွေရဲ့ထိန်းချုပ်မြို့နယ်တွေအကုန်လုံးကတော့လွတ်မြောက်သွားပြီပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ပေါ့နော် CC ရဲ့ကြံရှိနေသေးတဲ့မြို့တွေပေါ့နော်ဆိုလိုတာကတော့ကျမဆိုလိုတာကတော့ဒါ CC ထိန်းချုပ်နယ်မြေပဲဖြစ်ဖြစ်ချင်းညီနောင်ထိန်းချုပ်နယ်မြေပဲဖြစ်ဖြစ်ပေါ့နော်စကားစတွေရှိနေသေးတဲ့မြို့တွေကိုရောလွတ်မြောက်မှုအမြန်ရဖို့အတွက်ပေါ့နော်ဘာတွေလှုပ်ဆောင်စေရှင်တလဲဘာတွေလှုပ်ဆောင်တင်တလဲပေါ့နော်ပြည်သူလူထုအနေနဲ့ကောဒါဘလိုမျိုးပါဝင်ပူးပေါင်းဆောင်ရွက်ပြီးတော့မှဘလိုတွေဖိအားပေးပြီးတော့မှတော်လိုင်းရေးတပ်ဖွဲ့တွေကိုအစပေါ့နော်ဘာအကြံပေးတင်လဲပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ချင်းပြည်နယ်ဟာဆိုလို့ရှိရင်ပေါ့နော်တော်လိုင်းရေးကိုမင်းတက်ကနေပြီးတော့မှစပြီးတော့မှຫນွေဦးတော်လိုင်းရေးကိုဖွင့်ခဲ့တယ်အားကောင်းခဲ့တယ်နောက်ပြီးတော့တင့်ကားတွေကစကျမတို့စုပေါင်းတပ်ဖွဲ့တွေကနေမီးတွေရှို့ခဲ့တယ်ပေါ့နော်တင့်ကားတွေကိုတော့မှတင့်ကားကင်ဘာအညာဆိုဒီလိုကာတွန်းတွေလည်းထွက်တယ်မီဒီယာတွေမှာဆိုဝေစာပြီးတော့မှချင်းပြည်နယ်ကပထမဦးဆုံးလူမြောက်တဲ့ကဲကိုလွတ်မြောက်တဲ့ပြည်နယ်ကြီးဖြစ်မယ်လို့ကိုအားလုံးကထင်ခဲ့ကြတာပေါ့နော်အခုဆိုလို့ရှိရင်စကားစတွေရှိနေတဲ့နယ်မြေဆိုလို့ရှိရင်ချင်းလန်းကောင်စီဒီ CC တွေရှိတဲ့နေရာဆိုလို့ရှိရင်တော့လုံးဝကိုတော်တော်လေးကို fully ကြံနေသေးတာတွေ့ရတယ်ပေါ့နော်ဒီကျမတို့ဒီ flam teaching ကတော့ချင်းညီနောင်တွေအုပ်ဆိုထားတဲ့နေရာ flam teaching ကတော့အနည်းငယ်ပဲဒါတီးတင်ပြီးသွားရင်တော်တော်လေးပြီးတဲ့လောက်ဖြစ်သွားတဲ့ပုံစံမျိုးဖြစ်သွားမယ်ဆိုတော့ပေါ့နော်ဒီအရာပေါ်မှာလုံးဝချင်းပြည်နယ်ကလွတ်မြောက်နယ်မြေကြီးလုံးဝဖြစ်သွားဖို့လွတ်မြောက်တဲ့ပြည်နယ်ကြီးလုံးဝဖြစ်သွားဖို့ရန်အတွက်ပေါ့နော်လိုအပ်တဲ့လှုပ်ဆောင်မှုတွေလှုပ်ဆောင်ချက်တွေကဘာတွေများဖြစ်မလဲဆိုတာကိုပြပြပေးလို့ရမလားရှင်ဟုတ်ကဲ့ချင်းပြည်မှမဟုတ်ပါဘူးနော်တကယ်အဲ့လိုအညာဒေတာပဲပြောပါမြေပြတ်မဲပြောပါဘူးနော်မြို့သိမ်းတိုက်ပွဲလုပ်မယ်ဆိုရင်သူ့အခက်ခဲနဲ့သူအခက်ခဲအများကြီးရှိပါတယ်အဲ့လိုမျိုးပေါ့နော်အညာဆိုရင်တော့ပိုခက်ခဲမှာပါပြောချင်တာပထဝီဒေတာရလဲနော်ဟိုမှာကျွန်တော်တို့ဒီမှာလုပ်တယ်မတူပီဖဲနဲ့လုံးဝစစ်ကူမလာနိုင်ဘူးကြောက်ထုကနဲ့လုံးဝစစ်ကူတက်မလာနိုင်ဘူးကျွန်တော်မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလူတွေမသိတာမင်းတပ်မြို့သိမ်းတိုက်ပွဲတော့ကြောက်ထုကနဲ့အမြောက်တက်ကနဲ့စစ်ကြောင်း၄ချိန်ထွက်တယ်၄ချိန်လုံးကိုသူတို့ကြောက်ထုအမြောက်တက်နားမှာတင်ကိုလုံးဝထိခိုက်သွားအောင်လုံးဝဖျို့ဖျဲဖြစ်အောင်၄ချိန်လုံးတက်လန်တော့တိုက်ခိုက်နေတဲ့အတွက်ကြောင့်သူတို့လုံးဝမထွက်လာတော့တာဖြစ်တယ်ကြောက်ထုမထွက်လာတော့ထီလင်းကထွက်လာတယ်ထီလင်းကလည်းမြို့ပြတော့မှထီလင်းမြို့နယ်အပြင်တော့ကောင်းမရောက်သေးထီလင်းမြို့နယ်နေဆိုတာထီလင်းနဲ့မင်းတပ်ဆိုတာကဘယ်ပြောမလဲ၄မိုင်၅မိုင်ပဲကွာတာဆိုတော့ထီလင်းမြို့ကနဲ့၄မိုင်၅မိုင်လောက်ထွက်လာပြီဆိုရင်ကိုချင်းပြည်နယ်မင်းတပ်မြို့နယ်ထဲရောက်သွားရောပဲဆိုတော့ဒီချင်းပြည်မင်းတပ်ထီလင်းမြို့နယ်ကောင်ကောင်းမကြောခင်မှာပေါ့နော်ကောင်းကောင်းအထိနာအောင်တိုက်ခိုက်နိုင်ခဲ့လို့အဲ့လိုမျိုးသူတို့ဒီစိတ်ကူမလာနိုင်တာရှိတယ်အောက်ပြည်အောက်ရွာမှာကျတော့ဥပမာဆိုကျွန်တော်တို့မြိုင်မှာလုပ်ကြည့်လိုက်ဟိုးဘယ်လိုပြောမလဲတပင်းကကောပိုကုတ်ကူကောပေါက်ကာကောဟိုဘယ်လိုပြောပလဲကကောရင်းမပင်ကကောထီလင်းကောကန်ကောအကုန်လုံးပြုံမှုမှာစိတ်ကူသွားနေတဲ့ခြေနေမျိုးရှိတယ်အဲ့ဒီမြေပြတ်မှာလုပ်မယ်ဆိုရင်နော်ဓမ္မမို့လဲတိုက်ပွဲရဲ့ဘေးနားမှာဒီမှာတိုက်ပွဲဖြစ်အောက်ပြောရွာကလေကိုနေပါတယ်များတာဟုတ်
လေကိုနေမြေပြန့်ဆိုတော့လေကြိုက်တဲ့နေရာမှာ husky ချစင်မီမှာစစ်ကူတွေပေါ့အယောက်100နေရာချလို့လည်းရတယ်လေဟိုမှာတိုက်ပွဲတွေဖြစ်တဲ့နေရာနဲ့တမိုင်အကွာလောက်မှာကိုပဲမွေးလေဟို4-5ဖာလုံးအကွာလောက်မှာကိုမှ husky နဲ့လူချပဲမှာအဲ့ဒီဟာနဲ့စစ်ကူထိုးစစ်ကြောင်းထိုးစစ်ကစားပေါ့ Julia စစ်ကြောင်းတွေလုပ်လို့ရတာဟုတ်တောင်ပေါ်မှာကျတော့တောင်ပေါ်တပပချင်းအဲ့လိုလုံးဝလုပ်လို့မရဘူးအဲ့လိုမျိုးတွေပေါ့လေအဲ့လိုမျိုးအခြေအနေတွေရှိတဲ့နေရာမှာကျတော့ဘယ်လိုပြောမလဲပြီးမှတော့ပိုခက်ခဲတာပေါ့နော်တောင်ပေါ်ဆိုရင်ကျွန်တော်တို့အခုဖလမ်ဆိုလဲတိုင်းတာတစ်ခုတည်းဖြစ်နေပြီးဟိုအတီးတင်ကျတော့စမယ်ပေါ့နော်ဒါပေမဲ့ဟိုဒီနေ့မနေနဲ့လဲကောင်းကောင်းပြင်ဆင်ဖို့ပေါ့နော်ဟိုဂျာညီနောင်တွေလည်းအနိကပူပေါင်းပါဖို့မှာဆိုတော့ဘလို့ပြင်ဆင်ရတယ်ဘလို့ခက်ခဲတယ်ဆိုတော့ကောင်းကောင်းဘလို့မေးမြန်းပြင်ဆင်စေချင်တယ်ကျွန်တော်တို့အနေနဲ့အင်းအားတွေစုထားတယ်6လလုံးကျွန်တော်တောထဲမှာထွက်မှာတောက်လျှောက်တောင်တက်တောင်ဆင်းတောင်တက်တောင်ဆင်းတောထဲမိုးရီထဲမှာမိုးရီထဲမှာနေမိုးရီထဲမှာကြားထိုးပြီးမှပြန်နာပြီးမှဟိုတောင်တက်တောင်ဆင်း6လလုံးကျွန်တော်တို့ကလုံးဝတောက်လျှောက်ကို training ပြန်ရိုက်သွင်းထားတာပေါ့အဲ့လိုမျိုးရိုက်သွင်းထားတဲ့ဟာကရှိတယ်ဆိုတော့တကယ်လည်းမြို့ကိုတိုက်ရောတကယ်ပင်ပန်းပေါ့နော်ပင်ပန်းဆိုတဲ့စကားစားလဲအသေးအံပဲအသေးအံကိုပုံကျဲတာတရက်ဆိုရင်တိုက်လေရင်ကိုပဲအချိန်ပေါင်း20ကျော်လာတယ်ဟိုတရက်နဲ့ကိုသူတို့ပုံကျဲတယ်ဝိုင်းထွက်က2ချိန်လာတယ်ဝိုင်းထွက်တစ်ခါကျဲအလုံး100ကျော်ကျဲတာဟိုအလုံး100 200လောက်ကျဲသွားတာဟိုဆိုတော့တချို့နေ့တဆိုရင်သူတို့ကျဲသွားတဲ့ပုံအချိန်အတွက်ကိုပဲတရက်ထက်နဲ့ပုံအလုံး900ကျော်တယ်အဲ့လိုမျိုးကျဲတာပေါ့နော်အဲ့လိုမျိုးကျဲတဲ့ကြားတဲ့ကောင်မရမကတောင်းခံမှာထိုးစစ်ဆင်ရတာဖြစ်တယ်အဲ့လိုမျိုးပေါ့နော်ဒီခါလိုက်ရနှိတ်ခွန်လေးဆိုလဲဘုံမူကြီးတူဦးထိုင်နေပေါ့လေဆိုအင်းအားလဲသူတို့နောက်ဆုံးစုပေါင်းအင်းအားလဲ400ဝန်းကျင်လောက်ရှိတယ်400-500ကျလောက်ပေါ့နော်အဲ့လိုမျိုးပေါ့ရှိတယ်ဆိုတော့အဲ့လိုမျိုးတွေဖြစ်တော့နောက်ဆုံးမြို့ကိုသိမ်းနိုင်တယ်ပေါ့နော်မြို့သိမ်းတဲ့အချိန်မှာကျွန်တော်တို့ရဲစခန်းဆိုလဲလက်နဲ့ချသွားတယ်နော်တနက်မဖောက်ပဲနဲ့ရဲစခန်းဆိုလဲအယောက်160လောက်ကလုံးဝလက်နဲ့ချသွားတယ်နှိတ်ခွန်ခါလိုက်ရနှိတ်ခွန်လေးဆိုလဲကျွန်တော်က3ပုံ1ပုံလောက်ကိုသိမ်းပြီးသားကျန်တဲ့အကုန်လုံးကလက်နဲ့ချထွက်ပြေးသွားတယ်ဖမ်းနေပါညာနဲ့တနက်မဖောက်ပဲနဲ့သိမ်းလိုက်နိုင်တယ်ပေါ့နော်ဆိုတကယ်ပင်မစခန်းကြီးဖြစ်တဲ့ရဲစခန်းနဲ့ခါလိုက်ရနှိတ်ခွန်လေးကိုကျွန်တော်တို့ကသိမ်းလိုက်နိုင်တယ်3ပန်းကလူရောက်300ကျော်လောက်ကို3ပန်းသိမ်းလိုက်နိုင်တယ်ပေါ့တနက်မဖောက်ပဲနဲ့သိမ်းတယ်ပေါ့နော်ရှေ့ရတော့ရှောက်တနက်ဖောက်တိုက်ပွဲဝင်ခဲ့ရတယ်ပေါ့နော်အဲ့လိုတိုက်ပွဲဝင်ခဲ့ရတဲ့ဟာကိုမှမြို့သိမ်းတိုက်ပွဲနှိမ့်ချုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကကြာဆုံးတဲ့တရားရအကုန်လုံးနှိမ့်ချုပ်လိုက်အယောက်900ရှိတယ်အဲ့လိုမျိုးဘယ်လိုပြောမလဲပေးဆက်ထားတာရင်းနှီးထားတာမလွယ်ဘူးအဲ့လိုမျိုးနဲ့ကိုမရမကရအောင်လုပ်ခဲ့ကြတာပေါ့နော်ဆိုတော့ကျွန်တော်တို့တရားရတဲ့လူတိုင်းအတွက်ကျွန်တော်တို့အစားထိုးတယ်ကြာဆုံးအတွက်အစားထိုးတယ်ထိုးစစ်ကိုတနက်တန်ကိုမဆဲဘူးထိုးစစ်ကဘယ်သူဘလောက်တရားရလုံးဝရှေ့ဆက်တိုးနေတယ်ပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ပဲတောက်လျှောက်ထိုးစစ်ကြဆိုတော့တချို့ PDF တွေပေါ့နော်သူများတွေမြို့သိမ်းလို့ကျွန်တော်လည်းမြို့သိမ်းမယ်ပေါ့သူများတွေလိုက်သိမ်းလို့ဒါမြို့သိမ်း fee ပါပဲပြောမှာလားပေါ့နော်မြို့သိမ်း fee ပါတက်နေတယ်ပေါ့နော်ဆိုတော့သူ PDF ဒီ LPDF ဒီရဲ့စုဖွဲ့ပုံလှုပ်ရှားသွားလာပုံကိုကျင်းတော့နောက်နှစ်ပေါင်း30ကြာလည်းမြို့သိမ်းနိုင်မှာမဟုတ်ဘူးအဲ့လိုပုံစံမျိုးတော့မြို့သိမ်းနိုင်မှာလို့မဟုတ်ဘူးသိချတယ်အဲ့လိုမျိုးပေါ့ဟိုစကားစသူများတွေတိုက်လို့နိုင်တယ်ငါတို့လည်းနိုင်မယ်လို့ထင်လို့လုံးဝမရဘူးစကားစဒီခံယူချက်နဲ့စိတ်တက်လမ်းကြောင်းမှာဒါလွဲမှားနေကြတာဒါပေမဲ့တိုက်ရီခိုက်ရီမှာတော့ဘယ်လိုပြောမလဲအိုးအများကြီးပဲကျွန်တော်တို့တိတာတတ်တာအများကြီးပင်ပန်းခံတဲ့ကျွန်းကျင်နေတာအများကြီးကျွန်တော်တို့အများကြီးတော်တယ်အများကြီးတတ်တယ်အများကြီးခံနိုင်ရှိတယ်အများကြီးမကျွန်တော်တို့ဆိုရင်ခုနလိုမျိုးပေါ့နော်အေးလိုမျိုးတကယ်မဟာမိတ်ကောင်းကနဲ့ပါတယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်စက်ကစစိတ်တက်တပန်းရှုံးနေသွားပြီဒါပေမဲ့လည်းကျွန်တော်မဟာမိတ်ကိုပဲအပြည့်အဝမေးခေါ်တာမဟုတ်ဘူးကျွန်တော်ဆော့ဆော့ပြောသလို AA ကော YDF ကော YA ကောမုံရခရိုင်ရင်းသုံးကအကုန်လုံးပေါင်းလိုက်အောင်သူတို့၄ဖွဲ့ပေါင်းလိုက်တဲ့တိုက်ခါရဲ့အင်အားထက်ကျွန်တော် CDF မိတက်တစ်ခုတဲ့အင်အားပုံများတယ်နောက်ကိုရတဲ့တန်ရာရရဲပေါ်ဒီကြာဆုံးရဲပေါ်တဲ့နောက်ကွယ်နဲ့အစားပြန်ထိုးဖို့တည်းကျွန်တော်တောက်လျှောက်ပြန်ပါဝင်ဖြည့်တင်းထားတယ်ပေါ့နော်အဲ့လိုမျိုးရှင်းပြမဟာမိတ်ကောင်းလို့ပဲသိနိုင်တာဒါပေမဲ့မဟာမိတ်ကိုပဲကျွန်တော်အလုံးစုံဖြည့်ခေါ်တာမဟုတ်ဘူးကျွန်တော်တို့ရဲ့ကိုယ်တိုင်ကအားထုတ်ဖို့လည်း 100% ရှိတယ်မဟာမိတ်ရပါဝင်ဖို့လည်း 100% ရှိတယ်အဲ့လိုမျိုးပေါ့နော်အခုနောက်လိုမျိုးချင်းနေရှာထားတာစံနေဆူထားတာတက်စီဒီဝယ်ဆူထားတာเนาะရိတ်ခါချုပ်တွေဝယ်ဆူထားတာဆေးဝါးတွေဝယ်ထားတာထောက်ပို့တွေအတွက်ဒီစက်သွေးရေးသမားတွေအတွက်ဟိုဆေးဝါးတွေအတွက်ခွဲခန်းတွေအတွက်ခွဲခန်းတယ်လည်းကျွန်တော်တောထဲတောင်ထဲမှာလုံချုံမဲ့နေရာမှာဝမ်မသူစင်းဆိုပုံချင်းခါတယ်လေဆိုတော့ကျွန်တော်တောထဲတောင်ထဲလုံချုံမဲ့နေရာမှာဆေးခန်းတွေဖွက်ပြီးမှရှိုထဲမှာပဲပြန်ဆောက်ရတယ်ကားတွေတော်လို့ရလမ်းတွေပြန်ဖွက်ရတယ်ပေါ့နော်အဲ့လိုမျိုးတော်တော်ကြာကြာအများကြီးပြင်ဆင်ထားပြီးမှပဲ
ကျွန်တော်တို့ကတကယ်အဲ့လိုစစ်တိုက်လိုက်တာဖြစ်တယ်ဆိုတော့ဟိုရှင်းရှင်းပြောရင်မြို့ပြန်သိမ်းဖို့အတွက်ကနဦးဖြတ်တန်းခဲ့တာ3နှစ်မြို့ပြန်သိမ်းဖို့အတွက်တကယ်ပြင်ဆင်ရတာက6လ9လကြာတယ်တကယ်မြို့ပြန်သိမ်းတာကရက်ပေါင်း40ပဲကြာတယ်ခဏလေးပဲရက်ပေါင်း30ကျော်လေးပေါ့နော်ရက်ပေါင်း30ကျော်လေးပဲကြာတယ်ခဏပဲကြာတယ်ပြောရမယ်ရှေ့က3နှစ်တာ4နှစ်တာဖြတ်တန်းခဲ့ပြင်ဆင်ခဲ့နေရှင်မယ်ဆိုရင်နော်ဆိုတော့အဲ့လိုမျိုးပြင်ဆင်မှုကကောင်းဖို့လိုတယ်တချို့ PDF တချို့တော့တပ်ဖွဲ့တွေကစိတ်ကောင်းစီကရောက်20ပဲရှိတော့ရောက်30ပဲရှိတော့ချင်းမကြည့်အထင်မသေးလိုက်နဲ့ပေါ့နော်ကိုကမှရောက်200 300ရှိလို့အထင်မကြီးနဲ့အယောက်20 30ပဲရှိတဲ့စိတ်ကောင်းစီတပ်ဖွဲ့ကိုအယောက်200 300ကဒလနလတိုက်လို့လည်းမနိုင်တာတွေအများကြီးရှိတယ်လိုက်ပေါ်မှာတက်မလာတာပေါ့နော်ဟုတ်ကဲ့အဲ့လိုမျိုးတွေပေါ့ဆိုတော့အဲ့တဲ့အတွက်ကတော့ဟိုစိတ်ခါချင်းများတောက်ဖို့လိုတယ်ပေါ့လေလက်တွေ့ကြကြများပြင်ဆင်ဖို့လိုတယ်ခြေတံလုံဖို့လိုတယ်ပြီးတဲ့နောက်မှာမှပြက်သားပေါ့နော်လုံနိုင်ဖို့လိုတာတွေပေါ့လေအဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဥပမာဟာခါကိုကြည့်ပါဗျူဟာတစ်ခုထိုင်နေအင်းနဲ့အားနဲ့ဆိုတော့ထန်တလန်တော့မှသိမ့်ဖို့ခက်တယ်လေဟာခါကိုသိမ့်ဖို့တော်တော်ခက်မယ်ဆိုတော့ဟိုထန်တလန်မှာတော့မှတော်တော်အားဆန်းကြပြီလေနော်ကျွန်တော်တို့ CC နဲ့ကကျွန်တော်တို့နဲ့ကဟိုလိုဘယ်လိုပြောမလဲမတည့်ဦးတာပြောတာသူတို့လည်းမြို့သိမ့်စေချင်တယ်သူတို့လည်းစကားစမောင်းထုတ်တာဆိုရင်ကောင်းတယ်ဝန်တာဆရာအားရဆရာလည်းပဲမြင်တာပေါ့နော်ဒါပေမဲ့ဟိုတခါလေကျတော့ side effect ကအပြည်သူကိုပေါ့နော်ညှော်လင်းချက်တီးပြီးမျိုးဆွေမဲ့လုံးနေပြီးစီယုံမိမှတကယ် reality မှာမလုပ်ပြနိုင်တာကပေါ့နော်ဟိုဒေါ်လာကြီးအညွှန်ချိုးရလဲကြောက်တယ်ကြားတယ်ပေါ့နော်ပြီးတော့ကိုလည်း confidence တွေနေစေရပေါ့လေစိတ်ကောင်စီကဒီကောင်တွေကတော့ကြောက်ရတဲ့လူလို့ဒီကောင်တွေကတော့မလွယ်ဘူးကြောက်ရတဲ့လူလို့စိတ်ထဲဝင်သွားပြီဆိုရင်တောက်လျှောက်ဘယ်လိုပြောမလဲကြောက်တော့တာရှိန်တော့တာဒါပေမဲ့ဒီကောင်တွေကတော့ငါကယူဆိုင်ဆရာမလိုတဲ့ကောင်တွေဟေ့ဆိုတဲ့စိတ်သာဝင်သွားပြီဆိုရင်အများကြီးပုတ်ခက်သွားတယ်စိတ်တဘောတဘာဝမှာလေအဲ့လိုမျိုးတော့အများကြီးခက်သွားတယ်ဆိုတော့ကျွန်တော်တို့မှာမင်းတက်တုံးကလည်းဘလောက်တန်ရာကြဘလောက်တည်တကယ်မိုက်ရေးနေကိုရှေ့ကိုတအားတိုးသွားလို့မှသူတို့စိတ်တက်ကျိုးသွားတော့အဲ့လိုမျိုးကျိုးသွားချိုးလိုက်နိုင်တဲ့ကြာမှနောက်ပိုင်းမှာလက်နဲ့ချညံ့ခန္ဓာတွေပါတယ်ညာတွေနဲ့ကျွန်တော်တို့ကပါဇက်နဲ့ဖျက်ချုပ်လိုက်ရုံနဲ့ကြောက်လာတာမျိုးရှိတာဟုတ်တန်ဆိုတော့ပေမှုမလဲအဲ့လိုမျိုးပေါ့နော်ဆိုတော့ချင်းပြည်တပြည်လုံးစစ်ကောင်စီကင်းစင်ဖို့ကတော့ကျွန်တော် CBD နဲ့တော့ CB လောက်ဆက်ရှာလို့မှာပေါ့နော်အခုမှကကျွန်တော်တို့မှာကစိတ်ကောင်းစီတိုက်ဖို့နေတာတခြားဟိုနော်အဲ့လိုမှဆိုပါစို့လောက်တူနဲ့မရာဆိုလဲကြည့်လေသူတို့မျိုးနွယ်စုချင်းပြဿနာဖြစ်နေကြတာကိုပြေလေအောင်ဖြေရှင်းဖို့ကျွန်တော်တို့မျှော်လင့်နေဘသူဖက်မှာမပါဘဲနေပေါ့နော်ဒါမရာကျွန်တော်တို့လူစင်မှာမရာဖက်ကနေပါလိုက်ဖို့မဟုတ်ဘူးဒါ racial tension racial conflict ပုံစံဖြစ်လာနေတဲ့ခါဆိုရင်ကျွန်တော်တို့ကထိန်းနဲ့ဟိုဖက်ဒီဖက်ကိုစိတ်လျှော့ကြဖို့ဟိုဖက်ဒီဖက်ဆွေးနွေးဖြေရှာကြဖို့ဆိုတဲ့ချိန်မှာ CCC ကြောင်းနေတဲ့တခြား CNA CCD ပါတခါတည်းပါလာရင်မှအဲ့လိုမျိုး MDF ဘက်ကိုစစ်ကြောင်းထိုးတာမျိုးတွေကကြတော့လုံးဝမလုပ်သင့်နေရတယ်ဖြစ်တယ်ဒီမှာစိတ်ကောင်စီတော်မှစစ်ကြောင်းထိုးဆရာရှိတော့မထိုးပဲနေပေါ့နော်ချင်းနေကြတဲ့မှာဒီလိုမျိုး pre pack ကထပ်ဖြစ်လာအောင် pre pack ကပိုကြီးထွားစေတာကကျွန်တော်တို့ချင်းပြည်တပြည်လုံးဖို့တော့ကတော့တော်တော်လေးကိုဝေးနေအောင်မထင်နဲ့ဒီပုံစံနဲ့ဆိုရင်ဒါပေမဲ့ CBD တော့ကတော့ CBA နဲ့လုံးဝလွတ်မြောက်ရမှာပဲကျွန်တော်ဥစားပေးလို့မှာပဲပေါ့နော်ဆိုတော့တော်လှန်ကြီးကစစ်ထုတ်လာပါလိမ့်မယ်ပြည်သူတွေတော့မြင်လာပါလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးတော့ဖြစ်လာပါလိမ့်မယ်ဟုတ်ကဲ့ကျမတို့အချင်းချင်းပေါ့နော်အခုဆိုလို့ရှိရင်ဒီ CC ကနေပြီးတော့မှအခုဆိုရင်ကျမတို့ဒီခုနပြောတဲ့ပြဿနာပေါ့နော်ကိုချင်းစစ်ကြောင်းထိုးလာတာတွေထန်တလန်ဆိုလို့ရှိရင်ကျမတို့တော်လိုင်းရေးအစကတည်းကစကားစနေတရွာလုံးတစ်မြို့လုံးမီးရှို့လိုက်တာဘယ်သူမှပြည်သူလူထုတော်မှမရှိတော့တဲ့ဒီမြို့ခွင်ကြီးဖြစ်သွားပြီပေါ့နော်ဒီမြို့ခွင်ကြီးကိုတော်မှမသိမ်းနိုင်သေးပဲနဲ့ကျမတို့အချင်းစစ်ကြောင်းအလုံးအရင်နဲ့အဲ့ဒီအလုံးရင်းလို့တက်လာတဲ့နေရာမှာလဲကျမတို့ရဲ့တော်လိုင်းရေးကျမတို့ရဲ့ဒီအနာဂတ်ပေါ့နော်စစ်ကောင်စီလက်ကနေလွတ်မြောက်ခြင်းလို့လက်နဲ့ဒီကျမတို့ရဲ့အရင်တော့ဆိုရှင်းပြည်သူတွေရဲ့မိခင်ဖခင်လို့ဒါခံစားရတဲ့ဒီတက်သေးကိုဝင်လာပြီးတော့မှလက်နဲ့ကင်ခဲ့ကြတယ်ကျမတို့ရဲ့ music တစ်လေးတွေပဲလေเนาะဒါကျမတို့ခုချိန်မှာဒါ CC ရဲ့တက်ရင်လို့ခေါ်ရပါမယ်သူတို့တီလဲကျမတို့ရဲ့ generation Z လေးတွေပဲလေပေါ့เนาะဆိုတဲ့ခါကျတော့ဒီတော်လန်ရဲဘော်တွေပဲပေါ့ဒီလူတွေကအချင်းကိုအလုံးအရင်းနဲ့တွားတိုက်မယ်လို့ဒီလိုသတင်းတွေတက်လာတဲ့ခါမှာပေါ့เนาะ CB ကိုထောက်ပို့နေတဲ့ supporter တွေပဲဖြစ်ပေါ့เนาะ CC ကိုထောက်ပို့နေတဲ့ supporter တွေပဲဖြစ်ရင်ကြိုးရပါတယ်ပေါ့เนาะဒါမျိုးတွေကတော့လုံးဝမဖြစ်သင့်ဘူးအထူးသဖြင့်ကျမတို့တီတီမို့ဆိုလို့ရှိရင်လည်းဒီပတ်လဲမှာပေါ့เนาะကျမတို့စစ်ကောင်စီကိုတိုက်ထုတ်နိုင်ဖို့အတွက်ကိုအခုချိန်ကနေစပြီးတော့ကျမတို့ကဒါတ
တိုက်ထုတ်မှာမဟုတ်သေးဘူးပေါ့နော်ကျမတို့ကဒါပြင်ဆင်နေတာပဲရှိတယ်အစလေးပဲရှိတယ်ပြင်ဆင်နေတဲ့ကာလလေးပဲရှိတယ်ပေါ့နော်ဒီလိုအချိန်မျိုးမှာကျမတို့ကစစ်ကောင်စီရဲ့ကိစ္စကိုပြင်ဆင်ဖို့ထက်ကိုသူတို့တွေကဝင်လာပြီးတော့မှကျမတို့ကိုတိုက်တော့မှာလားဆိုတဲ့စိုးရိမ်စိတ်တွေကပို့ပြီးတော့မှဒါကြီးထွားနေရတဲ့ရဲဘော်တွေကလည်းဒီပြင်ဆင်နေတဲ့ကာလမှာဒီသူတို့ကိုပဲပေါ့နော်သူတို့ဝင်လာတော့မဲ့ဥစ္စာကိုပဲကျမတို့ကနေပြီးတော့အလုံးရင်ကင်းဆောင်နေရတဲ့ကာလမျိုးတွေပင်ပန်းတာပေါ့နော်ကျမတို့ဒီ PDF ဇုံလန်းနေအနေနဲ့လည်းပေါ့နော်ဒါတွေကလုံးဝမဖြစ်တဲ့အရာတွေလည်းဖြစ်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ပုံမှာသူတို့ရဲ့လူမျိုးနွယ်ချင်းမဟုတ်တော့ဘဲနဲ့ဒီခေါင်းဆောင်ကြီးကိုနိုင်ကနေမီဒီယာမှာကျွန်တော်တို့ဒီ CC ကနေပြီးတော့မှစစ်ကြောင်းထိုးတာပါလို့ပြောချလိုက်တဲ့အခါမှာတစ်ဖက်မှာချိတဲ့သူကစက္ကစမဟုတ်ဘဲနဲ့ကျမတို့ရဲ့ချင်းချင်းအောင်တက်တွေဖြစ်နေတဲ့အခါမှာပေါ့နော်ဒါအင်မတန်မှဝမ်းနည်းရတဲ့အပေါ်မှာပြီးတော့နောက်တစ်ခုကလေးကိုရောမယ်ဒီလိုတွေသတင်းတွေထွက်လာတိုင်းပေါ့နော်ကျမတို့ဒီတော်လန်ပြည်သူအခြားလူမျိုးတွေတော်လန်ပြည်သူမြန်မာပြည်သူပြည်သားတော်လန်ပြည်သူတွေနှိုက်ကလည်းဝမ်းနည်းတဲ့အပြင်ကိုထောက်ပို့ဖို့တောင်မှသူတို့ကတွန့်တိုသွားတယ်ဘာဖြစ်လို့လဲဆိုတော့နင်တို့ကိုထောက်ပို့ရင်လည်းနင်တို့ချင်းချင်းဖြစ်နေကြတာလားဆိုတော့အများပြည်သူရဲ့ရှေ့မှာလည်းကျမတို့ချင်းလူမျိုးအနေနဲ့အင်မတန်မှတိတ်ခါကြရတဲ့ဖြစ်ရတစ်ခုဖြစ်တယ်ပေါ့နော်ဒီအရာပေါ်မှာအင်မတန်မှပြည်သူလူထုကလည်းဝမ်းနည်းတယ်ပေါ့နော်အခုဆိုလို့ရှိရင် CC ရဲ့နာမည်နဲ့ကကျမတို့ချင်းညီနောင်ရဲ့ဒီအဖွဲ့ဝင်တွေကိုစစ်ကြောင်းထိုးလာတဲ့အပေါ်မှာရောကိုရောမန်အနေနဲ့ဗာပြောရှင်းလဲရှင်ဟိုမှာပြောရမယ်ဆိုရင်အတိအခုနလိုမျိုးပေါ့နော်သူတို့ကကျွန်တော်ကအသေးချာနားမလဲဘူးအသေးချာနားမလဲတော့သိမပြောခဲ့ဘူးမပြောခဲ့ဘူးအရင်တော့ကလည်းဒီ CNF CNA ပုံစံနဲ့ပေါ့နော် CDF မရာနဲ့ MDF နဲ့ကိုပေါ့နော်အဲ့လိုမျိုးပြင်မှာကျွန်တော် CC ပေါ်လာခါကျွန်တော်ရဲ့ CP ပေါ့စဖွဲ့စီခါစားမှာလဲတောက်လျှောက်စစ်ကြောင်းထိုးတယ်လေမရာချင်းဖြစ်တဲ့ပြဿနာကမရာရဲ့အချင်းချင်းပြန်ညီနိုင်မှပြည်လေအောင်လုပ်ကြတာအကောင်းဆုံးပဲအဲ့ဒါကို CDF မရာဖက်ကနေပါပြီးမှဟိုအင်အားကြီးချင်းချောင်းနိုင်ကျင့်တဲ့ပုံစံနဲ့စစ်ကြောင်းထိုးရပါတယ်ရှိတယ်လေအဲ့ဒါလုံးဝမလုပ်တဲ့အရာတွေပေါ့ဟိုအဲ့ဒါတွေကိုလုပ်ခဲ့တယ်နောက်ဆုံးကျတော့ပြန်ဆုတ်သွားတယ်ပေါ့လို့ဆုတ်သွားတယ်ဆိုတော့အခုကျတော့မရာနဲ့လောက်တူနေပေါ့မရာနဲ့လောက်တူဆိုတခါလေကျတော့ဒီ territorial dispute ပေါ့နော်နယ်မြေဒီဟိုကြီးရွာဒီကြီးရွာမှာသူကဘာသာရေးလည်းနည်းနည်းပါတယ်နယ်မြေလည်းပါတယ်ဆိုတဲ့ပုံစံမျိုးတွေကျမှကျွန်တော်တို့ကပေးနာနေတော့ဘယ်လိုပြောမလဲဟိုပြည်လျောက်နှိမ့်နိုင်ကြပါစေမရာမှာလည်းလုံးဝဘယ်လိုပြောမလဲလွတ်လပ်ကိုယုံကြည်ရကိုယ်ကွယ်ခွက်လူခွင့်ရေးအပြည့်အဝကိုရှင်တန်တဲ့နေရာမှာကောင်းမွန်ရှင်တန်နေထိုင်ကိုကျိုးစီးပွားရှိတာကိုလုပ်ပေါ့နော်သူမျိုးတကယ် human right ပဲပြောမလားပေါ့နော်သူကလည်းသူလုံခြုံနေထိုင်ခွင့်ပညာသင်ယူခွင့်စီးပွားရေးလုပ်ငန်းခွင့်ပညာဒီကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်စသဖြင့်သူရှိတယ်လေအဲ့ဒီမရာမှာရှိတဲ့လောက်ကိုပဲလောက်တူမှာလည်းရှိတယ်လောက်တူမှာရှိတဲ့လည်းမရာမှာလည်းရှိတယ်ဒါဒီဘောနော်လူခွင့်ရကြည့်မယ်ဆိုတော့လေသူတို့နေရာလုံးမှာလည်းနေမျိုးလုံးမှာစက္ကစလည်းကင်းစင်ပြီးသားဖြစ်တယ်ပေါ့လေဒါပေမဲ့ပြဿနာတွေဖြစ်လာတယ်ပြဿနာတွေဖြစ်လာမှာသူတို့အချင်းချင်းကြားထဲမှာဒီလိုမျိုးဆွေးနွေးတိုင်ပေးအဲ့လို short day လို့ပြောမှဖြေရှာလာတဲ့ညီလန်းကိုဖြစ်လာဖို့ကျွန်တော်တို့ပြောလိမ့်နေအဲ့ဒီဘက်ကလည်းကျွန်တော်တို့လည်းတူအားပေးချင်တယ်ပေါ့လေဒါပေမဲ့ဒီလိုမျိုးကိုကောင်းမသိတဲ့ကိစ္စဆိုမပြောတာကောင်းတယ်ပေါ့ဒါပေမဲ့တေချာတာကတော့ဒါ MTF ကကျွန်တော်တို့လူကဆိုရင်မှ CP ကသွားပြီးမှလောက်တူမင်းတို့ကောင်တွေကဘာလုပ်လဲဆိုရင်မှသွားမှအနိုင်ကျင့်တာမျိုးဘယ်လိုပြောမလဲအင်အားပြချင်းချုပ်တာမျိုးကျွန်တော်လုံးမှာမဟုတ်ဘူးဟိုဒါကဒီလိုလုံးလိုက်ချင်းအဖြစ်ပြဿနာပိုဆိုးလာပိုကြီးထွားလာပိုပဲရှိတယ်တကယ်လို့ကိုကသွားပါလို့လောက်တူကိုကချင်းချောင်းနိုင်တဲ့အနိုင်ယူလိုက်နိုင်တယ်ဆိုတော့မှဒါသည်ရေရှည်ရမီးပွားတစ်ခုပေါ့နော်ရေရှည်ချက်လုံးဝတကယ်မျိုးစစ်တကယ်အာဃာတမျိုးစစ်တစ်ခုချလိုက်တယ်လို့ပဲဖြစ်မှာအဲ့လိုလုပ်လို့မရဘူးဆိုတော့ဒီပြဿနာကိုလောက်တူနဲ့မရာကပဲလုံးဝတွေးဆုံဆွေးနွေးပြီးမှဖြေရှင်းကြဖို့ကျန်တဲ့လူတွေကဟိုမိလောင်ရလေးပစ်တာမလုပ်ဖို့ဆိုတဲ့ပုံစံကကိုယ့်အနေကိုစောင့်ရှောက်တဲ့နဲ့ထိမ့်သိမ့်တဲ့အရာကျင့်ဝင်ရှိတဲ့အရာဖြစ်တယ်အခုက CC ကသွားပြီးမှအခု interview တွေပါလည်းဖြေထားတယ်လေဒါ CCC ကြောင်းမဲဆိုတော့ CC ကုံလုံးကလောက်တူဘက်ကပါပြီဆိုရင် CC မှာပါတယ်ဆိုဒုံတို့တော့ဆိုဖေတို့နိုးမွေလည်းတခြားပေါ့စန်တန်တို့ CDS CN တို့ပေါ့နော်ဟွမ်ဂိုရမ်တို့ဟိုဒိုင် CDF တို့တခြားဟာတွေပလက်ဝါတွေအကုန်လုံးကသူတို့တော့ပါကုန်ပြီလားဘယ်လိုဖြစ်ကြတာလဲဒီမျိုးနွယ်စုအချင်းချင်းကြားထဲမှာမျိုးနွယ်စုဆိုတာကတခါလေးကြာရင်မျိုးနွယ်စုဆိုတဲ့စကားလုံးဒီလူမျိုးကြီးဆိုတဲ့ဟာကအလွယ်တကူလေးပြောင်းသွားတတ်တယ်ဆိုတော့လူမျိုးကြီးတို့ပါတယ်ဆိုတော့ထိလွယ်ရှလွယ်တဲ့အရာတွေကိုပေါ့နော်အဲ့ဒါမျိုးတွေကိုနိုင်ငံကြီးပါဝါဖက်ကချင်းကပ်တာတဲ့ကျွန်တော်တို့ကဒီ culture အပိုင်းပွဲတော်အပိုင်းစာပေယဉ်ကျေးမှုအပိုင်းနဲ့ချင်းကပ်ပြီးမှ promote လုပ်တဲ့အပိုင်းနဲ့တွားမယ်ဆိုနည်းနည်းအန်ဒရေ
ပိုကင်းတယ်ပေါ့နော်နည်းနည်းပို safe ဖြစ်တယ်ပေါ့လေအခုကအဲ့လိုမျိုးလုံခြုံအောင်ပါလိုက်တယ်ဆိုတော့ရှင်းရှင်းပြောရရင်ဒီပုံစံနဲ့ဖြစ်မှာဆို CB ကမဖြစ်မနေပါမယ်ပုံစံဖြစ်လာမှာပဲဟိုပါမှာပဲဘာလို့မရအောင်ဒီလိုလောက်တူနဲ့ MDF လောက်တူနဲ့မတာပဲသူကနဲ့သူပြဿနာဖြစ်ကြတယ်သူတို့ဆွေးနွေးစကားများကြတယ်အငင်းပွားကြတယ်သူတို့အချင်းချင်းပဲပြန်မရမကဘာသာရေးကောင်းဆောင်တဲ့စင်ပြန်ဆွေးနွေးတိုင်ပြီးပေါ့ shorting လောက်မှပြေးလေအောင်လုပ်တဲ့အခါမျိုးပါပဲသူကသူဖြစ်တင်တာကိုအဲ့ဒါကို CC ပါလာတယ်ဟိုဘက်ကစူပေါင်းစစ်ကြောင်းနဲ့စစ်ကြောင်းထိုးလာတယ်ပါညာဆိုရင်တော့ဒါကြံတဲ့ဖွဲ့တွေဘုံတော့လက်ပိုက်နေလို့မရတော့ကြည့်လို့မရတော့အဲ့ဒါဆိုရင်တော့ဟိုပြီးမှမင်းအောင်လှိုင်အကြိုက်ပဲမင်းအောင်လှိုင်ကခိုင်းလို့ပဲစစ်ကြောင်းထိုးလာသလားမသိဘူးမင်းအောင်လှိုင်အကြိုက်တော်ကြီးကိုပြောင်းလို့နေတဲ့ပုံစံနဲ့ဖြစ်လာတာပဲဆိုတော့အဲ့ဒါတော့အကုန်လုံးကိုပို့ပြီးမှဒုက္ခရောက်စေမဲ့အရာပြဿနာပိုကြီးထွားစေမဲ့အရာကိုထင်ရဆိုင်တဲ့သဘောမျိုးတော့ဟိုစဉ်းစားဆင်ခြင်မှုမရှိတဲ့လောက်ရမျိုးပေါ့နော်အများကိုပိုးပြက်စီးပိုးဒုက္ခရောက်စေမဲ့လောက်ရပဲအဲ့လိုမျိုးပဲကျွန်တော်တို့သုံးသပ်တယ်ခင်ဗျဟုတ်ကဲ့ရှင်အင်မတန်မှ1 S ရာကောင်းပြီးတော့မှအပြစ်ပြက်နဲ့နှာခေါင်းသွေးထွက်ပြီးတော့မှတကယ်မင်းအောင်လိုင်ကငါကြံစီထားခဲ့တဲ့မြအထမြောက်တော့မယ်ဆိုပြီးတော့မှပေါ့နော်ဆိုတဲ့ပုံစံမျိုးဖြစ်သွားမယ့်အရာမျိုးပေါ့မှာပေါ့နော်အခြားတော်လိုင်းရေးပြည်သူလူထုတွေကရောကျမတို့ရဲ့ဒီ NUG ပေါ့နော်ကျမတို့ခေါင်းဆောင်တွေကအစာရောတော်လိုင်းရေးစုဖွဲ့တွေကအားလုံးကအစပေါ့နော်ဒါတွေအားလုံးကိုဝိုင်းဝန်းပြီးတော့မှတားဆီးပေးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်ခေါင်းဆောင်ပိုင်းတွေကလည်းအကောင်းဆုံးဖြည့်ရှင်းနိုင်မယ်လို့မျှော်လင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ထောက်ပို့နေရတဲ့ပြည်သူတွေအနေနဲ့လည်းပေါ့နော်အချင်းချင်းဖြစ်မဲ့အရာဆိုလို့ရှိရင်တော့လုံးဝမလိုလားဘူးပေါ့နော်အဲ့တခုကတော့အင်မတန်မှစိုးရိမ်မိတယ်ပေါ့နော်ဆိုတော့ကျမတို့ဆက်ပြီးတော့မှဆူတောင်းရမယ်ပြီးကြလို့ရှိရင်အမှန်တရားအတွက်လည်းပေါ့နော်ယက်တီပေးနိုင်ဖို့အတွက်အားလုံးတော်လိုင်းရေးကောင်းဆောင်တွေအားလုံးကလည်းပါဝင်ပေးနိုင်ဖို့အတွက်လည်းမျှော်လင့်ပါတယ်လို့ဆိုတော့အခါကျတော့ကျေးဇူးတင်တယ်ကိုရောမန်ကြီးဒါဆိုလို့ရှိရင်ပေါ့နောက်ဆုံးဒါကတော့ကိုရောမန်အတွက်မေးခွန်းပေါ့နော်ကိုရောမန်ကတော့အခုစာအုပ်တွေဖတ်တာလဲဝါသနာပါတယ်ဆိုတော့ပေါ့နော်တော်တော်များများဒီတော်လိုင်းရေးတာမရှိခဲ့ဘူးဆိုရင်ပေါ့နော်အခုချိန်မှာကိုရောမန်တယောက်ဘာတွေများလှုပ်ဖြစ်နေမယ်လို့ထင်လဲပေါ့နော်အာနာသိမ့်မှုတာမရှိခဲ့ဘူးဆိုရင်ပေါ့နော်တခုကတော့သားသမီး3ယောက်လောက်တော့ရနေလားလို့မျိုးလေးပေါ့နော်တခုခုပေါ့ပြီးကြလို့ရှိရင်နောက်တစ်ခုကကြတော့တော်လန်ကြီးလုံးဝပြီးမြောက်သွားတဲ့အခါကြလို့ရှိရင်ရောစက်ကလက်ကနေလွတ်မြောက်သွားပြီးတော့မှခုနကိုရောမန်ပြောရှင်ဟိုဖြစ်စီချင်းနေပေါ့နော်ဒီလက်ပေးလက်ယူမရှိဘဲနဲ့တကယ်ကိုလုံချုံနှွေးထွေးတဲ့ဒါမင်းတက်မြို့လေးတစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်တော့ကိုရောမန်အနေနဲ့ရောဘာတွေဆက်လို့ရှင်လဲပေါ့နော်ကိုရောမန်ရဲ့အိမ်မက်လေးပေါ့အဲ့ဒါလေးကိုပြပြလို့ရမလားရှင်နောက်ဆုံးအနေနဲ့တကယ်တော့အဲ့လိုမျိုးအများကြီးသူအတွက်ပြောကြတယ်တော်ထိုင်းအတွက်ပြောနေမှာအဲ့လိုမျိုး personally ပြောရတာတော့အာနာဆရာကောင်းပါတယ်အဲ့လိုမျိုးလည်းပြောလဲမပြောသင့်ဘူးလို့ထင်ပါတယ်ဒါပေမဲ့မင်းမြတ်လာတယ်ဆိုတော့မပြောရင်လည်းဟိုတစ်ဖက်တော့မလေးစားရကြမှာလဲဆိုးတယ်ပေါ့လေတကယ်ကျွန်တော်ကတော့ဟိုပြောရမယ်ဆိုရင်ကျွန်တော်လူကောင်းလို့လည်းသိမထင်ဘူးပရာဟိရတမလည်းမဟုတ်ဘူးလူရီပေါ်တာစီရနာရှိတယ်လို့လည်းမဟုတ်ဘူးဟိုဒီအလုပ်ကိုလုပ်တယ်ဆိုတာဟိုဒီအချိန်မှာဒီအလုပ်ကိုလုပ်ရမယ်ဆိုတဲ့ကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုတကြနေပဲကျွန်တော်ကနိုင်ငံရေးလုပ်တယ်လို့လည်းတခါလည်းကြမခံယူဘူးလူတွေကိုဂူညီနေတယ်လို့လည်းမခံယူဘူးဒီအလုပ်လေးကိုလုပ်တဲ့ချိန်တော့ကောင်းကောင်းလေးလုပ်လိုက်မယ်ဘာဝင်လိုက်မယ်ပေါ့နော်ဟိုကျွန်တော်ဒီမှာအလင်းနာခံနေတာဘာမှမရှိဘူးကျွန်တော်ပေးဆက်နေတာဘာမှမရှိဘူးကျွန်တော်လုပ်ချင်တော့လုပ်နေတာပဲရှိတယ်ကျွန်တော်လုပ်ရမယ်လို့ယုံကြည်နေလို့လုပ်နေတာပဲရှိတယ်ပေါ့နော်အဲ့လိုမျိုးပေါ့တခါလေကြာရင်ဟိုကျွန်တော်တို့မှာက fantasy တွေပေါ့နော်ငါတို့ရဲ့ခေါင်းဆောင်ဆိုတာအချင်းစာရိုက်တာလေတကယ် spotless ပေါ့နော်လို့ရကြရလဲအကုန်ကောင်းအရာကလည်းထောင်ထောင်မောရုပ်ကလည်းအကုန်ချောအချင်းစာရိုက်တာလည်းပြပြောစရာမရှိဟိုဘာလဲလေယုံရင်နှလုံးကြီးတတ်တိပြီးဆုံးနေဆိုတဲ့ဟိုလို dreamy ဖြစ်တဲ့ဟာမျိုးတွေကိုပြည်သူတွေကဟိုမင်းလောင်းမျော်တယ်ပဲပြောမလားအဲ့လိုမျိုးရှိတတ်တယ်ကျွန်တော်တို့ရှိမှလေဟိုတခါလေကျတော့ကျွန်တော်တို့လှုပ်ရှားရှိတာလှုပ်လိုက်တယ်ဒါပဲဟိုချီမွန်းနေလို့လေရှစ်ခင်မာတယ်ချီမွန်းမာတယ်တော်ပါတယ်ဆိုလည်းမတော်တဲ့ဘိုင်းငါသုံးမကြတဲ့ဘိုင်းနဲ့အများကြီးရှိတာကိုယ့်အကိုပဲသိတယ်မင်းကတော့အပါကုန်မဲ့အာနာရှိမဲ့ဘာပဲညာပဲပြောလိုက်ရင်လေကိုမာကိုကဘာတွေလုပ်နေတယ်လဲကိုဘသူတော့ဘာလို့တယ်လဲကိုယ့်နဲ့ကိုသိတယ်ဆိုချီမွန်းနေလို့လေအေးပါအဲ့ဒီချီမွန်းနေလို့တစ်ချိန်ကြာရင်ပြန်ကဲ့ရဲ့လို့ဖြစ်လာမှာပဲကဲ့ရဲ့နေလို့လည်းတစ်ချိန်ကြာတန်ချီမွန်းလို့ဖြစ်လာမှာပဲအကုန်လုံးကဟိုလိုဒီလိုပဲကိုကကိုယ့်ရဲ့ခံယူချက်လေးနဲ့ကိုယ့်ရဲ့ပေတံလေးနဲ့ပေါ့နော်ကိုယ့်ရဲ့ဟာလေးနဲ့ကိုယ့်နဲ့ကိုသွားဖို့ပဲအဲ့လိုပဲစိတ်ကူးရှိပါလေတကယ်လို့ဒါအာနာတာမသိခဲ့ဘူးဆိုတော့ကျွန်တော်အနေနဲ့ကတော့ဟိုဘယ်လိုပြောမလဲနည်းနည်းဟိုနိုင်ငံတွေပေါ့ရှောက်သွားခြင်းနဲ့စာတွေဖတ်ခြင်းနဲ့စာတွေတောက်လျှောက်ဖတ်ပြီးမှကျွန်တော်လေ့လာခြင်းနဲ့ဥပမာပြောမှဆိုရင်
ကိုနည်းနည်းအားရတယ်လို့ခံစားရတဲ့ကျွမ်းကျင်မှုလေးတစ်ခုတော့ရှိတယ်နည်းနည်းအားရတယ်ပေါ့နော်အများကြီးတိုးတက်စရာရှိသေးတယ်ကိုလိလာခြင်းနဲ့ဘာတရဲ့ကျွမ်းကျင်မှုပေါ့နော်အဲ့ဒါလည်း2ခု3ခုလောက်ရှိတယ်ကျွမ်းကျင်မှုတစ်ခုကောင်းကောင်းရပွားနှစ်ပေါင်း10နှစ်15နှစ်လောက်အနည်းဆုံးပေးစားမှာဆိုတော့နောက်ထပ်ကျွမ်းကျင်မှုတစ်ခု2ခုလောက်ရအောင်လုပ်နိုင်မှာဆိုရင်ကျွန်တော် OB တေးပြီးကျွန်တော်တို့ကချင်းမှာကျွန်တော်တို့ကနောက်ထပ်နှစ်ပေါင်း30ကျော်ပဲရှိတော့တာ30 40လောက်ပဲရှိတော့တာနှစ်ပေါင်း30 40တာကလူသမိုင်းနဲ့ချင်းတကလည်းလက်ဖြောက်တစ်ချက်တီးစားမရှိဘူးဖက်ခနဲ့ပျောက်သွားတာပဲဆိုတော့လူဆိုတာတေးပြီးလို့ကိုကတအားလူကောင်းချင်းဖြစ်နေလဲအလကားပဲကသူချင်းပြောရင်ဟိုမျိုးသားတရေကောင်းဘာတရေကောင်းတမိုင်းဆောင်ပဲရောက်သွားအလကားပဲအလကားပဲဘာမှမဲ့လောက်စရာမရှိဘူးတေးပြီးတော့ဗီလင်ကြီးဖြစ်တယ်ဆိုလဲအခုနေဟစ်တလာကတလောက်သူနာမည်ဆိုးနေတာကိုဟစ်တလာခုချိန်ဘာမှမခံစားဘူးအနေသားကြီးပဲသူတည်သွားပြီမရှိတော့ဘူးလေသူ့ဘလောက်ပဲပေါ်ပါပြဟစ်တလာတော့အနေသားကြီးပဲအဲ့လိုဆိုတော့နောက်မှဖြစ်လာမယ်ပြက်လာမယ်ဆိုတာမျိုးတွေနဲ့ပေါ့နော်ထားလိုက်ပြီးမှကျွန်တော်ကလိလာခြင်းတဲ့ဘာသာလေးတစ်ခုနှစ်ခုရှိတယ်အဲ့ဒါကျွန်တော်နေပေါင်း20 30လောက်အချိန်ယူရမယ်ပြီးတော့မှတချို့ကျွန်တော်အခုဆိုရင်နောက်မှကြံခဲ့တယ်ပေါ့နော်စာတွေမဖတ်နိုင်တော့တာမသိနားမလိုက်နိုင်တော့တာဘယ်လိုပြောမလဲလူဖြစ်ရတာပေါ့နော်ငါဘာလို့ဖို့လူဖြစ်လာတာလဲငါလူဖြစ်ရတော့ချိန်နဲ့လိုက်တာကွာတီးပြောပြီပေါ့နော်ဆိုတာကျွန်တော်တော့ကတော့ပရာဟိတလုပ်လို့တီးပြောပြီဆိုတဲ့စိတ်မရှိဘူးတော်လှန်လို့တီးပြောပြီဆိုတဲ့စိတ်မရှိဘူးဒါတည်းလုပ်ရမယ်ချင်းတော့လုပ်နေတာပေါ့ဒါပေမဲ့တကယ်ပြောအသိဉာဏ်ပေါ့နော် freedom ပေါ့လေကျွန်တော်တို့ကတော့အချိုးမြင့်ဆုံးကတော့လောကကြီးမှာကျွန်တော်တို့တကယ် the most delicious ပေါ့နော်အရသာရှိဆုံးကတော့တကယ် freedom ပဲပိုက်ဆံသုံးပါတယ်ပိုက်ဆံရှိပါတယ်ရုပ်ချောပါတယ်ပါဝါရှိပါတယ်အာဏာရှိပါတယ် influence ရှိပါတယ်ဆိုတဲ့အကုန်လုံးတက်ပေါ့နော်ကျွန်တော်တို့အရသာရှိဆုံးကတော့ freedom ပဲကိုအောင်မြင်စရာလည်းမလိုဘူးဘယ်လိုပြောမလဲထက်မြက်ပါတယ်လို့လည်းငွေရှိအောင်စူးစမ်းစရာဘာမှမရှိဘဲနဲ့ချစ်ကြသလားကြိုက်ကြသလားအားပေးကြသလားအားမပေးကြဘူးလားဆိုတာမျိုးဘလို့မှမနေတဲ့ပေါ့နော်အဲ့ဒါလည်းအကုန်လုံးဘာမှမတုံ့လှုပ်တယ်ပေါ့နော်တော့နဲ့သူ at peace ပေါ့နော်သူ free ဖြစ်နေတဲ့ကိုယ့်နဲ့ကိုယ်လေးကိုပီတိဖြစ်ပြီးမှကိုယ့်နဲ့ကိုယ် self sufficient ဖြစ်ပြီးမှလုံးဝလွတ်လပ်နေတဲ့ပေါ့နော်အဲ့ဒီ lifestyle တစ်ခုကိုကျွန်တော်တို့သွားချင်တာဆိုတော့ကျွန်တော်ကလည်း introvert ဖြစ်တော့အများနဲ့လှုပ်လို့ရတဲ့ခါကျရင်တခါလေကြာရင်အဲ့လိုတောက်ကြစားကြမူးကြမဟုတ်လဲဟီလာဝါလာအော်ကြပြောကြဆိုရင်တကယ် small circle group လေးနဲ့တော့ကျွန်တော်ကစကားများတတ်တယ်မဟုတ်လဲစကားများပြောမယ့်ချိန်မှာစကားများတယ်ကျန်တဲ့ချိန်ကျတော့ကျွန်တော်ကတချို့တငယ်ချင်းတွေအိမ်မှာဆိုရင်ကျွန်တော်ရှိတယ်ဆိုမှတိမှာဆိုလို့အပြင်ကနေတော့ခါခိုင်းမှာအပြင်ကနေကျွန်တော်အိမ်ထဲမှာနေတယ်အပြင်ကနေအိမ်ကိုကလုံးကလန့်ချိုင်မှာအပြင်ကနေတော့ခါခိုင်းမှာပေါ့ထွက်သွားခိုင်းတာအဲ့လိုမျိုးပေါ့ကိုတိုက်ပိတ်တာပေါ့နော်အဲ့လိုမျိုးပဲနေတဲ့အခြေအနေရှိတယ်ဆိုတော့အဲ့လိုမျိုးပေါ့လုံးဝဒီဟာနဲ့တော့လုံးဝမအဆက်တဲ့လမ်းကြောင်းတော့ဖြစ်မှာပဲဘယ်လိုပြောမလဲနောက်3-4နှစ်လောက်ပေါ့နော်5-10နှစ်လောက်ကြာလို့လုံးဝကျွန်တော်တို့ခုကလေးတောက်လျှောက်ပြုံတန်တီဆောက်ရမယ်ဒေတာတန်တီဆောက်ရမယ် institution နဲ့ခိုင်မာလုပ်ရမယ်အနာဂတ်ကောင်းဆောင်တွေလုံးဝတောက်လျှောက်မွေးထုတ်ရမယ်ပြီးတော့မှသူတို့ကိုလွှဲရမယ်ပေါ့နော်လွှဲတော့လို့ပြီးရင်တော့ကျွန်တော်တို့ကဖြစ်နိုင်ရင်ကိုယ့်နဲ့ကိုလှုပ်ရှားလေးအေးစေးသွားလှုပ်ချင်နေတာပဲvillain ဖြစ်မှာပေါ့ hero ဖြစ်မှာပေါ့ကိုယ့်နဲ့ကိုလွတ်လပ်အနေသားကြီးပေါ့နော်ကိုယ့်နဲ့ကိုအေးစေးလေးနေခြင်းနဲ့စိတ်ပါပဲအဲ့လိုမျိုးပဲရှိတာပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နောက်ဆုံးအနေနဲ့ပေါ့နော်ကျမတို့ဒီရင်ပြည်သူလူထုပေါ့နော်ဒီကိုရောဗာများမှားချင်တယ်ပေါ့နော်ဒီကျမတို့ဒီရင်မြို့ကိုတိမ့်မှာဖြစ်တယ်ဒီရင်မှာနေထိုင်နေတဲ့ပြည်သူလူတွေထဲမှာဆိုလို့ရှိရင်ရောဒီကျမတို့ရဲ့ဒီဝင်မှုပေါ့နော်ပါဝင်မှုတွေကဆိုလို့ရှိရင်တော့ဒီပြည်ပရောက်နေတဲ့သူတွေအထူးဖြင့်ဒီရင်မြို့ပါနေထိုင်နေတဲ့ယခုလက်ရှိနေထိုင်နေတဲ့မြို့သူမြို့သားတွေကတော့ကျမတို့ဒီမြေပြင်ကခေါင်းဆောင်တွေရဲ့ဒီပြောပြချက်အရ80%လောက်ကတော့ပါဝင်ကြတယ်ပေါ့နော်ဒါပေမဲ့ပြည်ပမှာရောက်နေတဲ့သူတွေတချို့ကကြတော့ဒီပါနဲ့ဝေးကွာနေတာလည်းများတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်30%ကတော့ဘာသာရေးသမားတွေများပြီးတော့မှ30%လောက်ကတော့ကျမတို့ဒီဇာတာတွေကို support နေတဲ့သူတွေရှိပြီးတော့မှပေါ့နော်ကျမတို့ပြည်ပရောက်30%လောက်ကတော့တော်လိုင်းရေးမှာပါဝင်နေတဲ့သူတွေရှိတယ်ပေါ့နော်ဆိုတော့ဒီလိုတွေအပေါ်မှာဒီကိုရောမန်တို့ရဲ့အောင်မြင်မှုအတွက်ကိုပေါ့နော်ကြိုးစားခဲ့မှုတွေပြပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျမတို့ကလည်းဆက်ပြီးကြိုးစားဖို့ဟာကြံရှိနေတဲ့အတွက်ကြောင့်မို့လို့ဒါကြောင့်မို့လို့ကျမတို့အနေနဲ့ပေါ့နော်ဒီ project လေးကိုအစရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းဆိုတဲ့နာမည်လေးကိုပေးထားတာနောက်ဆုံးအနေနဲ့ဒါပါဝင်မဲ့ chance တွေသူတို့မှာရှိနေတဲ့အတွက်ကြောင့်မို့လို့ကိုရောမန်အနေနဲ့ဒါမိဘပြည်သူတွေရောနောက်ဒီမှာကြည်နေတဲ့ live မှာကြည်နေတဲ့သူတွေရောတနိုင်ငံလုံးမှာရှိတဲ့ကျမတို့တော်လိုင်းရေးမှာပေါ့နော်ပါဝင်မဲ့သူတွေကောနောက်ဆုံးအနေနဲ့ဒါအမှားစကားပေါ့နော်ပြောကြပြဖို့ရန်အတွက်မြစ်တဲ့ခံပါတယ်ရှင်
အခုနကျွန်တော်ပြောသလိုပဲကျွန်တော်ကနိုင်ငံရေးလုံးဝသက်ဆိုင်ခဲ့လို့မဟုတ်ဘူးနိုင်ငံရေးလက်စိတ်လက်မဝင်စားဘူးကွာနေကုန်နေခဲ့ကျွန်တော်အဲ့လိုပေါ့နော် curriculum นี่ design လုပ်တယ်ဆိုတာ curriculum နဲ့ရေးမယ်ပညာရေးတော့ကောင်းလေးလုပ်မယ်ဆိုတဲ့စိတ်ကူးလောက်ပဲရှိတာအဲ့လိုမျိုးပေါ့နော်ကွာကိုအေးစစ်တီးတန်းနေရှိနေလို့ဒါပေမဲ့လည်းတီကြားထဲမှာတော့ရှိပါတယ်ဖြတ်တန်းရတာများလာတဲ့အခါ pressure တွေများလာတဲ့အခါကျရင်ကျွန်တော်ချင်းမိုင်လောက် US လောက်ကိုသွားချင်တယ်ချင်းမိုင်လောက်ကိုသွားနေမယ်ကွက်နဲ့ကွက်လုံးနေမယ်တလသိန်း100ပုံမှန်လူငွေထည့်နေမယ်ဆိုရင်တော်လှန်ရေးပြီးသွားရင်ပြန်သွားမယ်တော်လှန်မပြီးသွားလည်းပြပမကွက်ကိုတာရပဲအဲ့လိုမျိုးပေါ့နော်တလကိုသိန်း100လောက်ထည့်တဲ့အတွက်ကြောင့်လည်းတော်လှန်ဖွဲ့တယ်လည်းငို့ကြည်ကြမှာပဲတကယ်တော်လှန်ရေးပါဝင်တဲ့လူလို့အားကိုးမှာပဲပြောမှာပဲနာမည်ကောင်းရမှာပဲပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့တခါလေကျအဲ့လိုမျိုးစိတ်တွေပေါက်တယ်ပြဿနာတွေများတော့တဲ့ခါကျရင်ကိုအတွက်လည်းမဟုတ်ကျွန်တော်အတွက်ကလောကကြီးမှာကျွန်တော်အတွက်အရေးကြီးဆုံးတန်ဖိုးထားတာကိုအမေပဲကိုအမေစိတ်ချမ်းသာစေခြင်းနဲ့ဆိုတော့နောက်ဆုံးကြကိုအမေမရှိတော့တဲ့ကာလရောက်လာပြီဆိုရင်လည်းကိုမဘသူ့မှာဒုတလေတန်ရောက်စင်ကြီးရှိတာလည်းမဟုတ်ဒါကိုမြေကိုကြီးဆိုမှနိုင်ငံရေးလက်တိလက်ပေါင်းတန်းတဲ့လူလည်းမဟုတ်လေကိုကလည်းကိုအေးစိနေခြင်းတဲ့လူပဲဒါပေမဲ့ဒီအချိန်မှာတော့ဒီမှာမပါဝင်လို့မရအောင်ကျွန်တော်ဒီမှာဒီလိုပါဝင်နေဆိုတာကအကုန်လုံးနှိမ့်ချိုလိုက်ရင်ကိုယ်လိပ်ပြကိုလုံးချင်လို့ပဲအခုချင်းချင်းမိုင်လောက်သွားပြီးမှကျွန်တော်ထိုင်းမှာတောင်းတော်တက်ခဲ့တာအတိတွေရောတကယ်ချင်းတွေရောများခဲ့တယ်ဆိုတော့အဲ့ဒီကနေပဲပါဝင်လို့ရတာပဲဒါပေမဲ့လည်းငါပါဝင်နိုင်တယ်လို့ကိုမပါဝင်မဲ့နဲ့အပားခိုတာကိုငါပဲသိလိမ့်မယ်ဆိုတော့ကိုလိပ်ပြလုံချင်းတဲ့စိတ်ကြောင့်ဒီမြေပြင်မှာပဲတောက်လျှောက်ပေါ့နော်ပေါ်လာခါကျကျွန်တော်ဆိုင်ကယ်မမောင်းတတ်ဘူးခုဆိုဆိုင်ကယ်မောင်းကဆိုင်ကယ်ပါပြင်တတ်နေပြီပေါ့နော်နေဒီတောက်လျှောက်သွားလာတယ်ပါတယ်ညာတယ်ပေါ့နော်အရင်တော့ကကျွန်တော်တို့မှလည်းအဲ့လိုပြောမလဲကွင်းနဲ့တကယ်မွေရနဲ့ပေါ့နော်ဘယ်လိုမျိုးနဲ့နေခဲ့တာပဲလေကိုထိုက်လျောက်ပေါ့နော်ကိုလုပ်တဲ့ဒီတကယ် UNESCO မှာလုပ်ခဲ့တာဆိုတော့အဲ့လိုမျိုးတွေကစပါပေါ့လေဒါပေမဲ့အဲ့ဒါတွေအကုန်လုံးထွတ်ပြက်တာပဲကျွန်တော်တို့အနေနဲ့လိုအပ်တဲ့ခါကျရေကရုတ်ကျင်းထဲမှာအေးရတယ်တခါကျတချို့နေရာဆိုရင်အကာလုံးကမရှိတာအမိုးပဲရှိတယ်အကာလုံးကမရှိတဲ့အိမ်သားမှာပဲအပေါ်ပါသွားတယ်အကုန်လုံးဖြတ်တတာပဲ3-4ရက်ရှင်းပြရင်အာလူပြုတ်ပြီးမှပဲ2ရက်တော့မှ1ရက်2ရက်လုံးဝထမင်းမစားဘူးထမင်းစားတဲ့အချိန်မှာအာလူပဲပြုတ်ပြီးမှအာလူပြုတ်ကိုပဲကျွန်တော်တို့မနေ့နေ့လေစာညနေစာလုပ်ရတယ်အဲ့လိုမျိုးတွေပေါ့လေအကုန်လုံးဖြတ်တတာပဲဆိုတော့ဒီအချိန်မှာတော့ဒါကဘာသာရေးနဲ့လည်းမဆိုင်ဘူးနိုင်ငံရေးနဲ့လည်းမဆိုင်ဘူးဒါဒီအသက်ရှင်ရက်တည်ရေးမရက်တည်ရေးဘယ်လိုပြောမလဲ do or ဘယ်လိုပြောမလဲ life and death ဒါမှမဟုတ်ရင်တကယ်ဘယ်လိုပြောမလဲ right and wrong ပေါ့နော်ဒါကတကယ် pervasive ပဲအကုန်လုံးကိုခင်ဗျာဘာသာရေးပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်အကုန်လုံးပညာရေးပဲဖြစ်ဖြစ်အကုန်လုံးနဲ့သက်ဆိုင်သွားပြီဘာလဲဆိုတော့အသက်ရှင်ရတဲ့ survivor it's about survivor ပေါ့နော်ဆိုတော့အကုန်လုံးကတော့မပါနဲ့လို့တော့မရဘူးပါမှာပဲပါဝင်တဲ့နီးလိုက်တော့ဘာသာရေးတော့ဒါနိုင်ငံရေးလက်တိလက်ပေါင်းတမ်းပါဝင်စရာတော့မလိုဘူးပေါ့လေနော်ဘာသာရေးအနေနဲ့ဒီ humanitarian aid တော့လကောင်းတခြားတို့စာနာရေးကပံ့ပိုးတဲ့ဘိုင်းမှာတော့လကောင်းပံ့ပိုးပါဝင်လို့ရတယ်လေနော်ဘာသာရေးလည်းဘာသာရေးအလျောက်ပေါ့အဲ့လိုမျိုးကျွန်တော်တို့ဆိုလဲတောက်လျှောက်မပြီးမချင်းဆက်တော့တာပဲတောက်လျှောက်ပါခဲ့တာပဲဒါလုံးဝမပါလို့မရတဲ့ပွဲပဲပေါ့နော်ပြီးတော့မှဒီပရောက်တီဆိုရင်လည်းပဲကျွန်တော်တို့မှာဆိုရင်ဆော့ဆော့ကျွန်တော်ပြောတယ်ပြည်တွင်းကလူတွေကသိန်းပေါင်း1000ခွဲပြည်ပမှာရောက်နေတဲ့လူတွေကပြည်တွင်းနဲ့လူရင်းရရှိရင်လူရင်းရဆိုရင်ပြည်ပရောက်တဲ့လူတွေကကျွန်တော်9ပုံ10ပုံပဲရှိတယ်ဒါပေမဲ့ပြည်ပကလူတွေကကျွန်တော်တို့မြို့သိန်းတိုင်ပွဲတိုင်ပြန်အထုံငွေထည့်တာကိုသိန်းပေါင်း1000ခွဲရှိတယ်တန်းတူညီပါရှိတယ်အဲ့လိုမျိုးပေါ့နော်ပြည်ပလိုလည်းလက်မနှိတာအကုန်လုံးကလုံးဝဝိုင်းထည့်ကြတယ်ပေါ့နော်အဲ့လိုမျိုးပါဝင်ကြတယ်ဒါကသမိုင်းမှတ်တိုင်တစ်ခုကြီးတဲ့ချိန်မှာအားလုံးပါဝင်ခြင်းကြတယ်ကိုယ့်ရဲ့ရှင်းပြောရရင်ကျွန်တော်တို့ရဲ့အဖက်မှာကြတော့လေပြည်ပရောက်သွားကျွန်တော်က second generation မရှိသေးတယ်အဲ့လိုပေါ့နော်ကျွန်တော်တို့က second generation မရှိသေးတော့ပြည်တွင်းကိုတန်ရောစင်ရှိတဲ့လူတွေပြည်တွင်းကအခုပြည်ပကိုပြည်ပရောက်နေတဲ့ကျွန်တော်တို့မင်းတပ်သူမင်းတပ်သားတော်တော်များများကအကုန်လုံးဒီဘက80-90 ခိုင်တော့ပြည်တွင်းမှာတောင်ရလို့ဖူးတဲ့လူတွေပဲပြည်ပမှာပဲမွေးပြီးကြီးတဲ့လူတွေလောက်မှတာတယ်ပေါ့နော်ဒါ second generation တော့မှအကောင်းမဖြစ်သေးဘူးဆိုတော့အကုန်လုံးဒီဘကပြည်တွင်းမှာဘလို့ခက်ခဲတယ်ဘလို့ဖြတ်တန်းခဲ့တယ်ဆိုတော့တီးဖူးတဲ့လူပဲဆိုတော့လေအကုန်လုံးတအားပါဝင်ကြတယ်ပေါ့နော်ကျွန်တော်တို့မှာကကျွန်တော်နေတဲ့ဆိုတဲ့ခါလဲကြာရင်ကျွန်တော်ချင်းလို့ခံယူရတာပြောတဲ့အချိန်တစ်ချိန်ပဲရှိတယ်ဘာလဲဆိုတော့ဘာသာစကားအရာရိုးရာယဉ်ကျေးမှုအရာ culture အရာ unique ဖြစ်တာအဝစားအရာ unique ဖြစ်တာကျွန်တော်အဲ့ဒါတော့ဥပမာဆို
ကချင်နဲ့မတူကရန်နဲ့မတူပေါ့နော်ဗမာနဲ့မတူရခိုင်နဲ့မတူငါတို့ရှင်းပြောရင်တချို့နိုင်ငံတွေကျွန်တော်သွားတဲ့ခါကျရင်တချို့နိုင်ငံမှာရေးဆရာအကုန်လုံးအင်္ဂလိပ်လိုပဲရေးကြတော့တာတင်းနေသုံးလည်းအင်္ဂလိပ်လိုပဲကျွန်တော်တို့ရှေ့မှာကကိုပိုင်အခရာနဲ့ကိုပိုင်စာသားနဲ့သူတို့ရဲ့ဘာသာစကားဆိုတာလည်းပဲကျွန်တော်တို့မှာကိုယ့်ရဲ့ dialect ပေါ့နော် ethnic language တည်တံ့ရှိတဲ့အပိုင်းကျွန်တော်ရဲ့ culture နဲ့ကျွန်တော်ရဲ့ history နဲ့ဘာနဲ့ညာနဲ့သူများတွေမှာက history လို့ပြောစရာကမရှိဘူးလေဟိုလိုဒီလိုလိုပေါ့နော်အဲ့လိုမျိုး culture တွေ language တွေ custom နဲ့ပတ်သက်တော့ကျွန်တော်ချင်းဆိုတဲ့နာမည်တအားကြိုက်တယ်ချင်းတအားဖြစ်ချင်တယ်ချင်းပြတ်တအားကုန်ယူတယ်ဒါပေမဲ့တစ်ဆက်တည်းမှာလည်းလူသားအလုံးလိုပဲငြိမ်းချမ်းရတာအဖေအမေနဲ့နေရတာသဘောကျတယ်ဆိုတော့ humanity ကိုတော့ကျွန်တော်ပုံဦးစားပေးတယ်အဲ့လိုမျိုးပေါ့ဆိုတော့ကျွန်တော်တို့ဒီပါရောက်ချင်းနေနေလဲကျွန်တော်တို့ရဲ့ unique ဖြစ်တဲ့အပိုင်းဒီ culture တွေဒီ language တွေဒီ landmark တွေပေါ့နော်ဒီ territory တွေနောက်ကိုတိုးတက်ကြီးပွားစီပင်လာဖို့စီကုံစီဖြုတ်ချဖို့ကိုပိုင်ပြတ်ထန်းခွင့်ကိုကျွန်မကိုဒီဒီမီလဲကိုကျွန်မကိုဖန်တီကိုတာပေးလိုက်စမ်းပါစီကုံစီအုပ်ချုပ်တာထက်အများကြီးတိုးတက်အောင်လုပ်နိုင်တဲ့လူတွေထဲပဲအဲ့ဒီအခွင့်အရေးကိုကျွန်တော်တို့ရဖို့လို့တယ်အဲ့ဒီခွင့်အရေးကိုပြည်ပကလည်းပြီးတဲ့နေရာမှာအဲ့ဒီခွင့်အရေးရအောင်လုပ်တဲ့အချိန်မှာပြည်ပမှာရှယ်တိတွေပြတယ်လုံးဝပါဝင်ဖို့လို့တယ်ဒါကကျွန်တော်တမိုင်းမှာဒီချိန်မဲ့ရမယ်ခွင့်အရေးဒီချိန်မှာစစ်ကောင်စီမပြုတ်ကြဘူးစစ်ကောင်စီလုံးဝပြုတ်မကြဘူးဆိုရင်ဆိုတဲ့ scenario ပါကျွန်တော်တို့ထည့်တော့ထားလဲစစ်ကောင်စီလုံးဝပြုတ်မကြသွားရင်တော့မှချင်းပြည်မှာတော့ကိုလူမျိုးကိုကချင်မှာလုံးဝကိုဖန်တီးနိုင်တယ်လွတ်လပ်ခွင့်တော့ကိုပိုင်ပြတ်တန်းခွင့်ကတော့ရှိရမယ်ဆိုတာကကျွန်တော်တို့ကလုံးဝပုံတည်ကားချက်ယုံကြည်လက်ခံမိတာဖြစ်တယ်ဆိုတော့တစ်ဆက်တည်းမှာလည်းကျွန်တော်စစ်ကောင်စီပြုတ်ကျသွားအောင်လုံးဝတအားပါဝင်နေတဲ့ကူညီနေတယ်ဒါပေမဲ့ဘလို့ပဲဖြစ်လာကျွန်တော်တို့ကိုပိုင်လွတ်လပ်ခွင့်ပေါ့နော်ကိုကျင်မှာကိုဖန်တီးခွင့်ကတော့လုံးဝဆုံးရှုံးလို့မရအောင်အဲ့ဒီအတွက်ပေါ့နော်ဟိုဒီတင်သားတွေကအုပ်ချုပ်ဖို့ပေါ့နော်အဲ့လိုမျိုးတွေအတွက်ကျွန်တော်တို့ကအကုန်လုံးဘာမှပါဝင်ဖို့လိုတယ်ဒါဘာသာရေးအတွက်မဟုတ်ဘူးဟိုဟာဒီဟာနဲ့ပေါ့နော်လုပ်လို့မရဘူးအကုန်လုံးရုံးကန်ကြိုင်းမှာပေါ့နော်တကယ်ပါဝင်ခဲ့တယ်လို့ဆိုအခုချိန်မပါဝင်တယ်လို့နောင်တရလိမ့်မယ်နောက်ကျမှအခုကျွန်တော်ရှင်မှာလည်းတချို့လူရှိပါတယ်နောက်ကျမှပါဝင်တယ်ဒါပေမဲ့မင်းသမိုင်းမှာတော့မပါတော့ဘူးပြန်လဲထူထောင်ရေးမှာတော့မင်းနာမည်ပါရင်ပါမယ်ဒါပေမဲ့ငါတို့သွေးနဲ့ချွေးနဲ့မင်းနဲ့မျိုးဆိုတာကမင်းနဲ့မျိုးကရှင်းပြောရင်ပေတထောင်ရှိရဆိုရင်ဆယ်ပေချင်းစီဒီရဲပေါ်တယောက်ရဲ့အလောင်းတစ်လောင်းချင်းစီနဲ့ပြန်လဲတိုက်ယူခဲ့တဲ့နေရာဖြစ်တယ်မင်းတပ်မြို့မှာပေတရားတွေခင်းတာတော့ဘူးရဲပေါ်လောင်းတွေခင်းထားတာတန်ညာရတဲ့ရဲပေါ်တွေကြာဆုံးရဲပေါ်တဲ့အလောင်းတွေကိုခန္ဓာတွေနဲ့မြို့ပြန်တိုက်ယူတာဖြစ်တယ်အဲ့ဒါမျိုးတွေမှာဘယ်လိုပြောမလဲပြည်တွင်းကလူတွေတလောက်တီးဖို့ကြည်ဖို့တပြားမှမရတဲ့ပြင်ဟိုလူကိုကြီးပါညာဒီမိုကရေစီပြောရင်ရဲပေါ်တွေတင်တတ်တဲ့တုန်းကဒီမိုကရေစီရတာမဟုတ်ဘူးတင်တန်းပြီးတော့ကက်နေမှာနေတယ်ဆိုလေဒီမိုကရေစီနဲ့အနီနေရတာမဟုတ်ဘူးလူခွင့်ကြီးပြေးသွားရတာမဟုတ်ဘူးဒီလိုလူတွေတော့မှတီးဖို့ကြည်ဖို့ကိုလက်အင်္ဂါပြတ်တောက်ချေပြတ်လက်ပြတ်နဲ့တီးဖို့ကြည်ဖို့ဆိုတဲ့ဟာမျိုးဖြစ်နေရတော့မှအဲ့ဒီအန်ဒရကြီးရှိရတော့မှလုံးဝခြေစုံပြဝင်မဲ့တိုက်မဲ့တီးဖို့အစဉ်သင့်ရှိနေတယ်ဆိုရင်ဒီပနဲ့ထောက်ဖို့ရမယ်လူတွေကတော့လုံးဝထောက်ဖို့တင်တယ်အင်တိုင်အားတိုက်ကိုလုံးဝထောက်ဖို့တင်တယ်လို့တော့ကျွန်တော်တို့ပြောဆိုတိုက်တွန်းအပ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကိုရောမန်တရားအရင်ရေးကြည့်တယ်ကျမတို့ဝက်နက်စီကကောင်းတာတစ်ခုကတော့ဒါချက်နဲ့ပဲဝင်ခံရမယ်ဆိုလို့ရှိရင်တော့ကျမတို့လူမျိုးတွေရဲ့ကြားမှာ SCC ကိုဘယ်တော့မှနိုင်မှာမဟုတ်ဘူးဆိုတော့ခုနပြောတဲ့ကိုရောမန်အစတုန်းကပြောသွားတဲ့အခါမှာပေါ့နော်ဒီလူကြီးတွေကတော့ generation gap ရှိခဲ့တယ်ကိုရောမန်တို့တူမီနဲ့စကင်ပြီးတော့မှတိုက်ပွဲဝင်တဲ့ခါမှာပေါ့နော်တော်လိုင်းကြီးအစမှာဒီကောက်ကွင်းတွေတိမ့်တဲ့ခါမှာပေါ့နော်အဲ့မှာလူကြီးတွေကတော့မင်းတို့တော်တော်မှားပြီးမင်းတို့စခဲ့တာမှားပြီးမင်းတို့ကြောင့်မို့လို့ဒီလိုမျိုးတွေဖြစ်ရတော့မယ်ဆိုတော့ဗလိန်းနာတွေအများကြီးရှိခဲ့တဲ့အပေါ်မှာပေါ့နော်ကိုရောမန်တို့ကတတိရှိနဲ့ဒါရှေ့ဆက်သွားခဲ့တယ်ပေါ့နော်ဒီလိုမျိုးပဲကျမတို့စီမှာလည်းအခုမြို့တွေမီးလောင်တာတွေဒီတိုက်ပွဲတွေဖြစ်ရတာတွေပြည်သူလူထုစစ်ပေးရှောင်ရတာတွေကနေတို့တွေလက်နက်ကင်ဆွဲပြီးတော့ဘယ်တော့မှမနိုင်တဲ့ SCC ကိုလက်နက်ကင်ဆွဲပြီးတော့မှတိုက်ခဲ့တာကြောင့်ဖြစ်တယ်ဆိုတာကိုကျမတို့စီမှာလည်း90ရာခိုင်နှုန်းကဒါကိုရော့မန်တို့ကအစတုန်းကကြုံတွေ့ခဲ့ရတာအခုချိန်ထိကျမတို့ကို blame နေတဲ့သူတွေရှိတယ်ဒီကြားထဲကနေပြီးတော့မှကျမတို့တကယ့်ကို PDF ဇုံးလန်းပေါ့နော်ကနေပြီးတော့မှမမက်ရက်တီပြီးတော့မှပြည်သူအတွက်ကိုမြို့ကိုပြန်ရနိုင်ဖို့အတွက် self determination ရဖို့အတွက်ကိုဒီထိရက်တီနေတဲ့သူတွေခုနပြောတဲ့ကျမတို့30ရာခိုင်နှုန်းသောအမာခံ supporter တွေကရှိသမျှအင်အားတွေကိုညှစ်ထုတ်ပြီးတော့မှအခုမြို့သိမ်းအတွက်ဆိုရိုးတွင်းရှင်စီဟာစကျမတို့ဆွဲထုတ်နေရတယ်ပေါ့နော်အဲ့လိုမျိုးပုံစံခုနကိုရောမန်တို့လိုမျိုးပေါ့နော်ဒီအယောက်900ကျော်အိမ်ထောင်9900မှာ9000နီးပါးလောက်ကလုံးဝကိုတလတသိန်းအခွန်ငွေဆောင်ပြီးတော့မှတောက်လျှောက်
ပါဝင်လာမျိုးလို့တကယ်ကိုမြိုင်ဆိုင်နဲ့ဆိုလို့ကျမတို့တိတိမျိုးကိုအလွယ်တကူနဲ့သိနိုင်မယ်လို့ကျမတို့ ਨੇ မျှော်လင့်နေပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီ message လေးကိုလည်းပြည်သူလူထုကဒီနေ့မှာကြားတဲ့အခါမှာပေါ့နော်ကျမတို့တွေ ਨੇ အချိန်မှီနေသေးတဲ့အတွက်ကြောင့်မို့လို့ဒီ message လေးအားလုံးစီမှာရောက်မယ်လို့ကျမအနေနဲ့တကယ်မျှော်လင့်နေပေါ့နော်အဲ့အတွက်လည်းရန်ဝမ်းတာတယ်တော်လိုင်းကြီးအစနေပြီးတော့တူမီနဲ့စခဲ့တယ်အလဲမှာဆိုလို့ရှိရင်လည်းခုနပြောတဲ့အပြောင်းလဲအရှိုးကွေကြီးတစ်ခုကိုစစ်ပုံကြအောင် refund ပြန်လုပ်နိုင်ခဲ့တယ်ပေါ့နော်ဒါတော်တော်လေးအံ့ဩစရာကောင်းတယ်အယောက်3000 4000ကနေပြီးတော့မှ90ပဲကြံပါစေပြီဆိုပြီးတော့မှလုံးဝ refund လုပ်သွားတဲ့အရာကလည်းကျမတို့အတွက်ကိုတကယ်ကိုအံ့ဩပြီးတော့မှပေါ့နော်တကယ်ဝမ်းတာစရာကောင်းတဲ့အရာတွေတွေ့ခဲ့ရတယ်ပြီးတော့နောက်ဒီကြောက်ထုတို့ထီလင်းတို့ပခုတ်ကူတို့ကနေပြီးတော့မှလာတဲ့စစ်ကြောင်းတွေမှန်သမျှကိုလည်းတိုက်နိုင်တယ်ပြီးရင်ဒီအထူးသဖြင့်ပေါ့နော်ဒီမြို့သိမ်းနေတဲ့အချိန်မှာပြည်သူလူထုရဲ့ဒီ25000သောပြည်သူလူထုကနေပြီးတော့မှမြိုင်ဆိုင်နဲ့ပါဝင်တဲ့အရာတွေကပေါ့နော်တကယ်ကိုတမိုင်းလှတဲ့အရာတွေဖြစ်တဲ့ပေါ့နော်မင်းတက်အတွက်အမြဲတမ်းကိုဂုံယူနေရမယ့်အရာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ချင်းကြီးနောင်ရဲ့ကျန်တဲ့မြို့တွေအကုန်လုံးကလည်းဂုံယူနိုင်ဖို့အတွက်ဆက်လက်ပြီးတော့မှပေါ့နော်ဒီဟာကိုအတူယူနိုင်ဖို့အတွက်လည်းမျှော်လင့်နေဒီနေ့အချိန်ပေးတဲ့ကိုရောမန်အောင်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ကိုရောမန် ကဲ့ ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကျမတို့ဟုတ်ကဲ့ပါကျမတို့ဒီကနေ့ပြုလုပ်နေတဲ့ပေါ့နော်ချင်းပြည်မြောက်ပိုင်းနောက်ဆုံးလှိုင်းရဲ့ပေါ့နော်ကျမတို့ဒီနောက်ဆုံးလှိုင်းရဲ့ခေါ်တန်ပေါ့နော်ဒီနောက်ဆုံးလှိုင်းရဲ့ခေါ်တန်မှာကျမတို့အာကောင်းကြီးတွေစိုက်ပျိုးရမယ်ကျမတို့စိုက်ပျိုးတဲ့အချိန်ဖြစ်တယ်ပေါ့နော်ကျမတို့နောက်တစ်ချိန်ရိတ်သိမ်းတဲ့အခါကြလို့ရှိရင်တော့ပေါ့နော်သွေးနဲ့ရွှေနဲ့ကျမတို့ရင်းထားခဲ့တဲ့အရာတွေကိုကျမတို့တားဆင်မြေးဆက်ကနေပြီးတော့မှရိတ်သိမ်းရမယ့်အရာတွေဖြစ်ပါတယ်လို့ဒါကြောင့်မို့လို့အရောက်စီတိုင်းပါဝင်ပေးဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်ဒီရှင်းပြမြောက်ပိုင်းနောက်ဆုံးလိုက်မှာပါဝင်လို့ရတဲ့နီးလန်းတွေကတော့နံပါတ်1ကတော့ donation နဲ့ပါဝင်လို့ရပြီးတော့မှနံပါတ်2ကတော့ကျမတို့ ZFU bound အနေနဲ့လည်းပါဝင်လို့ရပြီးတော့မှနံပါတ်3ကတော့ယခုကျမနောက်မှာမြင်နေရတဲ့ Freedom Lamp Ticket ပေါ့နော်ကျမတို့ရဲ့မြို့ကျမတို့ရဲ့ရက်ရွာ freedom ရနိုင်ဖို့ရန်အတွက်သွေးရွှေတွေနဲ့ဒါရဲဘော်တွေကဝယ်ယူပေးဖို့ပို့ယူဖို့ရန်တိုက်ယူဖို့ရန်အတွက်သူတို့အစဉ်သင့်ဖြစ်နေပါပြီ။နှစ်ခါပြန်မရနိုင်တဲ့အသက်ကိုပေါ့နော်ကျမတို့ပေးလှူဖို့အတွက်ကိုအစဉ်သင့်ဖြစ်နေတဲ့အချိန်မှာမိဘပြည်သူတွေကလည်းသူတို့အတွက်လိုအပ်တဲ့အရာတွေကိုပံ့ပိုးနိုင်ဖို့ရန်အတွက်ပါဝင်ပေးကြဖို့ရန်အတွက်မြစ်တာရက်ခံတယ်ဒီနေ့ ticket တွေကိုလည်းဝယ်ယူတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်ဥခါရင်ဆက်လက်ပြီးတော့မှကြော်ညာပေးဖို့ရှိသေးလားရှင်ခုနကတော့1000ကျော်ကျမတို့ကြော်ညာပြီးသွားပြီ โอ ပေါ့ เค နော် နည်းနည်းကြံသေးနည်းနည်းမဟုတ်ဘူးဟိုတယောက်စားညောက်စားကြံသေးရဲ့ ဟုတ်ကဲ့ပါကျေး ina ဇူးတင် to again vet nemo ina long da ma ma nge in idak pen tu level thanga ading in zong la men nge ma view zong za thum ba za li kim dong tung to wen ma ina adak pen thanga ading in zong la men ina ticket to kisai ina pen then ina top na na ken lo phamo thu mai sang ina chini ina to den ma mai na ticket khat ong kilai be ki kina to pen a thanglam kim ticket ne hi na dola za khat man hi mo in ta chang ina den ina a ka lo la ina ka lo khel khak min pen bangom hiam chi le a number zal som thum thang mon sang hi mo oklahoma panina amin salong pong khela cha lo thei pat king in tuang yan pakki kini nge ta chang ina a lal kim zong ma dana to hin chen ticket pen tu ni chang a ki gom pen a US lam a record a ticket chali le som li hi na dollar to tul som ni le tul ni na taw na thang ma to hin chen to he chang ina tu ma le ni na a here in lama zong chini ground lama zong ticket ni ki zwak ki kina ticket ko we ni na ticket card to chang ina phiu chong jong ticket card ma to pen som jong ki pe khen ta ticket jong ki kha khen ta e to hi ina e lama zong ki zwak amon tam tam zong ki zwak kena hi ticket pen US pe khilawena Singapore Australia Malaysia ai zong ina ta chang ina India lama ai zong ina kolgam sunga sama ngeng te tungma ma ai zong ina mate ta chang ina Canada par zong ki lai thaya ta chang ina ASEAN gam Oman ai zong ina mate leitung gam pa ki zwak thei to ma bang ina zong e is review page pa comment te pa na zong ina kyalen chim chi nyau pai nau song line te ya zong ai zong ina in ticket to ki sai ina ki contact thai na ki lai thai hi tha pe cha ni tu ni ina izang ma bang ina trim gama e mai thatang to isun ke la hun chang ina ki swang khading hiam mindat te i thu ke na he ba za khen ta hi hang zong ki chian ma khen ta hi i ki hel lo ina i mai i la ngam ding hiam i sangam i ula naw i nui pa i sangam ula naw i be i phung te a mai na ngal ngam diam to hi manina han chiam takina khat ve ki sat so ke kina ticket to ai zongena donation to ai zongena to changena
asum tul khat tul ni tul thom panin atul ngatul somai zongena bon te pia ina sum dai toy pia ina zongena pawen di ni panghang hiam chi le hi so tak na pen aba isial hilawa alo thelo ala kul la hilaya akikala eitangi sep dinga hi manina kwa zoi mo pok chi lo na evek pi hi manina tun hi na khatwe ke zak son hi hang in mai ngal takena oma phozo tak ding na mi kemin pasan thopa hian la ine ilam tek to long sim siang takena pasyan na sem lo hilo khasum sang lo hilo evek pi ina yona tek panin zo mi hi na minam min to evek pen ma pang di ni long dama mai lo pin thopa beta he no ane na to hun ta apik ni ma ုံဒမ်လွိုင်းလက်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ကျမတို့တိကတ်တွေပေါ့နော်ဒီနေ့ဆိုလို့ရှိရင်တော့1000ကျော်ရောင်းရတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ကျမတို့လာမဲ့အပတ်မှာလဲဒီအင်အားမလျော့သွားပဲနဲ့ဆက်လက်ပြီးကြော်ညာနိုင်ဖို့အတွက်အများကြီးမျှော်လင့်ပါတယ်ဆက်လက်ပြီးတော့မှပါဝင်ပေးကြဖို့ရန်အတွက်လည်းမေတ္တာရက်ခံပါတယ်ခုနကိုရောမှန်ပြောသွားတဲ့အဲမှာပေါ့နော်တောက်လျှောက်ကျမတို့ဒီအိမ်ထောင်9000ကျော်ပေါ့နော်အိမ်ထောင်စု9000ကျော်ကနေပြီးတော့မှဘသူတွေပါဝင်တယ်ဘသူတို့မှာစရင်တွေအကုန်လုံးရှိတာပေါ့တချို့ကလုံချုံရေးရ Messenger တွေထဲကနေပြီးတော့မှဝယ်ယူထားတဲ့သူတွေဖြတ်သွားတဲ့သူတွေတော့သူတို့သွားပြောရင်သူတို့မှတ်မိနေသေးတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီဆောင်ရွက်တဲ့သူတွေပေါ့နော်တရားတော်တော်များများကဘသူတွေကလှူတယ်ဘသူတွေကမလှူဘူးစကားပြောဖူးတယ်ဆိုရင်တော့မှအဲ့ဒီတော့ဘသူကမပြောဖူးခဲ့တယ်မပြောဖူးခဲ့ဘူးဆိုတာကတာဝန်ရှိတဲ့သူတွေအရန်မှတ်မိတယ်သူတို့အရန်လည်းတော်တော်ညံကောင်းတယ်အဲ့ထဲမှာအူလန်နိုးလည်းပါတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဘသူလှူတယ်မလှူဘူးဆိုတာကအလွတ်ရအတန်ကြားယုံနေတာမှသိနေတယ်နော်တော့ဟိချာတီးရမင်းတက်တဲ့အကဲမပါငယ်မတဲ့ซุมเล่ไปอีกอมอีลักกินนะซุมเล่ไปกัวเต็งมาปันโลดีมาคิดซิดมาฮิเบมตัวอีจ้าตูนี่ซงอีกอมอีไลอีเลยมอโซกัมเอซงมีเตอาริยาสินิชาอีซงกัมอลานาดิยาเดียมินดัตเตยีกากวนนะมอมีปีเตยีมาปันเข้านาเตอุลังโนอิซงตัมปีซักขินสาหิมันเตตัวตุงตันตัวกิไซตอมค่ะเอียซงตุไลตากิกินไลตาหิจ้าပြက်တနဂဲနုပန်အုံးလဲပေါ်တောင်ခတ်နုံကဲစတ်ထေဒီယာ cô vô mà ông lại á ông nón kỹ mất à ကိုရောမအုံးလိုက် thất tay á အုံးနော်ကဲ ok tôi lại bảo vấn đề nhé mất à ông lại mà tôi dùng lùng đâm thu cái nuông mà bấm chỉ lại again cái gì đâu à လာနိုမိုက်ကာကြစစ်ချုပ်ထန်းချွန်းပိန်အုံးပိုက်ဒီကြီးကဲဂန်ခင်စာမောအမအုံးပိုက်ဒီသူနီပင်အုတ်ချုပ်ရေးတော့ကိစ္စခိုင်းမိုက်ကာကြပင်စစ်ချုပ်ပါအုံးပိုက်ဒီကြီး cầm xiêm thu gen xiêm na to gen bek himok lovina asep sa tengu kolte pawile let tu ya asep azo sa tengu onge ni mo kina hun khat lai na CCOC chianga gamial wachide panga eisang in nau cha zo itong pai lamte tuin ei phak zo not lo ding eyet te ding chiang din mo nang ngom chi pen khat lampanina lungdam pi mama khat lampanina eya ding ina mai zu moi mama mahang hiam chi le chin stay sung chin pi ne sunga tedim tonjang pen lui population a majority ongkichi hi pa de hi na tampen hanga falam sang pi kum som sari le kum nga chinina tua a magazine thowa chin pi ne bu pa boi nga khem pe wi alangbal pen terim tonjang pani tui na hi le imendate ikan palette matupi te imarate banghang phazo lo hiam ei tedim tonjang lama te na ikinga isut phama ma kuli dena ko yo mangin ongen thu tam pita kol pau to hi patel lo zom khama om khapial ding hiang ei pau to le lai ding hiang
bang hang hiam chi le hi tolan ya iki hello pa mo hiya amo aminda tu teng zo khopi khat teng na ding in pen denina SSC te hi anating SSC te pen kum som sagi bang anaging ging hinu himo kai chiang ina neu ngai su theyom pe ma lo to hi na hi pen thu bai le thu neu hi dek lo ina kinagin ma ku tua muna iu tut pa wanga online tunga iu tut la ya thanga te dim la ding sum dong dong uchina bahang tu tan ve la lo tui thanga tung zanga tui thang le ya payu china siene te ma bahang kap lo gen ziaw nak bai ma mai te dim SSC te gal kap len teng na ding pen thu bai hi ton lo ni min dat te na teng tur som nga bang abe yu hiya gam danga om min dat nyu ne pana gam danga om sang ina te dim ton jang panina gam danga om pen azani bangin tam zo pek ma ding yang azani be khi kan te tua te na teng tur som ni le tur nga pe zo ei gam danga am ten mahang teng tur som le ni le tur nga chin nai lo hiang zumoi lo pe mai ve tua kongen aban kong zop mana tu ni na den khai pi na ticket man ticket hot ongen hit chiang to hit chiang siye nong lu dewa amasai na i ticket ke i phone number online ki koi khamo ka chia ke yung ke contact kon china hi lo yo ka chi te ke man la lo pe ma kai chiang adang khati le ka chi ha ki koi hin tai chiang to ong na lut ke kiang ke i personal bank akong ang lut pen zagia le som nga chileng ticket som zanga chonga li tong se som le sagi man ke kiang lutina to te na asung lut hin a ticket nga hin na wam nga nai lo na wam chi pen tel lo mo kai chiang in a ticket na nga nai ke leng za sa kun la to tengang kha pen thang mun a chi na som nga sui eng a chi na som nga ngin khai zakhat Andrew Siam zakhat Dominic som zani tilik zathum thangpum zanga veka gom za gial le som nga hitenga sumong lut hin a hiang a ticket nga hin nawam nga nai lo nawam chi thei lo kai manuna nanga nai ke yu le ong za sakut ticket ong khak ding hi yung chi tong masa rong gen no ming ina to khite dena update nu nung khai pyung gen hita ta mung i zok teng sung panina pachin tang lin lun nu khol lek tang nang namung pa thang boy solar por pa thang khai pa thang muang sia hang mung pa el khai pa ta mung pa kam kho thang pa lang lian pa thang sian tuang sia lian za tuang sia lian za tuang pa tuang no nu kim boy sia sing pa lang sian muang ticket som ni tua cái khong mo tua khit chiang ina khai khu bi zuak sung panina mung tong ticket khat khai tong ticket khat thang pu ticket khat thang muan sang ticket khat min khai ticket khat man chin dal sing pa dal pi
pakam tian thang tuang pu pahu mang nang no mang no paswan khan ni thum li nga gok sagi yat ko som le khat le ni le thum le li ticket som le nga mo to update yong bol hining ina to khitchana good news kata den ma mai na ang message omina tui thang hockey pol na tui PDF Zoland Sporta Group Malaysia mo tui thang people na panina Malaysia ranket tool som den chiang ina zo ana phinudiam thei king ina lom zam dal kyang ana panung ching za sakin lumdam loma ma ngei khut bel ni ne Hey. to khit chena sial zong ngan chiam to lai nung china to zong giáng nộp mà mới để lùng đầm loa ngay thu phí loa to cái chuyện na tu nung US tụi thằng kia bol na pan na tu dollar US dollar tu som pia khi tu te sial zong tun ni nga khi nung gục bầu mang vai hôm nung chỉ lệ to chuyện na in lama khot tom pan dong sial pen woman khat omina contact tam piom amin te gen nai da ni mete security hangina to hi na Ninja te min abang. na ten za sagi bang sial za sagi chileng en inga zo keile nak zu moi ma ding hi Mai. ka chi te asiala atam ki dem chi hilo I khang no te khasumi ko thilo wai be khasumi pia ki lo wai be akinga ki thailo ding nun ta nang pe kha tam pio mi akizom ki thailo ding a khut tong akizom ki non thai non lo ding a khe tong khang no te isial khat ivok khat abul ding u khedap a uniform ding u aliama bai te ki bol nang za tui za ha man thau pu ding mo to a khoda mu chiang za na lu pu chiang azan pon ding u azi ngan ni ta kan ding bek bahang pe zo lo ding ei mi pi te ta wan hi to hi na bangai zong ina tu lai tak pen to lan ji wala thu pi zo vai da om lo bi kol gam bu pa khopi som ko le li le sakhan za sagi wal kiteng kini tuina SSC te control ne mi control pen 32% ของไปกมลาฮีนี่ปีดอตัวควายบุปีวาลุดิงจีจงตัวนังวันลุกูโลวินองเล็ดอิจหุนองตุงขมายดีงี้เดนินกูยอมันจีตักินะอันนี้ปีดอว่าอบุลปีเต็งอิงอาจจะปังนายเกลจงเอมุนเอมัวมา SSC เสียงสักบุลดีงี้ฮิเตเป็นกุมปีฮิโลวาmi pi te tel kumpi hi dek lowina mi pi te tel kumpi mi pi de kumpi te manina thonga khiaina lodo matte thumana pangte chupi khaw to khai lumin mi pi te that kablum bom to khiatina khosung zato sang phungyi chong biakin te bom to khiatin susiaina mi pi te nei sa in le lo te mei to hal ansal te mei to hal mi pi te khoi sa ganing te hal tum sak I khang no te nga bang kap lup sak ke tu te mei to hal chip sak lai wi hi te I do ding chi pen vai to wal vai thu pi wa om lo wi tu loi takina
Iowadi dai ni dang adai pen nangona gal kap te chimo mama dai sagai dai ni dang ina khotuam tuama si chang thu na in hal lo halin am te pai khengam non lovina dalan gal kap ten pi puak ochi te tu so ti te abanina apai pai hi kol gambu pa mi pi ten hi cha chiang ina han chiam in nun ta na te pe hia han chiam lai tak bahangin en eimun eimol la zo lo ding hiam ong zu moi ma ding hi tu lai takina ei le khat le khat khong ki do ki kap ki tha hun hi zen gen lo wi bahangina cnf te kap lo na wam do lo na wam tai poi khat operation khat ssc te kem khat ka ken khat do na ding chiang bekin jong tha wi thau tang man tampi be hi te dim lak na ding pen ateng tur som li le tur nga bang budget a kiswa hi na to na ngon atom thei pen dia kiswa hi na la mengun do mengun chi ziao thei kholon to na chi ziao no pule teng tur nga teng tur som pias pesuk I khang no te ready no mi a hiang ina bai ngai su ding hi lo akigi ai thei to chiang dong su su ma chi ni ding akigi ngi hi manina thao tang ni tampi mani tang khat tang ni to kinga lo atenga le ko atenga ki gin ko to ai thao tang ki gin te pen I thao wi thao tang I thao te ki gin te pen ssc te lo vakam na ding in pa mai ki sama mai ssc te zo phot hi le to lo adang te pen adan dan in den ku yo man chi takina hoi takin ho pi ding kam ki kum ding to anga le hi ung hi ding anga ke le I dei pe na hi lo ka pun zo gom thei khamai ding ayang tua te pen te di mi teng ki te igama ssc sian ki teng hi pa di ong hi pan di ni tu lai takina ssc a hi lo te I kem ba teng khom khat le khat ba ki kap te khong to aphat tuam nang bang mom lo ding ni ei le ki tha ki kap lup ki tha te pol to koi ma ho ki swak lo ding ni thao tu poi na ba thu min hileng alaw manun jong ong chie khamai ding wi a hi hang si te ong nung takiek lo ding nirang te atua ta te ongol ong liat chiang on dong kapa ko nung tha sakhiam kanu ko nung tha sakhiam mangil ngei lo ding wi itang tho om den ding wi toy manina zolen makai te na pdf zolen zate few makai ten to pen tel lo a hi manina ei mi sung dalan chiang lom man ding thu hil ding gen pi ding chi chiang sim lo anun tang nau vakila ngei lo mi alia ma ba ina si san nai san dong ki so lo tu ni chiang dong pdf zolen ina zo mi te khat bek that nai lo mi that ngei lo mi si san nai san dong so lo hi bangin wangong tat hi leng to la yi iman chiang ina to lan ji yong man bek dinga to vai te ong vek nai lo dinga hi manin mai lam thu tampi ngai su na thu khol na to eile ei zo mi vaki that ding vaki sat ding vaki bol se ding ki som lo le to bang in jong zo len pen gam tang lo vi gam ta lo vi zfu pdf zo len ina edi mu te nga ding in na pitakina han chiam takina sun to zan to ai mulo liang ina han chiam tam pitak tu lai takina mi malina hi zong in
Paul pi to hi zong ina Paul pi te kiang ai zo hu na kinge na piak ke yu le ong kap lum ding chi ba bom lo fi kwa teng ki hela kwa tengin pe hia kwa tengin sen yam chi pen tu lai takin ka computer sung ka en ke zong in ka notebook sung ka en ke zong in atam zo kitel ma le li apia le apelo pen ki thei lo hi apen ai lo te ong ki hel ta pe un ana tong ki nge ni lo ki sik ding nai manuna ahunom lai ki elu nong ki chi hi aki hel le aki hel lo jong pen ki thei nom ta hi mai aki hel lo te thao mu suang in action wala ding chi jong hi pe ma lo a hiam itang chua mai lama hi bangun chiang ina ham sa thun pen ikisat hun pen na ngoni na pe khoi khenom lo te na thu nei nuam hong nong ki thoi mo ku le chi na to hoi takina ki chiam te hi toy mani na mendat khopi tul ko wal in mendat mu ne sung in tul ko wala teng tul som nga bang nga zo bahang en nga zo nai lo di tu ni chiang dong ticket man te le hi kam chiam ong ki pula khomong ki pula lo zongom publica ong ki tang ko khenai lo iminam I khwa I tui itedim itina nga ina ikol gam so tang nang ikol gam ana shin khut panina so tang nang ina veina I na tat to pe hia tampiomi ikigin na khem pe publica mi khem pe ina zong adeu den igal ibong yan to common enemy SSC ten athei ding no ki dei lo ai manina avek pi nong ki tang ko khenai lo hun chiang ki tang ko khedi hi to te khem pe ali som hi ap to chen a pe khalaka a hu laka nakiel lo khang ding pen da wai ma ding hi na tu na ta te na pa to lai na nu to lai na thuong dot chiang ina nom mo takhatin dong khamok lo ding hi te toy man I hun pen tamom non lo bi itedim khopi mi dang te pelo ding hiam ei le yong that te jong pelo ding hiam SSC te khuchung pan la khe ding hiam pasianin ZFU PDF zolen tuni chiang dong kumli sung ongom pi kumli sung ka chi chiang ina mat kha som thun ni chen kumli ching ding hi tua sung ina bang chiang in na kel kha hiam bang chiang ma na pang kha hiam aki sam lo pi sum don na te pe wana na pe kha hiam hoi takina ki zat na hoi takini ga ma di ki zek na muna na pe kha hiam tunin na piak pe khat igami le ya ding in tung ding hi tung khini na piak ke le tung lo bek dia na piak hem pe tung hi toy mani na zo mi hem pe gam dang am te gam sung am te thungai sun tani ZFU PDF zo lenin hu na nget chiang ina phun sanina gen sian om se da ni mi hem pe in pe zo ke man te a pe zo ko te a pe zo lo zong ko te pe zo nuam ma na pe zo lo zong ko te a ve nga pa min tel lo hi a ki ma pa min tel lo hi piak nok na lung sim nei ya ding I piak zo za pe ding tama pe zo om ding to ma pe zo om ding pe nuam na pi na pe zo het lo zong om ding hi a hiang ina hu na king en a pe khia khong to pol pi te to za dongun chin gen siat lam pang in pang non ke yun men da te falam khal kha thantlang matupi biak na pol pi biakin te hi dama chin kol te na
thu man so tang na ding freedom a ding ina biakin pol pi panina asum pi te wa piak hiat zo kum thum kum li tai abiakin wa dong nia ta piaku kum thum kum li tai ei ze kai loi zo hiam hi wal pasian na sep na zo kom ton lo ding hi ssc te i hek hiat zo ke ya zolen zate fiu pdf zolenin i zogam sunga thuong nei zo ke mok le i gam pen bengam sok le dinga i gam pen khat le khat ei le ki tha tha na gam sok le dinga i gam pen mi ten onguk le dinga mi te sila sok ding hiam mi te sila ding yu thiam agu tu nu teng that ding na do nyu le len ding hiam so taw nai nga thei na ding ina zfu pdf zolen huna peni ma pang khom ni bahang yam chi le tu ni chiang dong ngom pi pasian ina atop dong ngom pi ding hi extra kum pinu kianga morika ina hi bang hun lai takin nang na sep kele jong pasian ina tang tang ong hong vai hom pi sak vai hom lo zo lo ding hi vai hom ding hi nang na hu lo manin ki sem zo lo ding hi lo wa nang na hu manina na sep na tang zai tom ding nang na hu manin nang ma ma ampai zo ding hi te chi tu ni na to teng to ki han thon ni na tu ni chiam dong myu teng tai po ya ding ina 50% wal bang ki akhin ta pa pe khia khem pe pasian ina ong thei pasian thu pang pia hen la ham sa pia pe khia nei lo pi pia pe khia atoma tam hilowa tam pia pe zo te zong pe zo sem din pasien tu pang pia en la pe zo nai lo te zong pe zo ding piak nop na lung sim pasien hungwan ta hen chi to teng gen ni ngai kalung da me long dam loi cha nga ma ha nge ma te de an ko yo man yi a thu ma ba to as a hi tolan yi ma pa ngai lo te mo media sun a aswan to ki ja hi media sun a pa khat te thu date kai so be mo a lo thai lo di mo pa ngai lo te kwa ma lo thai lo di tolan yi sun a pa ngai lo te khwa sun a kwa ma lo thai lo di a chi pe de a ma ong shin pya khit ja yi ki tel sem ma de o ka tha pa to ki sai pen in အမောက်ကြီးအရက်နာပေါင်းဟွိုက်စာစစနေပါငိုင်းလို့တဲ့စုံပါခါပဲပဲဒီအရက်ငါဂါဒိုလိုက်တာအပါလက်အဒိုခစ်ချပြစ်လို့ဖမောခွဆုံလွတ်နေဒီမနာအပြစ်လေအတန်ထူကပောင်နော်လို့ဒီမတဲ့ตัวစုံထားငါပါမိုင်းအေအဘပီယာကွာမပါခါလို့အုံလို့ဒီအရက်ငါတန်ထူပင်ကပောင်လို့ဒီမောin ကြည်တန်ခါထင် second chance မောမိပီယာရီ second chance ကြုံလိုက်ပဲကြည်တန်တော်ကိဆိုင်လဲဦးလာနုနန်းထားငါနာအလိုက်ထုတ်ပဲhi lo hi bam chi le hu na pelo te hu na piang na receive na la thei le copy sung lu thei pan di na piak lo manin lu thei lo ding hi te yang na piang ni te lu thei ding hi mo kai ni pen dei kai lo na lang lama awa cha pelo khem pe lu chak lo ding chia by force to nong lu te le kap lum ding chi bang hi pe ma lo ma teตัวฮีน่ะฮิมุน่ะตัวเต็งอวีพันดิ้งอินิยมเสสร้างเปสุกเจียวเลยไงดิ้งเปียตนาโลวีที่เปียกนายน่ะตัวลานยีมาปังเตยน่ะอินมาลงมาหมายลำดิ้งพุทธัมใบตัมพี่ตังนุเซียน่ะอันนู้เลยป้าตัวอินกวนปีเตตัวอันกวางคอมเลียตัวเป็นอีกมาดิ้งกำสุงวัลุตาtraining ham sa takin vasin annek tuidon to agilwa lo hunu jong tampio min che adu uzong ki pe zo lo hi na piak hiat pen hite ading hi chi hi pe ma lo hite ni za chianga i khang no ten ki pe hia nang bahang pe ke lo pun mong ni yam toy manina ki sik lo ding hiang chi tong gen no mingin to hite chong ya khatong lut pak ning na
tu kum zomi nam ni pen thu pi ke thu pi lua ayang poi bol na lam to ki sai na sum be ding pen tu lai takin imu tenga ding ina usa ki pe to lami ki focus ma mai mani na na se takin ki bol zo lo ding toy mani na jing chiang in dong tul sa zomi nam ni bol lo phamo ai mani na ana sel lo ina ki bol ding khat na ani to tanga zong pai te kun la ani na mai kha mas kha ni gian ni na tolan ji ma pang ma hi and ji wen ji dr sa sang pai ding to tenga zong ya kim le pam state tom panai zong ina tulsa khosunga te ma mai zong ina to lai ang pai na no set ina tu chiang dong ama zong to lan ya ding dei tak ma pang hi ana tengom ke le zong lai len pi banga wan leng kon banga lam ke dam lo chi mo ham sa te dei taka hu kol ga ma ding lamet na lian pi nei lai takina hi bang thu teng pianang ina to lan ya dei tang pang ve ven ei to zong ma pang khom phut ki len khom ana teng hi ta ki pan tu ni chiang dong ai manina dr sa sang pai ding to tenga zong mun dang stay dang tom ma ten jong hoi takin wal kha min hoi takina a hol pi ma banguna hi tenga zong in te mi mal kimina a mai zum huai lo ding mai zum ai chi te ma mai zum ding ila liang e mi thu pi khatong pai chiang ina iwap tek ding tong zoning ina to lai muna new do when hi zong ina major part ai zong ina to chena house representative te zong ina senator te zong kisami na tulsa Oklahoma State panulian te zong pai ding hi to amun ding pen event center wa som sei le khan le Louis P wa izat zel to hol akizang ding ina jing sang nai som panina to lani ading an le tuite fan zon na kin zuak na an zuak na kin ei dinga to khit chena ama to hun nei khom ding hiang akwa ma te khun la na ong pai te kun chi tuang za sakin ngai kalung da me long da me le tu ni ticket tua kanunga omu freedom land ticket na leina ticket khat na nei be zong myu think khija kilo thei di ma toi cha ticket zong ko ma tek a le tet di zong han thon num ha ngai ma de tu ni live in te hi zong tua pa te hi zong mo tua be pi tua long da ကျေးဇူးတင်ပါတယ်ရှင်ဒီနေ့ကျမတို့ရှင်းပြမြောက်ပိုင်းနောက်ဆုံးလှိုင်းရဲ့ဒီကရောင်းချတာဆိုလို့ရှိရင်တော့ဒီနေ့ဆိုလို့ရှိရင်တော့ကျမတို့ဒီတပတ်အတွင်းပေါ့နော်ရောင်းချတာ1000ကျော်ဖိုးလောက်ရောင်းချခွင့်ရတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးတင်ပါတယ်ပါဝင်ကြတဲ့သူတွေအရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ကျမတို့ဒီတော်လန်ပြည်သူတွေအနေနဲ့ကောရဲဘော်တွေအနေနဲ့ကောပါဝင်နေကျမတို့မြေကျမတို့ရေဟာပေါ့နော်ဘိုးဘွားပိုင်နေမြေဆိုတာထက်ဘိုးဘွားငါတို့ဘိုးဘွားတွေပိုင်ခဲ့တယ်ဆိုတာထက်ဒီတစ်ခါမှာတော့ကျမတို့သွေးနဲ့ချွေးနဲ့ကျမတို့ generation တွေကနေပြီးတော့မှသူတို့ရဲ့သွေးတွေချွေးတွေနဲ့ပေါ့နော်ကျမတို့ပိုင်ဆိုင်ဖို့အတွက်ကိုကြိုးစားနေတာဖြစ်ပြီးတော့မှ self determination ပေါ့နော်ကိုပိုင်အုပ်ချုပ်ခွင့်ကိုကံကြမ္မာကိုဖန်တီးခွင့်ရရှိနိုင်ဖို့ရန်အတွက်နှစ်ပေါင်း60ကျော် SCC လက်ထဲကနေပြီးတော့မှကျမတို့ပြန်လည်ပြီးသွေးတွေရွှေနေနဲ့ရယူနေတဲ့အခါမှာမိဘပြည်သူတွေကနေပြီးတော့မှတတ်နိုင်တဲ့ရွှေနေစာတွေထဲကနေပြီးတော့မှအယောက်စီတိုင်းပါဝင်ပေးကြဖို့ရန်အတွက်မေတ္တာရက်ခံရင်းနဲ့ဒီကနေ့ပါဝင်ကြတဲ့သူတွေအားလုံး live ကနေကြည့်ရှုနေတဲ့သူတွေရောက်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနဲ့ဒီကနေ့ကျမတို့ live ကိုဒီနေရာမှာပဲရက်နာပြီးတော့မှလာမဲ့ပတ်ကြလို့ရှိရင်တော့ကျမတို့မင်းတက်ရဲ့စစ်ချုပ်ထန်းချွန်ပေကနေပြီးတော့မှကျမတို့နဲ့တူလာရောက်ပါဝင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လက်ပြီးတော့မှလည်းကျမတို့နဲ့တူစောင့်စားမျှော်လင့်ရင်းနဲ့ဒီတစ်ပတ်တွင်းမှာလည်း ticket တွေကိုအားပေးပါလို့ပြောကြရင်းနဲ့ဒီနေရာမှာပဲဒီ live play ကိုဆုံးသက်ပါတယ်ရှင်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်ရမည်အရေးတော်ပုံအောင်နေပြီ